ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ဆုခေတ် Audio Pod Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးမယ့်ဝတ္ထုဇာတ်လမ်းလေးကတော့စာရေးဆရာမအကျဉ်းစင်မှုရေးသားထားတဲ့ပန်ကန်သောသစ္စာကျင်နာသောချစ်ချင်းဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါ။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြပါအောင်နော်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါတော့မယ်ရှင်။ခက်ထန်နေရာတီနေ့လေကင်းမှုပူပြင်းလာတဲ့အညာရှုခင်းကိုကြည့်ရင်လည်းလေးဆက်တက်ထားတဲ့ကားထဲမှာပင်ပူအိုက်လာတယ်လို့ခန်းစားမိရလို့ခလန်းလန်းကားလေးပေးမှမြင်နေရတဲ့ထန်တော်တဲ့သူကားကိုမောင်းဆင်းသွားလိုက်တော့တယ်။အခုညနာနာနေနေပေါ့ပြန်ရောက်မှာပဲကိစ္စတစ်ခုကြောင့်ခရီးသွားနေရတာတယောက်တည်းမို့ခက်ထန်စီစားကြောင်နေမိရဲ့ကိုဘွားကိုလည်းအားမရဘွားရဲ့အတိတ်ပဲဘွားရဲ့အနှစ်သာရတွေကြောက်ဆုံးနေတယ်လို့ဘွားစွာပါလေလှိုင်းထန်တဲ့မြစ်ပြင်မှာလေးဆန်ရေးဆန်လဲအားမှန်အပြင်းနဲ့လှောက်ခက်ခဲ့ပူပါရဲ့ဒါပေမဲ့အခုကျတော့သူ့ဘွားကတော့ကံရည်ဒေသမှာမျောပါနေရတဲ့အပျော်စင်းလေတစင်းလားဒါမှမဟုတ်လေသစ်လှိုင်းတမှာအလိုက်တဲ့ရွက်လိနေရတဲ့လှေကြီးလားခက်တန်တပ်ပြည့်ရှည်ကြီးတစ်ချက်မှုတ်ထုတ်ရင်းနဲ့ကားပေါ်မှာဆင်းကထန်းတော်တဲ့သူထန်းရည်တောက်ရအောင်ပြပြချင်းရှောက်သွားမိပါတယ်။ BRA Running Risky ကောင်းတာတစ်မျိုးတင်ကြရည်ကောင်းတာတစ်မျိုးပေါ့အခုချိန်မှာတထေးဥခတ်ထင်ရဲ့လို့ချင်းမြောက်နေရပြီမိတချင်ကသူဟာကာလာသားဘွားထိုင်းရည်တောက်ခဲ့ပူပါတယ်ထိုင်းရည်ခါနဲ့လေကြော့ကင်ဘလောက်များလိုက်ဖက်လိုက်တယ်လေအခုကအသက်30ပြည့်သွားခဲ့ပြီမဲ့စေကျော်တဲ့ဘွားအတွေ့အကြုံသူမမေ့သေးလိုင်းမြင်နေရတဲ့ထန်းလက်မိုးထလက်ကထိုင်းရည်ဆိုင်တဲ့သူလှမ်းဝင်သွားလိုက်တော့နေလေပြီမဲ့တောက်တုံးသူ၄-၅ဦးနဲ့စီကားနေတဲ့တဲထဲမှာထိုင်းရည်ရောင်တဲ့ဦးကြီးကသူ့ကိုပြူငါစာစီးကြခဲ့လာဟေးမောင်ရင်လေကြကြော်နဲ့ပရိကြော်ရီလည်းရှိတယ်။ထိုင်းရတော့စစ်တလားမမင်းနဲ့သူရှိတော့ဦးကြီးကကြကြော်ပကံနဲ့ပရိကြော်ပကံထိုးပေးပြီးထိုင်းရကိုမြူအိုးလိုက်ချပေးခဲ့တယ်။ခက်ထံမြူအိုးကိုငုတ်ကြည့်လိုက်တယ်။အခုမှအပင်ပေါ်ကချခါဆောင်မို့ပဇွန်စိတ်ကလေးခုံလို့ကောင်းလိုက်မဲ့ဖြစ်ချင်းငယ်ဘောကတတိယလိုက်မိပြီ။သူထိုင်းရကိုအုံမောက်ခနဲ့တစ်ခွက်ခံပြေးလိုက်တယ်။နောက်ကြကြော်တစ်ဖန်ပရိကြော်တစ်ကောင်ခက်ထံအုံနောက်ထဲမှာအိမ်ကအတော်ဒေါ်မမတီခိုင်နေမောင်ကျော်ထက်ခိုင်သူသမီးမင်းယူပါခိုင်တို့အားလုံးကိုမေ့သွားတော့တယ်စိတ်ညစ်စရာရဲ့အားလုံးပပျောက်သွားပြီးခက်တန်ထိုင်းရင်မူကတောက်နေမိရတယ်ထိုင်းရင်မူပေမဲ့ကြွဲခိုးတော့မပေါ့သူ့မှာပေါ်စရာကြွဲခိုးမှုမရှိပြောလို့သာပြောရပါတယ်ရန်ကုန်တော့ညရပြန်မှမို့တိမ်မှုလို့လည်းမဖြစ်ရပါစိတ်ရင်းလက်အင်းနဲ့ထန်းထဲမှာသူတနားရီလောက်ကြာတော့အညာစတော့ဖဖလေးနဲ့တနခါပကွက်ကြားလေးနဲ့လုံမငယ်တယောက်ထိုင်းရည်ရောင်နဲ့ဦးကြီးထံသို့ရွာဖက်မှခတ်တော့ရောက်လာခဲ့။ဘာတော့ပါလိသမီးလာမြေးလာ။ဦးကြီးကတော့အသားညညဝါတုတ်ပြီးမိ။လုံမကတော့ခက်ဖြူဖြူအဝါနှောတဲ့အဖြူမြို့သူချောချောရီလိုမှုံဥနေအောင်မချောပေမဲ့နှလုံးမျက်ဖန်နှာတန်တို့နဲ့အတော်ကြိတ်ကောင်းတဲ့တောရဲ့သမီးပြုတ်လေးပါ။သူလေးကတော့ထိုင်းရည်တောက်သမားရည်နဲ့ဇွေညံနဲ့ဦးကြီးရဲ့ထန်းတဲတဲ့ကိုလင်းရုပ်ကဝင်လာခဲ့ရတယ်။နောက်ဦးကြီးကိုစကားခက်တူတူပြောပေမဲ့ခက်တန်ကြားနေရပါတယ်။အဖေမနက်ကအဖေထားခဲ့တဲ့လမ်းစင်းအဖေမိမချဲကိုထိုးပြက်လိုက်ပြီးဒေါ်မြောက်တင်ကလည်းလမ်းစင်းမဆိုင်နိုင်ဘူးတဲ့ဟာဒီမိမတဲခက်တာပဲမိရွေးပြီးရက်ဆက်တယ်ဘာမှမဟုတ်ဘူးသူ့မောင်နဲ့နေကိုပေးစားခြင်းလို့ကလီကမာရီများနေတာဖေဖေရဲ့တောက်ခောက်မနေပါနဲ့အဖေမိမအဖေလည်းမနိုင်ပါဘူးကဲအခုပန်းဘယ်လိုလုပ်ရမလဲနေအောင်သမီးရဲ့အဖေလမ်းစင်းရအောင်ဆုတ်လိုက်အောင်မယ်တပတ်လောက်တော့စောက်ပါအောင်ဟာအဖေအကြီးပုံစံမဟန်ဘူးနော်ပန်းရုံမြို့လွတ်ချင်တော့မဟုတ်ဘူးသူ့မောင်မစိုးဖို့ကြီးနဲ့ခေါင်းချင်းရိုက်နေတယ်တမီးတော့သူတို့လက်မှာမကြဆုံးချင်ဘူးနော်ခက်တာပဲကွာလူကြုံကောင်းကောင်းလည်းရှာလိုက်တာငါကလည်းဒီမှာဆိုင်ထွက်နေရတာရောင်းရတဲ့ထိုင်းရဘိုးရင်ရေးတက်ရင်းနဲ့ဦးကြီးအကြံအိုက်နေတော့ခက်တန်ဆက်ဆုပ်မိရဲ့ဘာဖြစ်ကြလို့လဲဘယ်ကိုသွားကြမှာလဲရန်ကုန်ဆိုရင်တော့ကျွန်တော်ကားကြုံနေဘယ်နှစ်ယောက်လိုက်ကြမှာလဲပန်းရင်ဆိုရင်အညာတင်မလေးသူ့ကိုဝမ်းသာအားရကြည့်တယ်လို့ဦးကြီးကလည်းအားတောင်အားနာနေကြည့်ရတယ်။နှစ်ယောက်တည်းပါရှင်။ဟိုအထုပ်ပေါ်နည်းနည်းတော့ပါတာပေါ့နော်။ပန်းနဲ့ဒေါ်မြတင်နဲ့နှစ်ယောက်။ဟိုဘက်ရွာမင်းကလေးနှစ်ယောက်လည်းပါအောင်မယ်။မင်းကလေးဟုတ်လား။ဘာသွားလုပ်ကြမှာလဲ။မြို့မှာအလုပ်သွားလုပ်ကြမှာပါ။ဒေါ်မြတင်ကစတိုးဆိုင်မှာအယောင်စီးမှလုပ်ရမယ်တဲ့။တလောက်ဈေးရင်9000ရမယ်ဆိုလို့ရွာထဲကကောင်မလေးလိုက်ချင်နေကြတာ။ तू ကချောရဲလိုပဲရွေးခေါ်တယ်။ဦးကြီးသမီးကဒီရွာရဲ့ကွန်းအောင်ကန်ကိုမောင်ရင်ရဲ့ကျိုးသားရဲ့တားဖားရဲ့စကားတွေကိုနားထောင်ပြီးတော့
ခက်တန်ရင်ပူလာမိရဲ့ဒီသားဖအညာခံရတော့မလားပန်းအေးဆောင်မိတွင်းနေရသူမိတွင်းကတော့သူ့မောင်မုတ်စိုးပေါ်လက်အပ်ချင်နေရတယ်ဒီကလွတ်ပြီးရောပေါ့ဒါပေမဲ့စီပူအကြောင်းလို့မိဖို့နဲ့ခွန်ချနေတယ်လို့များဖြစ်နေရှာမလားကဲအဲ့ဒီလေးရလုံးကားအဆန့်ပါတယ်သွားပြလိုက်ရွာထက်ရစောင့်နေလို့ကားလာဆေးရမယ်ကားလက်ကားဆေးရမယ်ကားကမကုံတော့ဘူးပေါ့အားနာစရာမောင်ရဲ့ဒါဆိုဦးကြီးကလည်းထိုင်းပုံမယူပြရစီနဲ့မဆိုင်တာဦးကြီးရဲ့ထိုင်းရဘွားထိုင်းရဘပေါ့ကျွန်တော်တယောက်တည်းပြန်လဲဒီကားနဲ့ပဲလူရည်တင်ခေါ်သွားတော့ကုတော်အောင်ရသေးရဲ့ကာမလေးကဝမ်းသာအားရနဲ့ရွာဘက်တော့ပြန်သွားစဉ်ခက်တန်အစားအသောက်တွေလက်စားတက်လိုက်တယ်ကဲကျွန်တော်သွားပြီဦးကြီးရဲ့အဖွဲ့ကိုတင်ခေါ်သွားလိုက်မယ်စိတ်ချပါသူတို့သွားလို့ရသည့်ပို့ပေးလိုက်မယ်အေးကွာကျေးဇူးများတင်ပါတယ်ငါတူရဲ့ဦးကြီးကတော့စုရည်ပိုင်းပေးပြီးတော့ထန်းတဲမှာကြံခဲ့ရတယ်သူကတော့ကားကိုဖြင်းချင်းစာလှည့်ရင်ဓာတိမှရှိရဲ့ပန်းရီတို့အဖွဲ့ကိုဆောင်ဆိုင်နေမိရဲ့တော်မြတင်နဲ့မင်္ဂလေး၃ယောက်အထုပ်ပိုးရည်နဲ့ခက်တန်တွေ့လိုက်ရတယ်တော်မြတင်ရဲ့ရုပ်ကဇပွဲထဲမှာမိမ့်မလေရုံမျိုးဗီလင်ရုပ်ကိုတခြားအုပ်ထားတဲ့ပုံစံကျုပ်တို့တော့သွားရေးလာရေးအဆင်ပြေရပဲလိုင်းကားရည်နဲ့သွားရင်မလွယ်ဘူးဘာဖြစ်လို့လဲတော့အခုကမင်္ဂလေးဒီပြုံကြီးနဲ့သွားရင်တမျိုးထင်ကြတာလေလူကိုမဟုတ်တာလှစားတယ်လို့ထင်တတ်ကြတာကိုမဟုတ်လည်းပြီးရောပေါ့အတော်ရဲ့ကဲတက်ကြကားခဲအောင်လင်းကျူစာကားချင်းမို့လူများများကပါတယ်နောက်ဘက်မှာစစ်ပြုံကြီးနေရာယူနေကြစဉ်ဓမြတွေကတော့ကားချေခံနေရာယူခြင်းတဲ့ပုံနဲ့ကတ်လာခဲ့အသားပြပြမြခုံးမဲ့တပင်တန်းနဲ့အသက်40ကျော်အရွယ်ဓမြတင်မှာနှကန်းနဲ့မိတ်ကန်းနဲ့သူကရန်ကုန်မှဒီလိုပဲနေဝေးကိုအလုတ်သမားလာရှာပုံရတယ်အကြောင်းသိချင်တာနဲ့ခက်တန်ဓမြတင်ကိုကားရှိခံသူခေါ်တင်လိုက်တယ်ကားနောက်ထဲမှာတော့သူစားခဲ့ရတဲ့လေကျွတ်တင်လို့ပေးရတင်လို့ကောင်မလေးတောင်းပုံစံကခပ်ပြူတခါမှဒီလိုကောင်းမျိုးစီးဖို့ပုံမရဒီလိုခရီးမျိုးလဲထွက်ပူးပုံမရကားစားတက်တာနဲ့ဒေါ်မြတင်ကသူ့ကိုအကဲခလာခဲ့ခက်ထန်ယူးတယ်လို့ပေါတယ်လို့ပုံစံနေပြရတယ်ဒီကောင်မလေးပုံစံနေနဲ့စတိုးဆိုင်တွေကဈေးမှာခတ်မှာမလားပုံစံတွေကပုံတုံးကြီးမင်းကဘယ်ရလဲရန်ကုန်ကလားမဟုတ်ပါဘူးကျွန်တော်ချောင်းတာပါငါ6ကုန်တယ်မင်းကလေးကိုငါ6သွားပို့တာဒီကားကြီးနဲ့ငါ6ရောင်းတာလားငါ6နဲ့လည်းမရပါလားဒီကားနဲ့တော့ဘယ်ဟုတ်မလဲဗျာငါ6ကကုန်ကားနဲ့သွားလူကဒီကားနဲ့ပေါ့ဒါဆိုငွေထောလာမှာပေါ့ဖះကြီးပုံစံကြည့်ရတာမိမတပြအဖွင့်များသူတင်လာမိလေသလားငွေမချေလိုက်ဘူးဗျငွေရပိုင်ရှင်ကွန်လိုက်သိမ်းလိုက်မယ်ပိုင်ရှင်ကဘာတူလဲကျွန်တော်အဖွားကြီးလေဓမြတဲ့ပေါ့ပါရင်လိုက်တယ်လို့သူလည်းလိုက်ရိုက်ပါတယ်ခက်တဲ့နောက်မှကာမလေးကိုနောက်တစ်မှတဆင်လှမ်းမြောက်အကဲခတ်မိရဲ့ပန်းအေးဆိုရဲ့ဦးကြီးသမီးကတော့သူ့ကိုလှမ်းခိုးကြည့်နေပြီကြံကာမလေးနှစ်ယောက်ကတော့အရှင်လက်နဲ့ပြေရောက်နေတယ်လို့ဒါမှမဟုတ်မျိုးတွေကငားရီလိုအပူပင်မရှိရမောတွထိုးလာခဲ့ကြတယ်ဝစ်ပုံစားပုံတွေကလည်းပန်းရတာမြန်မာဆန်ဆန်ပင်နေအင်ဂျင်ရောထမီဖြစ်နေပြီမိကြံနှစ်ယောက်ကတော့စပင်တိုတွေစကတ်တွေနဲ့တောသားမျိုးရပုံစံစတိုးဆိုင်နေမရလဲစားတော့ဆိုင်တွေကတော့လူလိုနေရပဲလေအတော်လေးကြည့်လို့ရမှာပဲဗျာစားတော့ဆိုင်စပွဲထိုးဆိုတကယ် hot shot ရေလေအတော်လူတွေလည်းကြည့်အောင်ရှစ်ခေဘိုးရဘရခေရပုံစံနေဒါရပါရဲ့ကွယ်အတင်ပြောင်းပေးလိုက်တာပေါ့ပြင်ကုန်ရုပ်တရားမစိုးပါဘူးသူတို့ကရောသဘောတူရဲ့လားစားတော့ဆိုင်ဒီမှာလှုပ်ချင်ပါမလားတော်မြတင်အောင်မကောင်းတာလှုပ်စားရဲ့ပုံစံတော့မဟုတ်လားဧကနာပွဲခါရရဲ့အိမ်ဖော်ပွဲစားအလုတ်သမားပွဲစားလောက်ပင်ဖြစ်ရမယ်စကားကြီးအမျိုးမျိုးစမ်းကြည့်လေဒီအဖြစ်ဒါပေမဲ့လည်းခက်ထန်ပန်းရင်အတွက်ရှင်ထဲမှာပုံမိရင်အဖြစ်ဆိုလာတဲ့ကောင်မလေးဟာဘောအောင်မထွတ်စိတ်နဲ့ကြောင်ရအလုပ်ကိုလှုပ်တော့မှာလားဒီကောင်မလေးကိုသူဘလို့ကူညီနိုင်မလဲဒီလိုနဲ့ည9နာရီလောက်မှသူတို့ဖွဲ့ရန်ကုန်သို့ပြောင်းဝင်ခဲ့ကြတယ်။တော်မြတင်ကတော့မိမပါသူနေရဲ့နေရာထိသူ့ကိုလိုက်ပို့ခွင့်မပြုရန်ကုန်နယ်နိမိတ်ဝင်တာနဲ့ကားပေါ်မှာဆင်းဖို့အကားငါဖို့လောက်တော့တယ်။ကိုခက်တောင်အားနာလာပါပြီကွယ်အတော်တို့ဘာသာရှစ်ဆက်ပါမယ်။နေရာအဝေးကြီးကွယ်ချောင်းသာရဝင်မယ်နော်။ဟုတ်ကဲ့ဝင်ပါတော့ကဲကားငါကြတယ်ငါတော်မြတင်ကားဆင်းငါနေအောင်သူ့နောက်ခံမှာကာမလေးကိုစကားပြောရတယ်။တလန်လုံးတော်မြတင်အလုံးမပြီးခဲ့လို့ပိုင်းညိုပင်စကားမပြောရဒေါ်မြတဲ့ကမင်းတို့သဘောမတူရဲ့အလုပ်တစ်ခုကိုလုပ်ခိုင်းမယ်ဆိုရင်ငါ့အကူအညီတောင်းနိုင်တယ်။ရှော့ဒီဖုန်းနံပါတ်အတိုင်းဆက်သွယ်လိုက်နော်။မင်းတို့ရောပြန်ပို့ပေးပါမယ်။လိပ်စာကတ်ကိုကောင်မလေး၃ယောက်တို့ဝေပေးလိုက်ပြီးတော့သူကားရှိတို့ပြန်လှည့်စီဒေါ်မြတင်ကြီးပြောင်းလာခဲ့။ကဲဆင်းကြအနည်းအိမ်ဆက်သွားကြမယ်။မောင်ခတ်တောင်လည်းကျေးဇူးများတင်ပါတယ်ကွယ်။အိမ်နံပါတ်လည်းမပြောလိပ်စာလည်းမပြောပဲပေါ့ပပြောဆိုနေတဲ့ဒေါ်မြတင်ခတ်တန်ဦးညွန့်နှုတ်ဆက်လိုက်ပါတယ်။မကြမီသူတို့ဘက်တက်စီတစည်းနဲ့ပါသွားကြပြီသူ့ကိုပန်းရီတယောက်သာတမင်လည်းပြန်အချင်းနဲ့ကြည့်ရင်နဲ့ဓမြတင်နောက်သို့လိုက်ပါသွားခဲ့ခလုံးမထေစုမနစ်ပါစီနဲ့တောသူမလေးရဲ့ပ
န်းရင်နန္နာအဖေနာမည်ကဦးနန္နာပန်းရင်နာမည်အပြည့်စုံကပန်းရင်နန္နာနာမည်ကသာလှပေမဲ့ပန်းရင်ဘွားမလှပခဲ့ပါဘူးအင်းလေပန်းရင်ဆယ်နှစ်သမီးရဲ့အဖေနောက်မိမယူကြရပန်းရင်ဘွားအဖြစ်ဆိုးခဲ့အဖေနောက်မိမတော့ဆိုးရွားစိတ်တဘောထားဆိုးရောက်ရတဲ့ခြားတယ်သူ့မောင်လူပြေးကြီးဖြိုးတင်းတို့လင်မယားကလည်းထောက်ပံ့ရသေးတယ်အဖေသိအောင်တစ်မျိုးအဖေမသိအောင်တစ်မျိုးသူ့မောင်ပေးခင်ရတယ်နောက်ဆုံးပန်းရင်အသက်16နှစ်အရွယ်ရာအတွဲဖက်အထက်တန်းကျောင်းမှာ10ရန်အောင်တဲ့နေ့မှာဒေါ်စိုးရဲ့မှာဦးဖြိုးတင်ကြီးသူမိမဆုံးလို့အိမ်မော်တက်လာတဲ့အခါပန်းရည်တဲ့ကဘာပေါ်မှာနေစရာမရှိတော့တယ်လို့ပဲအဖေကထန်းထဲမှာထန်းရင်ရောင်းနေပြီးဒေါ်စိုးရရွာရဲ့ဈေးအောင်ထက်တဲ့အခါအိမ်မှာတန်ခဲ့ရတဲ့ပန်းရည်အတွက်ဘဝကမလုံးစုံတော့မော်စိုးပေါ်ပူပူနေနေအရက်သမားဦးဖြိုးတင်ကအလုတ်သားလက်ကြောတရားမလုပ်ချင်ပေမဲ့မိမကြောင့်ယူချင်လိုက်တာတပန်းသိမတက်ဒီတော့ပန်းရည်နန္ဒာကိုပေါ့လုံးချုံမှုအတွင်းရက်တီဖို့အတွက်ကိုယ့်အိမ်မှာခွာဖို့ပဲပြင်ရတော့တယ်ဒီခါမြို့မှာနေထိုင်တဲ့သူတို့နေတာဒေါ်မြတင်နဲ့ဆက်မိသွားတော့တယ်ဒေါ်မြတင်ပြောတဲ့ရန်ကုန်တရားနဲ့ကြီးပွားရေးစီးပွားရေးတရားတို့ပန်းရည်နန္ဒာသဘောကျသွားခဲ့ဟေ့ဒီမှာအလုံးလုံးလို့နေတို့တနေ့အလုံးစုံရ1000-2000မော့ပြီးတော့နေဘူးဆက်ခါမှာပေါင်းတော့ရပဲကောင်းရငရုတ်ဆွရတာအသားလေးမဲသည်အလှပြတ်ပါရဲ့မြို့မှာတော့တိုက်ထဲမှာနေကားအကောင်စားကြီးစီးပြီးတော့စားတော့လေအကောင်စားစားရတယ်လာစားလေတစ်လောက်3သိန်းလောက်အနည်းဆုံးရမှာအပူကြီးတွေဘာရင်နဲ့ဆိုတစ်လောက်3သိန်းခွဲ2သိန်းအသားလေးပဲဘာရင်လုံးရမှာလဲစားတော့ဆယ်မှာဇွဲထုတ်လုပ်လေရတယ်အမဲလူတွေအများကြီးမလုပ်ရဲပါဘူးဒါဆိုလဲစတိုးဆိုင်တွေမှာဝင်လို့မလုပ်ချင်လဲတထင်းအိမ်တွေမှာကလေးထိန်ထမင်းချက်ဝင်လို့ကလေးထိန်ထမင်းချက်တာ3သိန်း2သိန်းရလို့လားရတယ်ရတဲ့နေရာပုတ်ပေးမှာပေါ့ဘာမှစိတ်မပူနဲ့အရေးကအဆက်အသွယ်ကောင်းနေဒီလိုနဲ့ရောမင်းကလေးတွေကိုတော့မြတင်တတုပ်ပြီးတတုပ်ပို့ပေးခဲ့ရမဟုတ်ပါလားအခုပန်းရို့အလဲပန်းတို့တငယ်ချင်း3ယောက်ဓမြတင်ရနောက်တော့မျောလေးချက်တွေနဲ့လိုက်လာခဲ့ကြလေမြို့မှာအလောက်ကောင်းအကန့်ကောင်းရလို့ငွေစုမိရင်တော့ရာပြန်มาပဲဖြစ်ပြီးဈေးဆိုင်ဖွင့်မယ်လောလောဆယ်တစ်နေ့တန်တီ2နှစ်တန်တီအလက်လောက်ပြီးတော့ငွေစုမယ်ဆိုရင်အတွင်းရည်နေပေါ့သူ့အိမ်ကလည်းဝေးလိုက်တာနော်တက်စီပေါ်မှာ300တောင်ဘေးဘေဝေးရကြည့်ရင်လည်းယုံနေလို့ထိတ်လန့်နေခဲ့ကြတယ်ပန်းဤရဲ့ထွေးနူရဲ့မိုးစပယ်ရဲ့ထွေးနူနဲ့မိုးစပယ်ကမြို့ကိုသွားရတော့မြို့ပုံပေါအောင်ဆိုပြီးစပင်းတွေဖြတ်စကတ်တွေဝင်လို့နောက်အမိတ်ကတွေနှကန်းနေရင်နဲ့ပန်းတယောက်ပဲငကိုပုံစံပန်းအတင်ကရှေ့ဝါပုံစံစပင်းရှေးစွာဒီဘက်ခင်မှာတော်တော်ရှားသွားပြီဖြစ်ပေမဲ့ပန်းတို့အညာဒေသတွေမှာတော့ရှိတက်သေးရပဲတကောက်ခွေးထီရှေ့ရဲ့စပင်းတွေကပျောက်ပြောင်လှပပြီးပဒုံရောင်ဆန်ကေတာရှစ်ဘက်မှာဆန်နေရလဲလှပစွာဝေဝဲလို့ထုံးဖွက်ထားတဲ့ဈာမပင်ဘလူတွေလှပနေလဲမသိရဲ့စပင်းရောက်ပြီဟဲ့စင်းကြဒေါ်မြတင်အတန်ကြောင့်သူတို့အလန့်တကြားကြည့်လိုက်တော့မီးအောင်နေနဲ့ထင်လင်းလှပနေရဲ့အဆောက်အဦကြီးတစ်ခုတွေ့လိုက်ရတယ်ဒါစားတောက်ဆိုင်လားဟိုတယ်လားဒါမှမဟုတ်ပါလေဆိုင်ထဲသို့လှမ်းကြည့်လိုက်တော့ဇွဲဝိုင်းနေမှာလူတွေအများပြားတွေ့ရပြီးရှေ့ရဆင်ပေါ်မှာလဲကောင်မလေးရာကားလို့ဆိုလို့စုံညံနေရရင်ဟင်ကျမတို့ကဒီမှာအလုပ်ဝင်ရမှာလားလူတွေအများကြီးပဲအရက်တောက်နေကြလားဘာဖြစ်လဲကဲဝင်နောက်ဘက်ဝင်ပိုင်ရှင်နဲ့တွေ့ရအောင်မယ်ပန်းတို့3ယောက်တွန်းဆော့နဲ့ကားပေါ်မှာဆင်းလိုက်ကြရတယ်ကားသမားသူမတို့ရဲ့အထုပ်ပိုးကိုပလက်ဖောင်းပေါ်မှာချပေးခဲ့ရင်ဒေါ်မြတင်ရဲ့ရုပ်ကအရင်လိုမဟုတ်တော့မျက်နှာဖုံးပြတ်တက်လိုက်တယ်လို့တီတင်းပန်းမျက်မှောင်ကျုပ်သွားရတယ်ရှောင်းမပြောပြီးခေါ်လာတော့ကတော့အလုပ်တစ်ခုမဟုတ်တစ်ခုသူမတို့ကြိုက်ရအလုပ်ကိုသွင်းပေးမိအခုကျတော့ဒီအလုပ်ကိုပဲဆွလုပ်ခိုင်းတော့မယ်ပေါ့ဒီစဉ်အဆောက်အဦထဲမှာလူနှစ်ယောက်အပြင်သို့ထွက်လာပြီးသူမတို့ရဲ့အထုပ်ပိုးတွေကိုတည်ဆောင်သွားကြတော့တယ်လိုက်ခဲ့အထဲမှာဆရာကြီးစောင့်နေအဲ့ဒီလူနှစ်ယောက်ပုံစံကြည့်တီပီရိုထဲကလူချမ်းရုပ်တွေနဲ့ဓမြတင်နဲ့အတူသူတို့3ယောက်လည်းနောက်မှတွန်းဆော့နေလိုက်ရတယ်အဆောက်အဦရဲ့ဘေးပေါက်မှာနေပြီးနောက်ဘက်သို့လိုက်သွားကြရတယ်3ယောက်လုံးရင်းနေတုံနေမိကြတယ်ဒုက္ခပဲငါတို့ဘာတွေလောက်ခိုင်းမှလည်းမသိဘူးဖះဟိုကောင်မလေးကြည့်ပါအောင်လှမ်းမြင်နေရတဲ့အထက်ကိုလက်ညှိုးထုတ်ပြတော့ဘိုင်းတို့မြင်ရစကတ်တူနဲ့ကောင်မလေးပေါင်ဖွေးလေးနဲ့အမိုးသမားတွေကြားရှောက်သွားနေရတာဟဲ့ပလုတ်တော့ညီလုံးလို့ပန်းအိုးကိုခလုတ်တိုက်ပြီးတော့မိုးစပယ်နဲ့ရောဒေါ်မြတဲ့သူမကိုလှည့်ပြီးတော့ကျိန်းမလိုက်တယ်ကောင်မကြီးကောင်းလားတော်ကြဆရာကြီးကနင်တို့အလုပ်မပေးပဲနေလိမ့်မယ်ဒီအလုပ်တော့မလုပ်ချင်ဘူးခလေးထိန်တို့ထမင်းချက်တို့ပဲလုပ်ပြရစီအနီကောင်မသဘောကျမှာမို့ပန်းရင်ဒေါ်မြတဲ့ကိုအနီလို့ခေါ်ပြလိုက်တယ်အเจ้าကမချူအလုပ်ကရှားတယ်နင်တို့လာစာကောင်းလိုချင်တယ်မဟုတ်လားဒီအလုပ်ကတစ်လောက်3သိန်းခွဲရမှာ3သိန်းခွဲအေးဟုတ်တယ်ဆရာကြီးသဘောကျအောင်ဒါနေဘာတွေပြောမှလည်းမသိ300တောင်စိတ်ရှုပ်ထေးစားနဲ့လိုက်သားရပေမဲ့နောက်ကျောင်းပြန်လဲပြေးချင်ပြီရဲ့နောက်ကျောင်းပြန်လဲရလဲဦးဖြိုတင်ကစောင့်နေမှာပဲ
အခုမှရှင်မတိုးတာနားမဆုပ်တော့ဒီခန်းထဲမှာဆရာကြီးစောင့်နေခမောင်းဝင်ကမလေးဒီမှာစောင့်တော်မြတ်တင်ကတော့အခန်းတစ်ခုရဲ့သူဝင်သွားခဲ့တော်မြတ်တင်ဝင်သွားတာနဲ့ရမမင်းနှစ်ယောက်ကတော့သူတို့အနာသူကတ်လာပြီးကြီးတီတီရောက်နေညီမလေးတို့ဘယ်ရလာကြရလဲရေနံချောင်းရေနံချောင်းကဖိတ်ကန်ကောင်းလို့ပေါ့ဘာတိုင်းလိပ်ပြောင်လွင့်အောင်လို့အော်ထဲလိုက်တော့အဲ့ဒီနှစ်ယောက်ကတော့တမင်မင်လိပ်ပြောင်လေးနဲ့ပုံစံနေ sorry အကွာစကားမပီလို့ပါဟုတ်တယ်သူငငယ်ကနှက်ခန့်ခွဲကြီးမှချုပ်ထားရတာအခုတည်းစကားမပီဘူးစကားပြောရင်နှာနဲ့ရေနံချောင်းအဖိကန်ကောင်းဆိုလူရှင်တော်ရဲ့ပြက်လုံးလေးညီမမကြားဘူးလားပုံစံနေနဲ့မဟန်လို့နောက်ပြန်လှည့်ပြေးဖို့ပန်းရုပ်စူးစမ်းလိုက်တော့အဲ့လူညောင်ကျမတို့ရှိနေတဲ့အခန်းတစ်ခါကိုကြက်ချလိုက်တော့တယ်ဟင်ရှင်တို့ဘာလုပ်ကြရလဲဘာမှမလုပ်ပါဘူးအထက်မှာစကားကြီးအကျိတ်နဲ့ပြောနေကြလဲစောင်းမှာပေါ့အစင်မပြေးရလားကွာဒီမိမကြီးကတိတ်လောဘကြီးอ่ะတယောက်ကို30လောက်များတောင်းနေသလားမသိဘူးဘာကြီးလဲသူတို့ပြောနေကြတာဘာကြီးလဲမြန်မာပြည်ရဲမှာပဲလူချင်းခေါင်းပေါ်ဖြတ်နေကြသလားရောင်းစားနေကြသလားလူကုန်ကူးတွေဆောင်တိုင်းတစ်ပါးမှလည်းမဟုတ်ပဲကိုမြန်မာပြည်မှာလည်းရှိသလားအောင်မဲ तू ကဘာလို့လဲဒေါ်မြတရားဘာမလို့ငါတို့ကြက်ငတ်ဝက်တီလိုရောင်းစားရမှာလဲဘိုင်းရင်အတွင်းနဲ့ဒေါသတွေတအားထွက်လာရတယ်ပုံစံကြည့်ရငါတို့ရောင်းစားနေပြီထင်ပါရဲ့အဲ့ဒီချိန်အထက်မှာဒေါ်မြတီကြီးရေမမနေထွက်လာတယ်လို့သူ့နောက်မှာနှစ်ဖူးပြန်ဘိုက်ရှဲတထင်းရုံနဲ့လူကြီးတယောက်လည်းထွက်လာခဲ့ကဲကျမမပြောဘူးလားတယောက်ကထူးထူးခြားခြားကိုချောပါရဲ့လို့ကျမတောင်းတာမပို့ပါဘူးနော်ဟိုနှစ်ယောက်ကတယောက်10သိန်းနဲ့ရပြီမဲ့ဟိုကောင်မလေးရော20ပေးပိတ်တာကြီးလို့လူကပန်းရီကိုတည်တည်ချာချာဆူဆူရဲကြည့်ပြီးမှဒေါ်မြတင်ဖောက်တဟန်လှည့်ရပြလိုက်တယ်ပေးရတော့မှာပေါ့ဗျာတကယ်ကိုရှားပါတတော်ပါလေးပဲကိုတက် special ပေါ့သူမတို့လူရင်လို့သဘောမထားပဲပမာမခန့်နဲ့ရှေ့မှာပဲဈေးစကားတွေပြောနေကြလို့ပန်းရီတို့တောင်းရလုံးအလက်တကြားထားရလိုက်ကြမိရဲ့အနီးရှင်ကြီးဘာရှင်ပြောတော့စပွဲထိုးဆိုစတိုးဆိုင်ဆေးမဆိုရှင်ကြီးကျမတို့ရောင်းစားနေရလားရှင်ကိုရဲတိုင်မယ်ရောင်းစားတော့မဟုတ်ပါဘူးကွယ်ဒီမှာစပွဲထိုးလောက်ခိုင်းဖို့ပါညီကိုလည်းတက်လာ3သိန်းခွဲရမယ်ငါ့ကိုလည်းအလက်သမားချောလေးရှာပေးတဲ့အတွက်ဥကျော်ကစွတ်ချတာပါအိုးမလောက်ချင်ဘူးကျမတို့ဒီမှာလုံးဝစပွဲထိုးမလုပ်ဘူးပြန်မယ်အခုမှတော့ဘယ်ရတော့မလဲကွယ်စိတ်ချညီမလေးတို့အကိုကြီးကပင်မမခိုင်းရပါဘူးတက်တာရဲ့အလုပ်ပဲခိုင်းပါပါစက်နေရသည်အိတ်နေရမယ်အလုပ်မျိုးပဲခိုင်းပါပါငရဲပြေမှာငရဲသားတွေလို့တနာယူရုပ်တွေနဲ့ဝိုင်းဝန်းရှင်မနေကြတော့ထွေးနူးနဲ့မိုးစပယ်ကဒူးရီမခိုင်ကြတော့ပဲတဆက်တုံနေပြီးပန်းရတော့မခံမရနိုင်တဲ့ဒေါသတွေနဲ့တူဒီလူတွေတိုက်ခိုက်တပ်ပုတ်ပြီးတော့လွတ်ရထပ်ပြေးဖို့သာစိတ်ကူးလိုက်တော့ရင်သူမရဲ့မခံမရနိုင်မှုတွေကအထွတ်အထိပ်ရောက်နေပြီးသူမလူစိတ်ပျောက်တော့မယ်ထင်တယ်အထူးသဖြင့်မိမသားအချင်းချင်းဒုက္ခတွေနဲ့ဆွဲချနေတဲ့ဒေါ်မြတင်ကြီးဟာသူမအတွက်အဓိကပြတ်မှတ်ဥကြော်ပေးရဲ့ငွေရင်းနဲ့ဖောင်းကားနေတဲ့အိတ်ကြီးကိုလည်းတဟင်းရင်နဲ့လူသားစားပိတ်တာမှကြီးကိုသူမစပွဲပေါ်မှာရှိရဲ့ဘေးနဲ့စကြင်ကြောင်ရုပ်ထွေးနဲ့ဖြတ်ကနေကောက်ပေါက်ထည့်လိုက်တယ်။ကြောင်ရုပ်ကလည်းတပေလောက်ရှိဒေါ်မြတင်ရဲ့ဦးခေါင်းမှာသွေးရည်ဖြာကနေထွက်သွားပြီးလဲကျသွားတယ်လို့ကြောင်ရုပ်တွေလည်းခေါင်းကျိုးသွားတော့တယ်။ဟာဘလုံးမထင်မထားကြအောင်မို့အားလုံးရွရွတတဲ့နဲ့ကြောင်နေကြစဉ်ပိုင်းတို့တောင်အပေါက်ရှဲဘက်သို့ဆွတ်ပြေးကြတော့တယ်။ဟေးဒေါ်မြတင်ကူမပန်းထက်တဲ့သွေးရည်နဲ့မို့ပိုင်းရင်အင်ဂျင်အဖြူလေးမှာသွေးတန်ရင်သူမတို့ပြေးထက်တဲ့အပေါက်မှခမရဲသူရောက်လို့လူတွေအားလုံးအလန့်တကြားဖြစ်ကုန်ကြတယ်။ဟာဘာဖြစ်ကြလဲ။ပိုင်းတို့တောင်ရရှင်းမစပွဲကိုပောက်ကွေ့ပြေးတယ်လို့နောက်ဘက်မှာလူနှစ်ယောက်လိုက်ဖမ်းကြတယ်။ဒါပေမဲ့လည်းလာရောက်ကြတဲ့အထင်မှာဂုံတီရှိလူကြီးလူကောင်းတွေလည်းပါတော့မို့အချိန်ကြီးကဥကျော်တို့ထင်တိုင်းကျဲလို့မရတော့ကဲကြပါရှင်ကျမတို့သူတို့ရောင်းစားနေကြပါတယ်။ကျမလူတက်လာခဲ့ပါတယ်။နောက်ဘက်မှာသွားကြည့်ကြပါ။ကျမတို့ကိုနီးရရဲစခန်းမဲ့ပို့ပေးပါရှင်။ရဲစခန်းမဲ့ပို့ပေးကြပါ။ကျမတို့ရောင်းစားခင်ရပါတော့မယ်။ရဲစခန်းကိုအကြောင်းကြားကြပါလူရီเจ้าမှာသူမတို့အော်ဟစ်ကြတော့အဒီရက်စတောရန့်လည်းရရတက်တက်ဖြစ်သွားပြီသူမတို့ပြောတဲ့အတိုင်းရဲဌာနသို့အကြောင်းကြားကြနောက်ဘက်သို့သွားကြည့်ကြနဲ့အိမ်ကငရဲပွက်တဲ့ညဖြစ်သွားခဲ့ရောတယ်ရဲဌာနမှာစိတ်ကြယူပြီးသူမတို့တော့ခိတချုံနှောင်ထားကြရတယ်ကံကောင်းထောက်မှလို့ဒေါ်မြောက်တင်မှမသိခေါင်းကွဲတဲ့ဒဏ်ရာကတော့တော်တော်ပြင်းထန်နေအချိန်မီဆဲအောင်ရလို့မသိရလားဒါမှမဟုတ်အောက်ကုသိုလ်ကြီးရဲ့တဘောဆောင်မှုလို့လားမသိအမှုကတော့ရှက်ရှက်တေးပိုင်းတို့ကအမှန်တိုင်းသူမတို့ရောင်းစားဖို့အယောင်းဝယ်လုပ်နေကြစဉ်ခေါင်းကိုရိုက်ပြီးထွက်ပြေးလာကြရဲဆိုပေမဲ့ပိုင်ရှင်ဦးကျော်ကတကယ် boss မို့ရှင်းနေရှင်းရတဲ့နေ့အမှုကိုရှုပ်ထွေးစေရင်ဦးကျော်သူတပည့်နှစ်ယောက်သားလက်ညှိုးထိုးအကောင့်ထဲပြထားပြီး
ပိုင်းတို့3ယောက်မကောင်းတာလို့စားတဲ့မိန်းကလေး3ယောက်အလောက်လာလုပ်တဲ့ပုံစံနောက်ဒေါ်မြောက်တင်ထမငွေတွေကိုရိုက်လူပြေးတဲ့ပုံစံတို့ချိုးလိုက်တယ်ငွေတွေဖောဖောတည်တည်နဲ့မတရားတက်တည်ဖန်တီးထားတဲ့အပြင်ထွေးနူးနဲ့မိုးစပယ်ရလဲနော်အားအားမို့သူတို့ရှိနေတဲ့ခြောက်လုံးလှလုံးနဲ့အောက်မှာစကားရအိုးနေခွနဲ့ပိုင်းတို့အဖေကအမှုမှန်ပေမဲ့တစ်ဖက်မှငွေအားလူအားပညာအားရည်နဲ့အလုံးအရင်ဖိနေနှိပ်ကွနေလို့နိုင်အောင်မှရှုံးတော့မဲ့အချိန်သူမတို့အချုံမှအာမခံထုံးမဲ့သူလည်းမရှိကိုရမဲ့ကြရမဲ့ဘွားနဲ့ခါတီသွေးပြက်နေကြစဉ်တစ်ဖက်မှလည်းရော်သေးပေးမယ်ဘလို့ထွက်ဆိုပါညာလူထွက်ဆိုပါနဲ့လာပြီးတော့နှောက်ရှက်ကြသေးပန်းရ3ယောက်ထဲမှာဆရာကြီးပါပဲနင်တို့ပြောရင်နားမယောင်နဲ့နော်အမှန်တိုင်းပဲထွက်ကြတော့ကြကိုယ့်လက်ပင်ကိုကြိုးခွင်းဆုပ်မိပြီးတော့3ယောက်လုံးသူတို့ဆင်တဲ့အတိုင်းပြစ်တစားမှုနဲ့ထောင်ကျနေကောင်းမယ်အေးပါငါတို့သိပါတယ်လူတွေကိုလည်းတော်တော်လန့်သွားပါပြီဟာလုံးဝမမှန်ကန်တဲ့စကားတွေရုပ်တည်ကြည့်ရင်လည်းထွက်ဆိုရဲကြရနော်ဒါပဲလေဒီလိုလူစားမျိုးတွေမှာဘာအရှက်မှရှိကြမှာမဟုတ်ဘူးဘလောက်ခံပြင်းမှုကောင်းတယ်လဲငါတို့ပဲပြစ်တစားရေးဆွဆွဲပြီးတော့သူတို့ငွေရိုက်လို့ပြေးပါရဲ့ငါတော့လုံးဝကြောက်သွားပြီဟာဒီမှုပြီးကိုယ့်ရောက်ကိုပြန်ပြီးတော့ကောက်ဆိုင်ပဲကောက်ပဲလှုပ်ရှားအောင်မယ်ကောင်းတာပေါ့ဒါပေမဲ့အခုတော့ဒီအမှုပဲပြီးအောင်ရင်ဆိုင်လိုက်ပါအောင်တတိယရဲ့ကလီကမာဇလန်းကြီးရဲ့မျောမပါသွားဖို့တမာတိခိုင်ခိုင်ထားပြီးတော့ငါတို့တက်လုံကောင်းကြမှရမယ်အဲနေရောငါတို့ကားနဲ့တင်ခေါ်လာတဲ့ဥက္ကဋ္ဌရဲ့လိပ်စာပိုင်းစီမှာရှိရမဟုတ်လားသူ့စီကိုငါတို့အကူအညီတောင်းကြရအောင်လေသူအမှန်တိုင်းထွက်ပြီးရင်ငါတို့လွတ်မယ်ထွေးနွေးရဲ့စကားကိုမိုးစပယ်ကလည်းထောက်ခံနေဟုတ်တယ်ဟဲ့ငါတို့အဲ့ဒီဥထက်ကန်စီအကျိုးအကြောင်းပြောကြရအောင်မဟုတ်ရင်ငါတို့ဒုက္ခရောက်တော့မယ်တိုးပုံစံမအုံမလဲနဲ့တဖက်ရှိနေရလဲအလှအပတ်အကောက်ခွင့်အဟောက်အချောက်တွေနဲ့မင်းနေကြတာကြာရင်ငါတို့နလန်ထူမှာမဟုတ်တော့ဘူးပန်းရခေါင်းအပြင်းချင်းဆောင်ခိုင်းရနေပြီမြို့သားတွေကပါစားလောကုတ်ပြောကြတာပါဟာငါတို့သိအောင်သိမှာမဟုတ်တော့ပါဘူးကားကြုံတင်လာတဲ့ကိစ္စသူမေ့ရောပေါ့ဟာငါတို့တော်တော်ဥက္ကဋ္ဌကောက်ရိုးရှင်မဲအခုငါတို့ရင်းနေပြီလေစုံစုံမြုပ်တော့မယ်ငါတို့မမက်မိလဲနေပါစေဖုန်းတော့ဆက်ခွင့်တောင်းဟာရဲရရှိကိုအကျိုးအကြောင်းပြောပြပြီးတော့ဖုန်းဆက်ကြရအောင်သူမမက်မိလဲကိစ္စမရှိဘူးမှတ်မိပြီးတော့ကုညီမဲဆိုရင်အမျက်ပေါ့ကန်ဆိုင်မနိုင်တယ်လို့သဘောထားပြီးတော့ငါတို့သူ့စီဖုန်းဆက်ကြမယ်ဟဲ့လောက်ပါပန်းရဲ့တပတ်ငွေအားလူအားတင်တာအားအိမ်နဲ့ငါတို့သေးလိမ့်မယ်ဟုတ်တယ်အခုဘွယ်ကဘန်းမမြောက်အောင်စားနေရုံနဲ့တတ်နေရတယ်လို့ပဲသူ့လိပ်စာကတ်ထဲမှာသူ့ဟန်ဖုန်းနံပါတ်ပါတယ်ငါတို့ဆက်ကြည့်ကြမယ်နောက်ဆုံးပိုင်းနန္ဒာတို့3ယောက်ဥက္ကဋ္ဌစီဖုန်းဆက်ကြဖို့ရဲရရှိတဲ့အကူအညီတောင်းလိုက်ကြတော့တယ်သူမတို့ဘွားအာမခံမဲ့သူလည်းမရှိကုကယ်မဲ့သူလည်းမရှိရဲ့အဖြစ်မို့တောသူမလေးမို့ဖုန်းမဆက်တတ်ကြဖုန်းမပြောတတ်ကြရတဲ့ကြားကိုဒုက္ခကိုအကူအညီတောင်းကြတဲ့ကိစ္စမို့တိုင်းရင်နေတိုင်းတိုင်းခုန်နေမိရဲ့ရဲရရှိမှာ3ယောက်တောင်မတည့်ရနေကြရင်ဒူးတွေလည်းတဆက်ဆက်တုံနေကြသေးထွေးနူကတော့အဆိုးဆုံးငါတော့အကြောက်လုံပြီးသေးအောင်ပါချင်လာပြီအာတိထားဆက်မှာသူကူညီလဲအမျက်သူမကူညီလဲအရင်မော်ဟာတစ်ဖက်တော့ဖုန်းခေါ်လိုက်ကြပြီသူမတော့စောင့်နေကြစဉ်တစ်ဖက်မှာဖုန်းပြန်ထူလို့ရဲရရှိကပန်းရိုးကိုဖုန်းပေးလိုက်တယ်ကျိုးပါတဲ့ဘက်ကစကားပြောင်းမြန်ဖြစ်နေပြီဟုတ်ကဲ့ဖုန်းကမားနေလို့ပြန်ထည့်လိုက်ပြီးတော့ဒီမှာနားထောင်လိုက်ရတစ်ဖက်မှာအတန်ကြားလိုက်ရတယ်ဖုန်းထဲမှာအတန်လည်းမမှတ်မိဟယ်လိုကျွန်တော်ခတ်တယ်မှာဟုတ်ကဲ့ဟိုလေဟိုဥစ္စာပန်းမှာဖုန်းမပြောဘူးလို့ထစ်အနေရောဘေးမှာရဲရရှာပြုံးပြီးတော့ထောက်ပြီးညီနာမည်ပြောလိုက်လေဟုတ်ကဲ့ကျမနာမည်ပန်းအင်းနာနာပါဩပန်းအင်းနာနာဘယ်သူပါလဲတစ်ဖက်မှာဇဝေစွာဖြစ်နေတော့ပန်းရင်စိတ်တဲ့ချမ်းချမ်းကြသွားပြီဖုန်းကပ်ပင်လာမကင်နိုင်တော့ပါချိန်မဆွဲခြင်းလက်မဆွဲခြင်းနဲ့ဖုန်းကပ်လက်မလွတ်ကြမလို့ဖြစ်သွားတော့ဒီတစ်ခါမိုးစပယ်ကဖုန်းကပ်ယူပြီးတော့တုံရင်းနဲ့တောင်းပန်လိုက်တယ်ဥက္ကဋ္ဌကျမတို့ဥက္ကဋ္ဌရဲ့ကားကိုစီးလာခဲ့ကြတဲ့တောသူမလေးပါအခုဒုက္ခရောက်နေပါပြီကျမတို့စမ်းကြောင်းရဲဌာနမှာလာခဲ့ပါဟေးဟိုကောင်မလေး3ယောက်ဟုတ်ပြီအခုလာခဲ့မယ်ဘာမှမကြောက်နဲ့နော်တစ်ဖက်မှာအားပေးလိုက်လို့မိုးစပယ်အားရဝမ်းသာနေဖုန်းချလိုက်ပြီးအကျိုးအကြောင်းပြန်ပြောပြလိုက်တယ်ဥက္ကဋ္ဌလာခဲ့မယ်တဲ့ငါတို့သူကနာမည်မသိရပါလူတွေမှတ်မိပါတယ်ဘာမှမကြောက်နဲ့ချက်ချင်းလာခဲ့မယ်300သားရုံးခန်းထဲမှာမြန်လေးချက်တီနေထိုင်စားနေကြစီ15မိနစ်များကြာလိုက်ခက်တန်ရောက်ရှိလာရတယ်။ပိုင်းလို့300သားသူ့ကိုမြင်တာနဲ့မျက်ရည်များအလိုလိုကျလာကြတော့တယ်။ဥခက်တန်ဘလို့ဖြစ်ကြလဲကွာ။ကဲပြောကြပါအောင်။ခက်တန်သူတို့နာမည်မှတ်မိပေမဲ့လူတွေမှတ်မိပါတယ်။အထူးသဖြင့်ဟိုစပီရှင်နဲ့ကောင်မလေးပေါ့။ဘာဘယ်လိုဖြစ်မယ်ဆိုတော့သူကြုံပြီးတော့တွေးမိပါတယ်။အချိန်ကြီးအရန်ဆိုးသလားနည်းနည်းဆိုးသလားပြောပါအောင်။သူကမေးတော့ကောင်မလေး3ယောက်တယောက်တစ်ပေါက်နဲ့ဝိုင်းပြောကြလို့ခက်တန်စိတ်ရည်လဲသွားရတယ်။ကိုညမလေးလို့ဆောင်းနာမိလို့သူလက်သီးဆုံးပြီးတောက်ခေါက်မိရဲ့ကံကောင်းလို့ရောင်းစားမခံရတာပါလား
ပိုင်းတော်တယ်ဒီမိမကြီးကိုခေါင်းရိုက်ခွဲပြစ်တာချီးကျူးတယ်အိမ်နာခက်တန်ဒီကောင်မလေးတောင်းရတဲ့အတူဒေါ်မြတင်ရောပါလူငယ်ရဲ့နှစ်ပတ်ခန့်ကသူကားကြုံနေတင်လာခဲ့ရတဲ့အကြောင်းဒေါ်မြတင်ရောပုံစံမတင်ကားတဲ့အတွက်သူ့လိပ်စာကတ်ကိုပြီးခဲ့ကြောင်းများခိုင်ခိုင်လုံလုံစစ်ချက်ပြီးတော့တစ်ဖက်မှဆွဆွဲချက်တွေအားလုံးပယ်ဖြတ်ပြီးသားဖြစ်သွားခဲ့ရင်အမှုရဲ့ချက်ချင်းမပြည့်ပြည့်သေးတော့လေခက်တန်ပိုင်းတို့3ယောက်အာမခံနဲ့ခေါ်ထုတ်လာနိုင်ခဲ့ခက်တန်ရဲ့ကားပေါ်မှာပိုင်းတို့3ယောက်ရဲ့အသွင်တွေကနွမ်းဖက်ကျိုးကျင်နေခက်တန်ကတော့သူတို့3ယောက်ရဲ့ကက်တင်ရှင်တေးတောင်ကြီးအကူတော်ဖြစ်သွားခဲ့ပြီမောင်နှမချင်းတူဝေးချင်းတွေ့ရနဲ့စကားရရွှဖွင့်လျက်အကူတို့မြို့တော့တကယ်ကြောက်သွားပြီကျမတို့ကန်ကောင်းလို့ဘဝမပြတ်တာတောင်တကယ် high boss တွေနဲ့စဉ်ဆိုင်ရတော့မှကျမတို့မှခံလဲခံရသည်အမှုလေးရှုံးတော့မလို့ဖြစ်နေရတယ်အကူတော့တကယ်ကျေးဇူးတင်နေပန်းရိုးအလို့ဆိုဘာရဲ့ဆက်ဖြစ်မလဲမသိဘူးသူတို့ကငွေနဲ့ပေါက်ပြီးတော့မတရားတက်တည်ရှစ်နေကောင်းကောင်းနေနဲ့အမှုကိုခြေဖြတ်နေကြတာဟုတ်ပါပြီအခုကိုခိုင်မာမှန်ကန်တဲ့တက်တည်နေကြတော့သူတို့နာပြီလေနောက်တရားရုံးမှာတွေ့ကြသေးရပါကွာကဲမင်းတို့ဘာဆက်လုပ်ကြမလဲစိတ်ကူးလေလောလောဆယ်အမှုမပြီးသေးလို့ပြန်မရသေးဘူးပြန်လို့ရလဲပန်းရမပြန်ကြမအောင်ဒီမှာရိုးရိုးတတအလုပ်တစ်ခုခုပဲလုပ်ချင်ပါတယ်ထမင်းချက်ဖြစ်ဖြစ်ကလေးတိုင်းဖြစ်ဖြစ်ပေါ့ပန်းရရွာပြန်မုံဆိုးဖို့ယူရမှာငါတို့လည်းမပြန်ကြမအောင်ဥက္ကဋ္ဌကျမတို့အလုပ်တစ်ခုခုရှာပေးပါလားကုမ္ပဏီမှာတပြက်စီးလည်းပဲလှဲရဒီမတို့ရဲ့ဆန္ဒတွေပြောပြကြတော့ခက်တန်ခေါင်းနေရပါတယ်လောလောဆယ်မင်းတို့ငါ့ရင်ခေါ်သွားပြီးမယ်ပြီးမှတင့်တော်ရဲ့အလုပ်တွေရှာပေးမယ်ဟုတ်ကဲ့ဥက္ကဋ္ဌကျေးဇူးတင်ပါတယ်ပန်းရိုး3ယောက်သားခက်တန်ရဲ့အိမ်တို့တအုပ်ကြီးပါသားကြလျော်တယ်ပျော်လို့တော့မဟုတ်ပါဘူးဒုက္ခရီလောင်လို့ပူထူနေတဲ့ရုပ်ကလေးတွေနဲ့ပါဟာနဲရဲ့အိမ်ကြီးလားဥက္ကဋ္ဌတထေးမတကယ်တထေးကြီးနော်ထွေးတို့ကတော့ရင်သက်ရှုမှနဲ့ဝမ်းသာအားရရေရွတ်နေတယ်လို့ပန်းနဲ့မိုးစပယ်ကတော့ပစုံမျက်လုံးတွေနဲ့ဘွားကနေမြင်လိုက်ရတဲ့ခြံဝန်းနဲ့လက်ထက်တိုင်လှလှကြီးကိုပြုကြည့်နေမိကြတယ်ဝမ်းတော့မတာပါဘူးသူ့အိမ်ကြီးကလှတာကိုနဲ့ဆိုင်တာမှတ်လို့ရေကူးကန်နဲ့မြက်ခင်းတွေပန်းလာရင်းနဲ့ပေါ့အောင်ချင်းနှပန်းတော့ဖြစ်သွားကြတာပါပဲဒီလိုအိမ်မျိုးတွေကိုရီးယားကားတွေထဲမှာပဲမြင်မှုအောင်မို့အပြင်လောကမှာအခုလိုအရှင်လက်လက်ကြီးမြင်တွေ့လိုက်ရတဲ့အခါအံ့ဩသွားရတယ်ကဲစဉ်းစားငါတော်နဲ့သူ့မောင်သူ့တူမတွေတော့တတိပါဝါပြချင်ကြတယ်နည်းနည်းတော့သိခံဟာရပါရဲ့ကျမတို့ဘွားကလည်းကန်ကောင်းလို့အဝေးစီရောက်မသွားရလေဥက္ကဋ္ဌကကျမတို့လောကငယ်ရကနေစက်ထုတ်ကန်တင်ခဲ့အောင်မို့ဥက္ကဋ္ဌနဲ့ပတ်သက်လာအားလုံးသိခံပါမယ်ဟုတ်ပါရဲ့ဥက္ကဋ္ဌကကျမတို့ရဲ့ကျေးဇူးရှင်အစ်စ်ကြီးပါနောက်လေတင့်တော်ရဲ့အလုပ်တွေရှာပေးအောင်မှာမဟုတ်လားကောင်မလေး3ယောက်ကိုဝန်စီစလဲအထုပ်ကလေးတွေဆွဲပြီးခက်တန်နာမှာကိုချောင်းချောင်းနဲ့လိုက်သွားကြရတယ်အိတ်ခမ်းထဲသို့ဝင်လိုက်တော့လေမျက်စိပရာသာပြစ်စရာကြီးကြီးပါခန္ဓာလှပရဲ့ဆိုဖာရီစပွဲနဲ့ပန်းအောင်လှလှရီနောက်ပတိကားချက်တွေကြမ်းခင်းအားစားကော်စောလှလှရင်းနဲ့မို့ခြေပင်မချရဲစရာပိုင်းတို့3ယောက်ကိုချက်တောက်တွေကိုပြန်ကြည့်ပြချရီတောင်းမှာကောက်ဆိုင်ပြုံးနှုတ်ခဲ့ကြရတာမို့ချက်တောက်တွေခက်ချမ်းလာထိုင်ကြငါ့ရင်သားကြီးခေါ်လိုက်အောင်မယ်ဥက္ကဋ္ဌဆိုဖာကိုလည်းညှို့ညွတ်ပြပြီးတော့သူလည်းဆိုဖာတစ်ခုပေါ်မှာထိုင်ချလိုက်တယ်နေ့လယ်12နာရီလောက်ရှိပြီမို့သူမတို့အားလုံးစာလောင်နေကြလိမ့်ပြီမျက်လုံးလေးရတော့အသိအဆန်းနေလို့လိုက်ကြည့်နေကြမိရင်ခက်တန်အိမ်တွဲပေါင်းနဲ့ခွန်လိုက်လို့ဒေါ်မမတီခိုင်အပေါ်တက်လေကလှလှကြီးမှဆင်းလာခဲ့ရောအသက်36ခန့်မြို့သူမိမလာတူရဲ့အလောင်းတောသူမလေးများမျက်တောင်မခတ်စတန်းငေးချင်းမိကြပြန်နေအကြည့်ရိုင်းနာရီရှင်နာရီမသိသူတို့မှရိုးသားမှုတွေပဲရှိရဲ့အတော့ကလည်းငငယ်လေးပါလားဖြူဖွေးရဲ့အသားနဲ့ခက်တဲ့ကိုလုံးမှာကိုရီးယားမင်းသမီးရဲ့လိုဒူဘော့စကရေဒီမေဒ်အင်ဂျီလှလှလေးကအဝါနုရောင်လေးရဲ့ညနာခပ်ပပလေးမှာရုပ်ရှင်မင်းသမီးတယောက်လိုမိတ်ကတိနှခမ်းနေကာလာရောင်ဆိုရင်နေနောက်လဝက်လက်စားအဖြစ်မဟူရာကြောက်တင်နဲ့ပြုတ်လောက်ထားတဲ့လဝက်လက်စားပုံစံလှလှတွေဝတ်ထားသေးရဲ့ဒီမှာတော့ဥက္ကဋ္ဌကိုပြန်ကြည့်လိုက်ကြပြန်နေသူကလေကိုရီးယားမင်းသားတယောက်လိုမြင့်မြင့်တော်တော်နဲ့ချောတာပါပဲအသားကတော့ဖြူဖွေးမနေအသားလက်ပြီးတော့အသားရည်ကဆူပြေလို့ကြည့်ကောင်းနေရောနောက်မျက်လုံးမျက်ခုံးနှာတဲ့နှခမ်းကြီးကမင်းသားတယောက်လိုကြည့်ကောင်းနေရဲ့ဥက္ကဋ္ဌကခက်ကြကြနဲ့ချောပြီးတော့သူ့တော်ကတော့နုနုနဲ့ခစ်ဆက်ဆန်နေလှပပါတယ်သူတို့တူကြီးရရုပ်ချင်းလည်းမစိပိုင်းတို့ငိမ်းမောင်းနေကြစဉ်ဒေါ်မမတီခိုင်ကဒီမတို့3ယောက်မျက်မှောင်ကျုပ်ပြီးကြည့်ရောရုပ်တရားတောသူမပုံစံရင်းနဲ့ဘယ်ကခေါ်လာတာပါလဲခက်တယ်ရလေတောသားရလို့မပြောရဘူးသူ့မှာပေါ်လိုက်တဲ့တောအောင်မိတ်ဆွေအမျိုးတွေပဲငါဘလောက်ပညာပြပြသူကလည်းသူ့လူတွေခေါ်လာမြဲကုညီမြဲပဲသူ့တူရဲ့ဘေးမှာခက်တည်ဝင်ထိုင်လိုက်ပြီးကောင်မလေး3ယောက်မမတီခိုင်ခံတင်းတင်းနဲ့အပေါ်စီးမှကြည့်ထဲလိုက်တော့ကိုမလွယ်လားသိပါစေခက်ထန်ကတော့သူ့တော်ပြောင်းရှင်တဲ့မျက်နှာနဲ့အကျိုးကြောင့်ပြောပြနေလေဒါရေနံကျောင်းဘက်ကကျွန်တော်ရဲ့ဆွေမျိုးနှိစက်တူမလေးပါရန်ကုန်အလုပ်ရှာအောင်လာလေ
ဘာကြီးကလိပ်စာပေးလိုက်တာနဲ့ကုမ္ပဏီကိုလိုက်လာကြတာ။အော်အဲ့ဒါအနေကဘာလို့ပေးရမှာလဲ။ပြောပြတာပါအနေကိုဘာမှမလုပ်ခိုင်းပါဘူး။လောလောဆယ်အလုပ်မရခင်အိမ်မှာခဏနေကြမယ်လေ။ကုမ္ပဏီမှာလည်းအလုပ်ကြည့်လာအောင်မယ်။အလုပ်သမားတွေကပြည့်နေပြီမဟုတ်လား။နေစမ်းမအောင်။သူတို့ကရောဘာဘွဲရထားလို့လေကွန်ပျူတာရောတက်သလား။နိုင်ငံသားဘာသာရောဘယ်နှမျိုးတက်သလဲ။ရှင်။ဒေါ်မမတေခိုင်တကယ်ပြပညာပြီးနေသလားမသိဒီရွယ်လေးကိုဘွဲရပြီလား။ကွန်ပျူတာတက်သလားနဲ့မေးရတယ်။ခက်ထန်ပြောင်းရပြန်ပါလေကိုကကူညီချင်သူကိုအတော့ပေါ်စိတ်ရှည်ရပြန်တာပေါ့မဟုတ်ဘူးလေအနီရဲ့ဘွဲတော့ဘယ်ရအောင်လဲအခုမှအသက်20အောင်မပြည့်သေးဟာဟိုကမလေးဘသူပန်းကိုလည်းညှိုးထုတ်ပြတော့သူမဖြေရတယ်ပန်းကြီးပါသူကတော့10ရန်အောင်နေကျန်တဲ့ကောင်မလေးရမအောင်သူတို့အလုပ်လုပ်နေဆိုတာလဲဘာလို့ဖြစ်ပါဟိုရင်အောက်ခြေဝန်ထမ်းဖြစ်ပေါ့ဒါဆိုမင်းကအိမ်ဖော်ပွဲစားကြည့်ပေါ့ပွဲခဘလောက်ရလဲမမတီခံလောင်ရင်လိုက်တော့ခက်တယ်မျက်နှာပြတ်သွားပြီးတော့ဘိုင်းတို့300လည်းမျက်နှာလေးငေသွားကြတယ်ငါတို့အတွက်နဲ့တထင်းမျက်နှာပြတ်ရရှာတယ်ဒါငါတို့အကြောင်းအမှန်ကြီးပြောသိရမှာမဟုတ်ဘူးအမှန်သာသိရင်ရှက်ဆိုပြီးနှင်းအောင်လှလောက်တယ်ခက်တယ်မျက်နှာပြန်တင်းလိုက်ပြီးတော့ဘိုင်းတို့ရှင်မကောက်ခွဲရပြန်နေစကားကိုပြည့်စုံလည်းမပြောပါနဲ့အနီဘာပဲပြောပြောကျွန်တော်ပါကြီးကယုံကြည်လို့လွတ်လိုက်တော့မို့ကျွန်တော်မှတာဝန်ရှိရင်သူတို့အလုပ်ရှာပေးရမယ်ပြောသလိုအိမ်ဖော်တော့အလုပ်မလုပ်ခိုင်းအောက်ကြတယ်ပြီးတော့10ရန်အောင်ထားကြတာပဲလေကုမ္ပဏီအောက်ခြေဝန်ထမ်းလေးပါလေးခိုင်းမလားလို့ကြည့်လာအောင်မယ်မမတီခိုင်ရဲ့အပြောင်းကလှောင်ပြောဒါဆိုလဲပေးရပဲလေငါတို့အိမ်မှာတယောက်လောက်ခေါ်ထားမလားလို့ပါဒါပေမဲ့မင်းရဲ့ဆွေရမျိုးတော်ကြီးကိုကုမ္ပဏီတစ်ပြက်စီးလဲပဲခိုင်းမယ်ဆိုရင်ရပါတယ်နေစမ်းမအောင်ကုမ္ပဏီမှာတစ်ပြက်စီးလဲရကရောဘလောက်ကုန်တင်ရှိသွားလို့လဲတရုံလုံးကခိုင်းပတ်ပါပဲပိုတော့ဆုံးမယ်ခက်တန်တွေ့ရသွားပြီးတော့ပန်းရုပ်တော့အောင်လှမ်းပြီးတော့အကဲခတ်မိရေဟုတ်တော့ဟုတ်ပါတယ်ကုမ္ပဏီမှာအောက်ဆုံးစိတ်တပြက်စီးလဲတရားဘာကုန်ရှိမှာလဲပန်းရုပ်သူလှမ်းကြည့်လိုက်မိရေနှုတ်ဖက်ချောင်းမွေ့နေပြီးရုပ်အားဖြူစင်နုနယ်လွန်လာလို့ကုမ္ပဏီကကောင်းနေအကောင်သူမစီအာရုံရောက်ကုန်လိမ့်မယ်ကျန်နှစ်ယောက်ကမှတောင်းအောင်မယ်ဒါပေမဲ့လည်းအိမ်မှာခိုင်းဖို့လဲခက်တံမခိုင်းရပါမမတိခိုင်မောက်မာရီလေသူမြင်နေရလိမ့်မယ်နောက်သူ့ထက်ပိုဆိုးတာကသူမရဲ့မောင်ကြော်ထက်ခိုင်အိုးကြော်ထက်ခိုင်နေမကောက်ဘူးသူသမီးမေယူပါခိုင်းရလေအတော်ဥစားပြင်းလို့ဆောင်ကြကြနေပါသူမရဲ့အသက်10နှစ်အရွယ်နဲ့မမျှအောင်ပြီးကြီးစံလို့နေအဲ့ဒီချိန်သူမရဲ့မောင်သားဖကားနဲ့တနေရာမှာပြန်လာကြတယ်ကျော်ထက်ခိုင်မှာတခုလက်ကလေးတယောက်အဖေနဲ့မတူပဲရှိုးကခက်များများတားဖားနေတော့တကယ်တထေးစတိုင်တကယ်စားခက်ထောင်လာရောက်ပြီးတော့မိခွန်နေကြသူတွေပါအမမျက်နှာအခွင့်ကောင်းယူပြီးစတိုင်များနေကြတယ်မေမေတီမေယူပါခိုင်မှာကံဝင်လာအသားကက်ဖောင်းပြီးအနက်နဲ့အရုပ်ကလေးတွေလှပနေပြီတော့မမတီခိုင်ရဲ့အပေါ်သို့ပြေးထိုင်လိုက်တယ်သားသမီးမရှိရဲ့မမတီခိုင်အတွက်မေယူပါခိုင်ကအသေးကျော်ကျော်ထက်ခိုင်ကတော့ပန်းအောင်အနီးမှဆိုဖာမှာဝင်ထိုင်ပြီးအားလုံးအကဲခတ်လိုက်တယ်မမတိခိုင်ကသူ့မောင်လူပေါ်ကြောင်းအရေးတူပြီးရှင်းပြနေလေဒီမှာလေခက်ထန်တွေကကောင်မလေးဒီအလုပ်ဆိုင်အောင်တက်လာကြတယ်ဆယ်ရန်အောင်ရုံလေးနဲ့သူတို့ကစရေးစာချီများလှုပ်ချင်နေသလားပဲမဟုတ်ပါဘူးရှင်ပန်းရောအောက်ခြေအလုပ်သမားဆိုလဲလုံနိုင်ပါတယ်ကျော်ထက်ကန်ပန်းရောမျက်စိစိုက်မိသွားတယ်တောသူပေမဲ့တော်တော်ချောရဲ့ကောင်မလေးပဲဒီကောင်မလေးသာအိမ်မှာအလုပ်လုပ်ရင်ငါအတွက်အပိုင်ပဲကျော်ထက်ကန်ဟက်ခနေရဲလိုက်တယ်ကုမ္ပဏီမှာအောက်ခြေအလုပ်လုပ်တော့လစာဘယ်လောက်ရမှာလဲအလုံးစုံရ3-4တောင်းပေါ့မင်းတို့အတွက်အဆောင်ကစားစရိတ်တွေနဲ့ဘယ်လောက်မလဲဒါကတော့တို့ကအကောင်းပြောတာပါအိမ်မှာအိမ်ဖော်လုပ်တယ်ဆိုကမှငွေအသက်တင်စုမိတာနေဖို့စားဖို့လည်းမပူရအောင်လစာလေးရမယ်မမအရင်အလုပ်သမားတွေကိုတစ်လဘယ်လောက်ပေးရတယ်လဲ3တောင်းကဲတွေ့လားအဲ့ဒီ3တောင်းကအသက်တင်ရတာနေဖို့စားဖို့မပူရတော့မင်းတို့ကုမ္ပဏီမှာလုပ်ရင်စားလောက်မှာမဟုတ်ဘူးဒါပေမဲ့နဲ့လေကုမ္ပဏီအောက်ခြေဝန်ထမ်းဆိုတာလေဘာကောမှရှိရမဟုတ်ဘူးလူတိုင်းကမောကြည့်နေရပဲအိမ်မှာလောက်တာမှအိမ်သား3ယောက်ရှိရင်3ယောက်မျက်နှာပဲကြည့်ရမှာဟုတ်ပါပြီကျမတို့သဘောပေါက်ပါပြီဆန်ရအောင်ရလောက်နဲ့အလုပ်ကောင်းကောင်းမရမှန်းတော့သိရင်ဒါပေမဲ့အိမ်ဖော်လို့ရမှာတော့အောက်ကြလုံးနေဒါဆိုလဲသဘောလေစတိုးဆိုင်တွေမှာဈေးအယောင်လဲပိုင်ရှင်ကမန်နေဂျာတင်းတာပါပဲကွာလုပ်ကြည့်ပေါ့ဆွေးနွေးပွဲအေးလေဖြစ်နေစီထရင်းတို့ကစကနေဝင်ပြောလိုက်ပါတယ်စိတ်ချရတဲ့အိမ်ဆိုလုံးမယ်မိမကြီးပဲရှိရဲ့အိမ်အဖိုးကြီးအဖွားကြီးပဲရှိရဲ့အိမ်ဆိုလုံးမယ်ကျော်ထက်ကန်ကမင်းသားတယောက်လိုပခွန်တွန်းလိုက်ပြီးမိမချင်းချင်းမှာပို့ပြီးတော့ဒုက္ခပေးတာမိမချင်းချင်းရောင်းစားကြတာတွေမတွေ့ဘူးလားသူပြောကကွက်တိဖြစ်နေလို့ဘိုင်းရုပ်3ယောက်မျက်လုံးပြူသားကြစီဒေါ်မမတီခိုင်ကသူမတို့3ယောက်အမိတ်ပေးလိုက်တယ်မင်းတို့ကြီးကရိုးတောင်းမဲ့ပုံပဲဒီကငါစစ်စင်ပေးမယ်ဒီမှာလောလောဆယ်အလုပ်သမား2ယောက်ထွက်သွားတယ်မင်းတို့တရား2ယောက်ဝင်လို့တယောက်ကတော့ကုမ္ပဏီမှာပေးလိုက်ပေါ့သူမပြောလိုက်တော့ဘိုင်းရုပ်3ယောက်တယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီး
ခေါင်းချင်းဆိုင်လိုက်ကြတယ်။ပန်းနေကကုမ္ပဏီမှာလုပ်ပေါ့။ငါတို့နှစ်ယောက်ပဲဒီမှာအလုပ်လုပ်ပါမယ်။ငါနေတော့ဘယ်မှာသွားနေမလဲ။ကုမ္ပဏီကနေစရာပေးလို့လား။နေကရိုးချောချောလေးဆိုကုမ္ပဏီမှာလုပ်အိမ်ဖော်လို့အောက်ပါတယ်ဟာငါတို့လိုယုံကြည်ခြင်းတွေနဲ့ပဲတန်ပါတယ်။သုံးယောက်တော့မခွဲချင်လို့တီတိုနဲ့တိုင်ပင်နဲ့စိတ်ဆင်းရဲနေကြတော့ကျော်ထက်ကပင်ဝင်ပြီးအကြံပေးလျော်တယ်။နေရတော့နင်တို့သုံးယောက်အတူတူနေကြပေါ့။စားတာကတော့ငါတို့အလုပ်သမားပဲငါတို့ကျွေးမှာ။ရှားပါတယ်ကျမတို့ရွာမပြန်ရရင်တော့ပါပြီ။ရွာတော့မပြန်ချင်ဘူးဒီမှာပဲအဆင်ပြေအောင်နေပါမယ်။နောက်ဆုံးသုံးယောက်အတူတူနေကြအောင်ဆိုလို့ပိုင်းတို့သုံးယောက်စိတ်ချမ်းသာကြတယ်။သူတို့သုံးယောက်အောက်ထပ်ဓမင်းစားကန်အနည်းရှိတောက်ကမှနေခွင့်ရလိုက်ကြတယ်။ကုမ္ပဏီမှာဆိုပန်းယူနီဖောင်းဝတ်ရတယ်။သူမတို့ယူနီဖောင်းကပန်းတို့ရောစကတ်နဲ့ကိုချက်ကုတ်လက်တို့နောက်အတွင်းရအဖြူစကတ်ဒူးအုံလို့တော်သေးရင်အောက်ချေဝန်နဲ့ဆိုပြီးမဲ့ပန်းယူခတ်တန်တပြက်စီးလည်းမခိုင်းရဲ့အောက်ကြောင်လုံးလို့ဒီရောအယောင်ဌာနတို့ပို့ပြီးတော့အကူအယောင်စေးပဲလောက်ခိုင်းလိုက်တယ်။ထွေးနူးနဲ့မိုးစပယ်ကတော့မမတိခိုင်ရဲ့လက်အောက်မှာပြပြဝတ်နေကြရလေပြီ။နေ့အောင်လုံးအသားညညတုတ်တုတ်နဲ့ရတန်းရီကျရုပ်ကလေးမို့ကျော်ထက်ခိုင်ရဲ့လက်မလည်းလွတ်နေကြတယ်။တငယ်ချင်းကောင်းနေပြီးသူတို့နှစ်ယောက်ကတော့ပန်းယူထမင်းခိုးကြည့်ကြတယ်။အလကားဟာထမင်းနေဟင်းနေပို့ပါတယ်။သိရတဲ့အတိုင်းသူတို့အပြင်မှာအကောင်းစားရင်စားနေကြတာ။အိမ်ထဲကထမင်းဟင်းကိုကောင်းအောင်စားနေမအောင်။သမီးနဲ့ဟင်းအကျန်တွေငါတို့ပဲမျှစားကြအောင်ပေါ့လွင့်ပြရမယ်အတူတူကောင်းမမလားဟဲ့တော်ကြောင်ငါ့ကိုထမင်းခိုးစားနေရဲဆိုပြီးအိမ်မနှင်ချနေပါအောင်မေမပူနဲ့သူမင်းဖြစ်လိုက်မေကျမတို့အချင်းကျန်တွေဝင်မျှစားကြတာပါလို့ငါ့ကိုမျှကြွရလို့နင်တို့မဝပဲလေနေပါအောင်မေဟဲ့ဝါရဲကိစ္စမရှိဘူးကြောချေးဆိုရင်ငါတို့ဒီလိုအဆင်ပြေနေအောင်ကနေကြမှာဒီလိုလည်းမဟုတ်ပါဘူးဟဲ့ငါနင်တို့ကိုကျေးဇူးတင်ပါတယ်အေးပါနေအပြင်ထွက်ရတဲ့လူဆိုတိုင်းရင်လိုင်းနဲ့များတတိနဲ့တွေ့လို့တတိကတော့ဖြစ်သွားမယ်စင်သားငါတို့မမေ့ပါနဲ့တို့လည်းစင်ရတီတွေကဆက်ခေါ်သွားပါနော်ဟာနင်တို့ကလည်းငါပန်းနိုင်ရတတိကတော့ဖြစ်ဖို့မဟုတ်ဘူးကိုဘွားကိုတက်တက်အောင်စူးစမ်းမှာငါကွန်ပျူတာတွေဘာတွေလဲတက်အောင်လုပ်မယ်အဝေးတင်နေဖြစ်ဖြစ်ဝဲရအောင်လုပ်မယ်ရွာတော့မပြန့်ချင်းဟာဟိုလူကြီးမိမရသွားပြီဆိုရင်တော့တမျိုးပေါ့ညပတ်အလုံနာချိန်မှာရှင်းအတွက်စကားစမြည်ပြောကြရင်နဲ့၃ယောက်သားညီအမရေလိုရင်းနှီးချစ်ခင်မိကြတော့တယ်ပန်းရဲ့ရုံးချိန်ကမနက်9:00နာရီမှညနေ4:00နာရီထိဖြစ်ပြီးဘတ်စကားတိုးစီရလို့ယူနီဖောင်းကိုရုံးကြမှာပဲလဲရတယ်ခက်တန်လဲကုမ္ပဏီသားရပေမဲ့ဘန်းရဲ့ကားကြုံဆောက်စီဖို့စိတ်မကူပါအိမ်မှာနေခွင့်ပြုထားရပြီးကျေးဇူးတင်လာပြီပြီးတော့သူတူဝီဆက်ဆံရဘယ်လိုမှမသိတူဝီဆိုပေမဲ့ခက်တန်နဲ့ဒေါ်မမတီခိုင်ကဒီလောက်အသက်မကွာခက်တန်အသက်30မပြည့်လောက်ဘူးထားဒေါ်မမတီခိုင်ကသူ့ထက်2နှစ်လောက်ပဲအလွန်ဆုံးကြီးလောက်တယ်ပြီးတော့တယောက်နဲ့တယောက်တိတ်ရဲရဲတည်တည်မရှိသလိုကြီးရှုတ်တုရှက်တန်းလို့ဘယ်လိုတော်တဲ့အတော်ပါလိမ့်အိမ်မှာမေးစရာလူလည်းမရှိအောင်မို့သူမတို့ဘသူ့မှမေးလို့မရအတွဲရမှာကြောထခိုင်းစားလဲခက်တန်နေဘာမှတော်ပုံမရတယောက်နဲ့တယောက်ခတ်ဆန်းဆန်းတကယ်ဆိုဒါအမျိုးတွေမဟုတ်ပါလားဘယ်လိုတော်ဆက်ပုံကြီးပါလိမ့်ဘယ်လိုပဲဖြစ်ပါစေဥခက်တန်ကဒေါ်မမတီခိုင်ကိုအလေးထားလေးစားလို့ဒီအိမ်ရဲ့အဓိပတိဒေါ်မမတီခိုင်ဖြစ်နေရောတယ်နောက်သူ့မောင်နဲ့သူသမီးငယ်ခက်တန်ကတော့သဘောကောင်းဆုံးမို့ဒီအိမ်မှာအရေးမပါသလိုကြောက်စရာလည်းမလိုသလိုဥက္ကဋ္ဌကလည်းပိုင်းရို့3ယောက်စေတနာကောင်းနဲ့ကဲတင်ကူညီထားတော့လေတကယ်ရန်ကြောင့်အရေးဆိုင်တာမဟုတ်သူ့အလုပ်တွေနဲ့သူရှောက်နေပြီးအိမ်အခြေကြီးရမှာတက်နေလောင်နေလို့လေတခါတည့်ရအောင်မဟုတ်ပါသူမတို့ရင်ဆိုင်နေရအောင်မှာဒေါ်မမတီခိုင်တို့အုပ်စုနဲ့တာပိုင်းတို့လည်းသူတို့အိမ်မှာနေလို့ထွေးနူရောမိုးစပယ်ရောနဲ့တတန်းနဲ့ဆက်ဆက်နေသူမအဖြစ်ကလည်းတငယ်ချင်းတွေနဲ့အတူနေခွင့်ရတယ်လို့သူတို့အနေပါခိုင်းတာလုပ်ပေးရပါတယ်ပန်းရင်လောလောဆယ်တို့အိမ်မှာမားလေးမရှိဘူး။ညခင်းရေလောင်းတာပန်းပင်ရေဖြန်းတာတော့နေလုပ်ပေးနိုင်တယ်မလား။မလန်းစောစောထပြောရေဖြန်းပေး။ဟုတ်ကဲ့ပါအနီ။အောင်မငါ့အောင်များအနီခေါ်စရာလား။ဟိုဥခထန်ခေါ်တယ်လို့လိုက်ခေါ်တာပါရှင်။မလုံး तू ကငါ့တူမို့အနီခေါ်တာ။နေတော့ငါ့ကိုမမလို့ပဲခေါ်ရမယ်။ဟုတ်ကဲ့ပါမမ။အေးနင်းကငါတို့ကနေစရာလေးပေးထားတယ်။စားစရာလေးငါတို့စီမှာပဲစားလိုက်တော့အဲ့အတွက်ခြံထဲမှာရေဖြန်းပေးဝိုင်းလုပ်ပေးပေါ့ဟုတ်ကဲ့ပါသူမထမင်းခိုးစားနေအောင်တီးလို့တရားဝင်ကျွေးပြီးတော့အလောက်ပါခိုင်းတာဖြစ်ရမယ်ဘာပဲဖြစ်ဖြစ်ကောင်းတာပါပဲအိမ်ထဲမှာစပြီးတော့မနက်9 နာရီလောက်ထားပြီးတနာရီလောက်ခြံထဲမှာရေဖြန်းနေအလုပ်ကိုပန်းရင်လောက်ရတယ်ပိုင်းနဲ့လောင်းအောင်မို့အပန်းမကြည့်လောက်ပါဘူးဒီနေ့လည်းမနက်9 နာရီမှာပန်းရင်တို့3ယောက်လောအိမ်ရမှာထားကြရတယ်ထွေးနူးနဲ့မိုးစပယ်ကမိဖို့သူဝင်ကြရပြီးပန်းရင်ကတော့ခြံထဲသူဆင်းခဲ့ရတယ်သူ့ဆန်စားလို့ရဲရတော့မှာပဲလေရန်ကုန်မြို့ကြီးမှာကြောချစရာတနေရာအဆောင်မလွယ်ဘူးအဆောင်မနေတငယ်ချင်းတွေနဲ့လည်းခွဲရမယ်လောက်စားလည်းလောက်မှမဟုတ်ဘူးအိုးလေဒရာမာဆိုရင်အလုံးနဲ့လည်းပြရအောင်မဟုတ်တာဒေါ်မမတီခိုင်အထက်ဆေးဆန္ဒလေးလေခွင့်လွတ်လိုက်
ငါမိတွေကြည့်လောက်တော့မစိုးပါဘူးကိုကိုတရားချပြီးတော့ဘန်းရဲ့ခြံထဲသို့ဆင်းကရေပန်းကိုဖွင့်ရင်းနဲ့လုပ်ငန်းစတင်မှာတော့ခြံရှိမှမြက်ခင်းခြံပေးမှာပန်းအိုးတွေနဲ့ခြံနောက်မှာရေကူးကန်ရှိရဲ့သူမရေလောင်းရမှာခြံချင်းနဲ့ခြံပေးတာမနက်9 နာရီမို့နှင်းနေနေဝင်လေးပေမိမိဖို့ထဲမှာကိုပေါ်လာရဲ့အလဲလုံးနေကြရပန်းရင်မကြောက်ပါဘူးကြော်ထက်ကိုင်းဆယ်လူကြီးကနှာဘူးကြီးသူ့အကြည့်ရမိတောင်မတက်ပဲငါသူ့ကိုတတိထားရမယ်ရွာအရင်မြပြောဖို့ရင်လူပြိုကြီးထက်မိုးဆိုးဖို့တစ်ခုလက်တည်းကပူကြောက်ဖို့ကောင်းနေဟုတ်မယ်ရေလောင်းနေပြီမဲ့ကိုနာကိုကြော်ထက်ကိုင်းတိတ်တဆိတ်ရောက်လာမှဆွန်းလို့ပန်းရင်နားဆင်ထားရတယ်ငါရေလောင်းတာများဆောများနေသလားမနက်6 နာရီမှအလုပ်ပြီးတော့သူမမိုးစပယ်တို့ကူညီရသည်9 နာရီခွဲလောက်မှမနက်စာထမင်းကြော်လေးနည်းနည်းစားပြီးတော့ကုမ္ပဏီသွားဖို့ပြင်ရတယ်10 နာရီမထိုးခင်အိမ်အားထွက်နိုင်မှ9 နာရီမထိုးမီကုမ္ပဏီကိုရောက်မှာမဟုတ်ပါလားအတွေ့အကြုံသူမရေလောင်းနေစဉ်သူမရဲ့နှလုံးနှစ်ဖက်ကိုနောက်မှဖြတ်ခနဲ့ပိတ်ထားခံလိုက်ရတယ်သွားပြီးငါတတိလက်သွားရင်ဘာတူလဲကျမကိုလှုပ်ရေလောင်းနေတယ်ဟွန်းဘာတူလဲပြောကြည့်လေဒီအိမ်မှာဒီလိုမျက်နှာယူတာသူ့ပြင်ဘာတူရှိအောင်မလဲဒါပေမဲ့လည်းပန်းရင်မပြောချင်းဒေါသရတာလှုပ်ထက်နေမိရဲ့လှုပ်နော်ကျမရင်နဲ့ပတ်လိုက်မယ်ပတ်လေစောစောစီစီရေချိုးရတာပေါ့ဒါပေမဲ့ကိုလည်းလန့်ပြီးတော့ဖတ်ထားမိမှာနော်စောစောစီစက်တည်တုံးလိုက်တာပန်းရင်ဘာလို့ရမှမသိလို့ခိတ္တကြောင်ပြီးတော့ဆန်းစားနေမိစီကြော်ထက်ခံကတော့တစင်တက်လေရောပန်းရမျက်နှာလက်နဲ့တရားရအုပ်ထားရမှာလူပါရင်မမနဲ့သူ့ရင်ခွက်ပတ်သို့ဆက်ကပ်လိုက်ချင်မှာဟာဒီလူဒေါ်မမတီခိုင်ရဲ့မောင်မို့စမ်းတက်ဆောင်မဆက်ဆံရဲ့ပြီမိပန်းရင်ပညာပေးရပါရောမေကဲလေပန်းရင်သူ့ပေါ့ကိုစက်ကနေလှည့်ယုံထလိုက်ပြီးပိုက်မရင်နဲ့ပတ်ထဲလိုက်တော့ဟာခွေးမလေးကြည်စမ်းကို့တကယ်ပတ်တယ်သူကတကယ်ပဲပန်းရင်အကျန်းဖတ်တော့မဲ့ဟန်ကျင်တော့အရုံလှက်ချခဲ့ပြီးပန်းရင်မိဖို့ဘက်သို့လှည့်ပြေးခဲ့ရလေရောမိဖို့ဘက်တော့သူမလိုက်ရပါမိဖို့ထဲမှာပန်းရင်ရဲဘော်2 ယောက်ရှိရင်မဟုတ်ပါလားနောက်ပမာတောက်ခေါက်တောင်3 ယောက်တောင်နားထောင်ကြပြီးတော့ထွေးနူးနဲ့မိုးစပယ်ကကြောက်တူးတုံနေကြတော့ပန်းရင်နင်တော့ကြားမိတော့ဆက်မိပြီငါဆွဲရမဟုတ်ဘူးသူကငါအမီလာဆွဲအောင်နိဘိုးရင်သူ့ကိုရန်စားမိပြီလို့ပြောတာဟာနောက်နေ့ငါနေရာမှာထွေးနူးဝင်ဟာနေရာဘလောက်ကောင်တော့လူရှိနေအမေကျုပ်ဓာတ်ခွဲအောင်ဝင်ပြီးလက်မလျှော်ပြရစေနဲ့တော့ပြဿနာတော်ရှင်းမှာနေရာဒီလိုကြေးလားဒါဆိုမိုးစပယ်ရေးလားငါဒီမိဖို့ထဲမှာအလက်လုံးမယ်အေးပါဒါပေမဲ့ငါတို့ပေါ်ပြဿနာရှာနေလိမ့်မယ်ထင်တယ်ရှာလဲ3 ယောက်ဝိုင်းပြီးဖြည့်ရှင်းကြတော့ပေါ့ဟာကဲလောဆယ်ငါခြံထဲပြန်ဆင်းပြီးရေလောင်းလာအောင်မယ်ဖြစ်ပါမလားဖြစ်မှာပါတိုက်ရရေလွတ်ပစ်ခဲ့ရဟာဘော့တွေပေါက်ကုန်လို့ဒေါ်မမတီခိုင်နေဖြည့်ရှင်းနေအောင်မယ်ဒီမှာနေရလည်းမတန်ပါဘူးဟာစက်ကတ်တွေကချင်းသေးပစက်တွေခေါင်းတုံးဝင်ရတာမှတတ်တာအောင်မယ်ပြောတတ်တယ်ခြံထဲမှာကြက်ထက်ကင်မရှိတော့နေလဲပွင့်လာအိမ်သားတွေလည်းနိုးလာကြပြီမို့ပန်းရင်ခြံထဲမှာရေဖြန်းတဲ့အလုပ်ဆက်လုပ်ရတော့တယ်ရေလောင်းမီပန်းရင်အိမ်ပေါ်သို့တက်လာတော့ကြက်ထက်ကင်တို့သားဖားနေအိမ်ခန်းမှာတွေ့ရတယ်မေယူပါခိုင်ကသူမကိုမေးလိုက်တယ်အနီကဆန်းအောင်မိသားစုဘာဖြစ်လို့လဲရှူပေါကိုဆောက်ကူရေးပေးပါအနည်းလေးလှလားကိုလိုက်ပါပန်းရင်အခုကစားရင်များတယ်ကလေးနဲ့မလိုက်ဘူးကျူရှင်စားတစ်မျိုးကြောင်းစားတစ်မျိုးနဲ့သမီးကြီးကအရန်တနာဖို့ကောင်းတယ်ကြည့်ပါလားလူလေးကိုတင်းညံ့နေရပဲသမီးကတိတက်ပါရဲ့အနီရဲ့အနီတက်မနစ်နာစီရပါဘူးကလေးဖြစ်ပြီးစကကြီးပြောင်းနေတဲ့ရှူပေါကိုပန်းရင်အမြင်ကတ်ချင်ပေမယ့်မတော်လန်ရဲပါဘူးဘာပဲဖြစ်ဖြစ်ကိုကသူတို့အိမ်မှာကတ်နေအောင်မို့6 တော့ပြောရမယ်ကိုရင်စာကိုယ်တိုင်လောက်တော့စာတော်တာဘောရှူပါရဲ့ဟာအနေမသိပါဘူးစာရအရမ်းများတာသူများရင်လည်းသူတို့မေမေအနေရကူရေးပေးရပဲဒါဆိုလဲရေးပေးရမှာပေါ့ကွယ်ဒါဆိုလားရှူပေါစာကြည့်ခံနေသွားမယ်နေအောင်ရှူပေါအနေအဝတ်လဲလာအောင်မယ်ရေဆိုနေလို့မြန်လုံးတော့ရှူပေါဖေရ8 နာရီလောက်မှစာရအများကြီးရှူပေါလူသားပန်းရင်အမြန်ဆုံးအဝတ်လဲပြီးတော့သူမရဲ့စာကြည့်ခံနေသူလိုက်သွားရတယ်စာကြည့်စပွဲမှာကြော်ထက်ခိုင်မှာဝယ်ထိုင်နေလို့ပန်းရင်တွန့်သွားရတယ်ဒါသဘောရုံးမှဟုတ်ရဲ့လားသူတို့သားဖားရဲ့ပူပေါင်းကြံစင်မို့လားအားနိုင်တော့ခါပါလိမ့်မယ်ထင်တယ်သူတို့စပွဲနာမှာပန်းရင်တောက်ကြီးရက်နေပြီရောကြော်ထက်ခိုင်ပြတီရုံနဲ့လှမ်းခေါ်တော့လာလေးပန်းရင်ဘာလဲကိုရှိနေလို့လားဟုတ်တယ်ကျမယူပေါကိုစေချင်းရှင်ရှိနေဖို့မလိုဘူးလေပြတ်သားရကွာတို့ပန်းရတော့ကဲကောင်းပါပြီကိုထွက်ပေးပါမယ်သမီးရဲ့အနီကူလိုက်မယ်နော်မင်းသားဟန်နဲ့သူပခွန်းတွတ်ပြီးထပ်သွားလိမ့်မှာပန်းရင်ယူပါចောင်းစာတွေကိုလုပ်ပေးမိရဲ့ငွေပြူရကင်းမောက်ငါအဖြစ်ကလည်းအားလုံးကိုကြောက်နေရတယ်ရှုပ်ပေါရဝဲစာကိစ္စတွေကိုအစားဘသူလုပ်ပြီးလဲမသိပေမယ့်အခုတော့ယူပါကိစ္စအားလုံးပန်းရီခေါင်းပေါ်သို့ပုံကျလာခဲ့ရှုပ်ပါ8 နှစ်သမီးရွယ်တတိယရန်ကျောင်းသူမို့ကျောင်းသားဖို့ပြင်ဆင်ပေးရအစားလုပ်ပေးနေရတယ်ရှုပ်ပါကျောင်းသားမှပန်းရီကမန်ကန်ကုမ္ပဏီသွားဖို့ပြင်ဆင်ရတယ်
ကျင်းနေစွာကလည်းရေအလင်းမြန်ထုတ်ပြီးတော့မျက်နှာမိတ်ကပ်အရည်လေးခပ်ပပပုတ်လိုက်ခေါင်းဖီစပင်ကိုကျစ်ဆံမိတဲ့တချောင်းကျစ်လိုက်ရုံသာပြင်စရာမလိုတဲ့အလှမို့ငကိုရုပ်တိုင်းတင်းတရအဝတ်တဆောင်ဝတ်ပြီးတော့ထွေးနုလန့်ပေးတဲ့ထမင်းကြယူကအိမ်မအပြေးလာထက်ရတယ်ဘတ်စကားတိုးစီပေါ်မှတ်တိုင်တို့ရှောက်သွားနေစေနောက်မှကားရလိုက်တဲ့ကားတန်ကြောင့်ပန်းအလန့်တကြားကြည့်ပြီးတော့ကားထဲမှာကြော်ထက်ခံကအပြောင်းနဲ့ကားတကာဖွင့်ပေးခဲ့တယ်လာတက်လေးပန်းကြီးရှူပါကိုစာကူလုပ်ပေးနေရလို့အလုပ်ချိန်နောက်ကျနေပြီကိုမတောင်းရှိကိုလိုက်ဖို့ပေးမယ်နေပါစေရှင်ရပါတယ်အချိန်မိပါတယ်လာပါအားနာစရာမလိုပါဘူးကိုလည်းကုမ္ပဏီသွားမလို့ပါမမကိုခတ်ထန်စီငွေသွားထုတ်ခိုင်းလို့လေအိမ်မှာတောင်းလဲရရတာနဲ့ဩကိုခတ်ထန်ကအရန်စနစ်ကြီးရဲ့လေအိမ်ငွေတဲလာလေးမရှိဘူးငွေကုမ္ပဏီမှာထားရင်ထားမထားရင်ဘဏ်မှာထားတာကုမ္ပဏီထိရောက်တယ်ဆိုပန်းတစ်ချက်စဉ်းစားကြည့်လိုက်ပြီးကားထဲသို့ဝင်ထိုင်လိုက်တယ်သူဘေးမှကားကရှောင်းကနေထွက်လာတယ်ပန်းရိုးရောက်တာတလားပြည့်ရမယ်နော်ကိုတို့အိမ်လဲပန်းရိုးရောက်မှအသက်ဝင်လာရင်ရှင်ဩဒီလိုပါအစားအိမ်မှာ6တွေ့နေရပဲလေသမီးကလည်းမွန်းလင်းမွန်းချုပ်ចောင်းတက်ကျူရှင်တက်ဂိုက်တက်ရနဲ့မမလည်းသူ့အလှပကိစ္စအတွက်ကာယအလှသွားရတာနဲ့အလှပြင်ဆိုင်သွားရတာနဲ့ရှော့ပင်ထွက်ရတာနဲ့ကိုလည်းပြင်တော့ရှောက်သွားနေရတယ်ကျော်ထက်ခံရဲ့အသွေးမွေးကတထေးတရလို့ပြောင်းပါတယ်စတိုင်လည်းကျပါတယ်ဒါပေမဲ့လည်းပန်းရီသူ့အထင်မကြီးပါကိုပိုင်အစွမ်းစားဘာမှမရှိပဲလူငယ်တယောက်လိုပေါ့ပေါ့နေပေါ့ပေါ့စားခြင်းဒါထက်ဒေါ်မမတီခိုင်ကငငယ်နုနုချောချောလေးနော်ဥက္ကဋ္ဌထက်တောင်မှငယ်မထင်ရတယ်ဘယ်လိုလုပ်ပြီးတော့အတော်ဖြစ်နေရလဲပန်းရီမသိမသာပုံစံနဲ့ကျော်ထက်ခံမေးကြည့်လိုက်တယ်ဥက္ကဋ္ဌငငယ်ကအရန်ဆင်းရဲတယ်သူဦးလေးကကြောင်းထားပြီးကြည့်ရှုဆောက်ရှောက်ပေးခဲ့ရတယ်နောက်တော့သူနိုင်ငံသားတင်မောလိုက်သွားပြီးတော့9နှစ်လောက်ကြာတော့ဘယ်လိုပွားလာလဲမသိဘူးဒီမှာကုမ္ပဏီထောင်အစင်နေပြင်နေတဲ့အချိန်သူဦးလေးကစီးပွားရေးကြပြီးတော့လူလဲယောဂကက်ဒုက္ခတွေရောက်နေတယ်အဲ့ဒီဦးလေးကအခုဒေါ်မမတီခိုင်ရဲ့ယောက်ျားပေါ့ဟုတ်တယ်သူဦးလေးဆုံးတော့မမကိုသူ့လက်အပ်ခဲ့မမရဲ့တိုက်ကိုရောင်းပြီးတော့သူ့ကုမ္ပဏီမှာရှယ်ယာဝင်ပေးထားခဲ့ဒီနေ့အမျက်သွားထုတ်မှာဦးခက်ထန်ကကျေးဇူးတိတက်သားပဲနော်ကိုဦးလေးမိမကိုကုန်းမိပါလို့ဆောက်ရှောက်ပေါ်ရတယ်အဲ့ခါကြောက်ထက်ခိုင်နှက်ခမ်းအောင်မဲလိုက်တယ်အလကားပါလူကြားကောင်းအောင်ပါသူ့အိမ်မှာနေပြီးတော့သူထမင်းစားနေရတော့သူ့မျက်နှာကြည့်နေရတာပဲဟင်ကျမမြင်နေရတာတော့ရှင်တို့အုပ်စုကဒီအိမ်မှာဘို့ပါပန်းကြီးမကြည့်တတ်လို့ပါကိုတို့အုပ်စုကပန်းကြီးတို့သာဘို့လုံနေရတာသူ့ကိုမကြောက်နိုင်ပါဘူးကဲပါဒီကောင်အကြောင်းထားစမ်းပါပန်းကြီးနဲ့ကိုတခုစားရအောင်နော်မိတ်ဆွေဖြစ်တဲ့အထိမ်းမှတ်ပေါ့ဟာမဖြစ်ဘူးကျမအရန်နောက်ကျနေလိမ့်မယ်နောက်မှပေါ့တော့ကြောင့်အလုပ်ပြုတ်သွားလို့ကျမဒုက္ခရောက်နေပါမယ်ဒါမှပန်းကြီးရေဘာဘူးဆရာလို့လဲကဲပန်းကြီးလားစာဘယ်လောက်ရတယ်လဲ4000လား5000လား4000မှာမပူနဲ့ကိုပေးမယ်ပန်းယူပေါ့ပဲဂိုင်းလုပ်ပေးရှင်ကဘာမှလည်းအလုံးမလုပ်ပဲဘယ်ကပတ်စံရလို့လဲလူအထင်မသေးပါနဲ့ကွာဒီကားတစ်စီးတော့ကိုပိုင်ပါတယ်ကားဆွဲရလေတနေ့4-5တောင်းထိရတယ်နေပါစေကျမကုမ္ပဏီရအောင်သာမြင်မြန်ပို့ပေးပါဒီနေ့ရဲ့သူအရန်လွန်နေမှာဆိုလို့ပန်းယူကုမ္ပဏီတို့ပဲကြောထက်ကန်ပို့ပေးလိုက်တယ်ဒါမှလည်းနောက်သူ့ကိုပန်းယူရုံမှာမဟုတ်ပါလားပန်းယူကိုယူနီဖောင်းအဝတ်လည်ခမ်းမှာအလင်းမြန်သွားလဲဖို့ပြေးလာနေမိစဉ်အခန်းသားမှလူတရားနေတိုက်နေရတယ်တစ်ဖက်လူကမောမကြည့်အောင်ကိုယ့်ရဲ့ကလေးလင်းကြတာလှမ်းကောက်နေစဉ်ဘာဖြစ်လို့နောက်ကျရလဲကြောထက်ကဘာအောင်းမိနေတယ်လဲရှင်ဥခက်ထန်သူတိုက်မိရဲ့သူကဥခက်ထန်ဖြစ်နေလို့ပန်းရီတွန်းလောက်သွားရတယ်ဥခက်ထန်ကသူမတို့အဖွဲ့ကိုကယ်တင်ထားခဲ့ပေမဲ့ရုံးကတီးတင်းလွန်းပါတယ်အိမ်မှာဆိုလဲသူ့ကိုနေရိုင်းတော်မမြင်ရအလုံးရှုံလုံတဲ့သူမျိုးဖြစ်မှာပဲဒါပေမဲ့လေသူမတို့အပေါ်ဖွားရေးမဆက်ဆံဒါလည်းတဘာကြပါတယ်အခုကျတော့သူကအိမ်ကြီးရှင်အလုပ်ရှင်ကုမ္ပဏီတထေးကြီးမဟုတ်ပါလားသူမတို့ကဘာမှမဟုတ်တဲ့တာမန်တော့သူမလေးပါအနာတရာထက်တောင်မှနေကြအောင်မဲ့အောက်တန်းစားလေးဒါပေမဲ့လည်းပန်းဥက္ကဋ္ဌညနေကြောကြီးနဲ့ခတ်ထန်နေအထူးပင်ဝမ်းနေရတယ်သူဟာသူမရဲ့လူဆန်းကောင်းကြီးမို့ပါချောမောက်ခန့်ညာတဲ့သူ့အတင်ကိုမောက်ကြည့်ပြီးပန်းကြီးကြောင်နေတော့သူကထပ်မှန်ပြီးတော့ဟိန်းဟောက်လိုက်တယ်ကြောထက်ကန်အကြောင်းမင်းပါသိလေတကယ်လူရှုပ်လူပွေးသူကားနာကြက်လိုက်စမ်းကြောင်ရဲဌာနလိုက်ကြရတာထက်ပိုဆိုးသွားလိမ့်မယ်ပြောပြီးတော့ဥက္ကဋ္ဌဒေါသတကြီးထပ်သွားတော့ပန်းရှမ်းရအားငယ်စွာကြံခဲ့ရတယ်ပြီးမှအဝတ်သားလေးပြီးတော့ကိုကောင်တာတို့ပန်းရီပြန်ရှောက်လာခဲ့ရင်ထဲမှာဝမ်းနေနေရမို့ပန်းရီမျက်နှာလေးညှိုးနေစဉ်သူမရဲ့ကောင်တာတို့ခေါင်းလေး900ရှောက်လာပြီးတော့ဈေးဝယ်ကြတယ်သူတို့ပြန်သွားပြီးခဏကြာတော့ပန်းရီကိုရောင်းခမ်းမှလာခေါ်ခဲ့ပါတယ်ပန်းရီနန္ဒာတထေးခေါ်နေပါတယ်ပန်းရီစကနေတုံးလို့သွားတော့မြင်လိုက်ကြရတော့သူမရဲ့လူပေါ်ကိုင်ဖက်တွေကအောပါပေးကြတယ်ပန်းရီတော့အလုပ်ဖြုတ်ခံရတော့မယ်ထင်တယ်တထေးကတစ်ခါဆိုရင်တသက်လုံးတော့မကြောက်ပါနဲ့ပန်းရီအချိန်ကြီးကတေးအောင်ပါပဲပန်းရီတထိတ်ထိတ်နဲ့သူရုံးခန်းထဲသို့ဝင်သွားရတယ်ငါတော့ဂျိုးဝင်နေပြီဒီနေ့တနေ့လုံးပြဿနာကြီးတိုးနေရတယ်ဥက္ကဋ္ဌကသူမအောင်မထိုင်ခိုင်းမှသူရှင်မရက်နေတဲ့ပန်းရီကိုမော့တာမကြည့်စောစောပါလေငါဆိုလို့အရက်တိုက်တာလားရှင်သူစကားပန်းရီနားမလဲ
ဆော့ဆော့ကဘာလုံးမလို့လဲအခုမှဦးကြောင်ကြောင်လုံမနေပါနဲ့ဆော့ဆော့ကောင်လေးနဲ့ရင်မောင်းနေရလေရှင်အခုမှတရှင်ရှင်နဲ့မခုတ်တက်ကြောင်လုံနေမိန်းကလေးဖြစ်ပြီးတော့ဒီလောက်ရဲရသလားတော်ပြီမင်းကငါအလုပ်ထုတ်တယ်သွားတော့ဒီတခါပန်းရင်မရှင်နိုင်တော့ပါချက်ချင်းပင်ဒူးကြိုကျသွားပြီးတော့သူမမျက်လုံးထဲမှာဥဖြိုးတင်ရဲ့အရင်အစီပြန်နေတဲ့မျက်နှာပပကြီးကိုမြင်ရလိုက်ရပန်းရင်နဲ့အလုံးကြီးစွတ်တဲ့တတိလက်သွားတော့တယ်ဟောတတိရလာပြီပန်းရင်လူလဲထားလိုက်တော့သူမဥခတ်တန်ရုံငန်းထဲမှာဒရင်ပေါက်ပေါ်ရောက်နေအောင်တွေ့ရတယ်ကျမလေအေးမင်းတတိလက်သွားကံကောင်းလို့ငါလူသက်တရခံမဖြစ်တယ်မင်းကွာဒီလောက်ပြောရသလားကျမအလုပ်ဖြုတ်မဖြစ်ပါနဲ့ဥခတ်ထန်ရင်အရင်ကောင်တာမှာမခိုင်းချင်ရင်လေတပြက်လဲရဖြစ်ဘာဖြစ်ခိုင်းမှာနော်ကျမအိမ်မပြန်ချင်လို့ပါဟိုလူကြီးကိုမယူချင်လို့ပါကောင်းပြီမင်းကငါရဲ့လက်တုံလက်သားဖြစ်ပဲခိုင်းမယ်အဲ့ဒါဘာလဲရင်ဘာတွေလုပ်ရမှာလဲငါအစည်းအဝေးသွားရင်နောက်ကဖိုင်ကန်ရမယ်ငါညောင်းရင်နှိပ်ပေးရမယ်နောက်ကော်ဖီဖြောရမယ်အခါအားလျော်စွာခိုင်းတဲ့အလုပ်လုပ်ပေးရမယ်ဒါပဲလားဘယ်ကောက်မလဲငါတော့ခွေးလေးလိုတကောက်ရှောက်လိုက်ပြီးတော့ကြိုဆိုရမယ်ဒါကတော့ဥခတ်တန်ရွယ်ပြောနေရဖြစ်မယ်အပြစ်ရှာတတ်တဲ့သူ့ရဲ့လက်အောက်မှာအလန့်လွတ်ရအောင်လွယ်ကူပါမလားရှင်တိကြီးနဲ့ရှင်လူများဖြစ်နေရောမလားပန်းရင်စဉ်းစားနေတော့ဥခတ်တန်ပိတ်ဟောက်လေဘာရင်စဉ်းစားနေစရာလို့တလဲအလကားဘာမှမပေမန်းတဲ့အလုပ်ဟုတ်ကဲ့ကျမလုပ်ပါမယ်ကောင်းပြီနောက်ကွန်ပျူတာသင်ရမယ်ငါရဲ့ PA လုံးနိုင်အောင်လို့တနန်းတွေတစ်ခုပြီးတစ်ခုရှောက်တက်ရမယ်ကြားလားဟုတ်ကဲ့ဒါပေမဲ့ငါစီကနေလိုက်နာရမယ်စီက3ချက်တည်းပါဟုတ်ပြောပါရှင်တေကြောထက်ခိုင်နဲ့မဆက်ဆံရအောင်သူကားလဲလိုက်မစီးရအောင်နှစ်ယောက်ျားတွေနဲ့အရောတော့ဝင်မနေရအောင်ရေရမောင်မောင်လှုပ်เสียမလို့သူနဲ့ဘာဆိုင်လို့လဲဒါပေမဲ့လည်းကိုကအလုပ်ပြုတ်မခံနိုင်တာမို့ဘန်ရင်ခေါင်းငိမ့်နေရတယ်3မေယူပါခံအရောတော့ဝင်လှုပ်เสียမလို့ဒါပဲအဲ့ဒီစီကံ3ချက်မင်းလိုက်နာရမယ်ဟာဒါတော့ဥခတ်တန်ကျမအထင်လွဲရပဲမေယူပါကျမအရောတော့ဝင်လှုပ်တာမဟုတ်ဘူးသူတို့ကိုကြောက်လို့တော့သူတို့ခိုင်းတာလုပ်ပေးရတာကြောက်စရာမလိုသူတို့ကကိုယ့်ရဲ့မိခိုသူတွေပါရူပါအကြောင်းပြပြီးတော့မင်းတို့နှစ်ယောက်နီးစပ်သွားမယ်ကြောထက်ခံရလို့လေဘယ်မင်းကလေးမှအတီးယူချင်တာမဟုတ်ဘူးသူများအကြောင်းမကောင်းပြောနေတဲ့ဥခတ်တံပန်းရင်နားမလဲတကယ်တော့ကြောထက်ခံမကောင်းတာလေသူမသိပြီးပါမယ်မနာရင်ခံစားပြီးမဟုတ်ပါလားဥခတ်တံပြောပြပါလားရူပါအောင်ငါပြောလို့ကောင်းမလားမင်းမသာမင်းဒီလောက်မှမပြောရဲဘူးလားတော်ကြဥဖြုတ်တင်ယူရတာထက်အဖြစ်ဆိုးနေမှာဆိုလို့သတိပေးနေရဟုတ်ကောင်းပါပြီဒီနေ့ကျမဘာလုပ်ရမလဲအခုအားစားပြီးငါရဲ့ပြုတ်စပြင်တော်ယာရူးတောင်ကိုထမ်းဆောင်ပြီးတော့ကဲကော်ဖီသွားဖြောဥခတ်တန်ခိုင်းနေလို့အခန်းနောက်မှာသူမကော်ဖီသွားဖြောပေးရပါတယ်ရှင်ထဲမှာလည်းအတွင်းအရာအများကြီးငါယာရူးတက်တာလားကြားရလားသူတောက်တူမရဆိုတော့အောက်ကျလိုက်တာအေးလေထွေးနူးတော့စပယ်တော့လည်းအောက်ကျရပဲငွေရှားတာတကယ်မလွယ်ပါလားဒါပေမဲ့တင်တဲ့နေရှောက်တက်ရမယ်ဆိုပညာတိုးပါရဲ့လေကော်ဖီဖြောလိုက်ညီးလိုက်နဲ့ဒုက္ခကုန်သွားတော့ဘိုင်နောက်တစ်ခွက်ထပ်ဖြောရတယ်ဒီတခါတော့မြည်လို့မဖြစ်ဘူးငါအဆုခံရလိမ့်မယ်ဥခတ်တန်အကြိုက်ရဘယ်လိုပါလိမ့်မမေးခဲ့ရအောင်တမဖြောပြီးသားပို့တော့ဥခတ်တန်ကြီးမများပါအာကတောက်တော့မရပဲကဲငါခန်းရှိမှနေရာလောက်ခိုင်းထားတယ်အဲ့မှနေငါဘဲကိုတစ်ချက်နဲ့ရင်မင်းကိုခေါ်တာနှစ်ချက်နဲ့ရင်ဥတင်လာလိမ့်မယ်ဟုတ်ကဲ့အလကားထိုင်မနေနဲ့ရော့ဒီစာအုပ်ဖတ်နေသူပေးရဆောင်ကိုတာဝန်တရက်နေယူပြီးတော့သူညွှန်ပြတဲ့အတိုင်းပန်းရီသွားနေရတယ်ဟေ့ကွန်ပျူတာညနေ3နာရီကနေ9နာရီထိတက်ရမယ်ဒီရုံနဲ့မဝေးဘူးလင်းကွန်ပျူတာမှာတင်ရမယ်ငါလှမ်းပြီးဖုန်းဆက်ထားတယ်ဟုတ်ဒါပဲသွားတော့အင်္ဂိုင်းမနေနဲ့ငါခွင်ချက်ချင်းလာမှကြိုက်တယ်ဟုတ်ညနေ9နာရီကွန်ပျူတာခန်းမထွက်လာတော့ဘန်ရီကားမတိုင်သူရှောက်လာခဲ့ကုမ္ပဏီယူနီဖောင်းလဲခဲ့ပြီးမို့သူမဝတ်ထားရိုးရိုးရှင်းရှင်းလေးခြေတယ်ဝတ်ဆောင်လေးပင်ပန်းရီအောင်အစင်လေးကချစ်စရာပန်းရင်ကိုလုံးလေးတိုင်းချက်ချက်ရဲ့အင်ကြီးလေးကလည်းရင်ဖုံးပုံစံလက်မောင်းတဝက်မို့တကက်မော်ဒယ်လေးတယောက်ပါမှာတောသူမို့ဘတ်စကားဆင်းရတာမကြမ်းကျင်တဲ့အပြင်သူမောက်မှာတွန်းဆော့ဒီခါမင်းကလေးချင်းထက်ယောက်ျားလေးအရာပုံပြကူညီတက်ရလာလိုက်မလို့လားတက်လေစပယ်ယာရဲ့လက်သက်ချေသက်တွန်းတင်ဆွဲတင်ခြင်းကိုပန်းရင်စိတ်ပြတ်စာခံယူနေရမယ်တွားပါပြီတော့ကိုယ့်ဘာသာကိုတက်မှာပေါ့နှမြောင်းမနေနဲ့မပုံစာဒီနေ့လေတက်ဖြစ်မှာမဟုတ်ဘူးတိုးဟိုဘောက်တိုးနေရာလွတ်တွေရှိရဲ့စပယ်ယာရဲ့စကားတိုင်းပန်းရင်လဲလူပြိုလူနဲ့အတွင်းပိုင်းတို့တိုးပေမဲ့နေရာလောက်ကမတွေ့လာထိုင်လူတယောက်ကနေရာထပေးလို့ဘန်းရင်အားတော့အာနာနေပါစေရှင်ထိုင်ပါရရဲထိုင်ကျေးဇူးနေရာမှာပဲထိုင်ပြီးတော့နေရာပေးသူကိုပြောပြဖို့မော်ကြီးဟင်ဥခတ်တန်ဘလို့လုပ်ပြီးကိုပိုင်ကားပေါ်ကနေဘတ်စကားပေါ်ရောက်လာတာပါလေသူကားပြက်လို့လားဒါဆိုလဲတက်စင်ငါးစီးမှာပေါ့တွေးလို့မရလို့ဘန်းရင်အောင်ဆောင်ပါဇက်လီဟာနေပေါ်မှာအကြာကြီးဘာဖြစ်လို့လဲဒါအောင်စရာလားဟိုတထင်းရဲ့ကားပြက်နေလို့တက်စီလည်းမစီးချင်ဘူးအော်ဒါဆိုလာထိုင်မှာသူမနေရာမှာထပေးမယ်ပြင်တော့သူကဘန်းရင်ပခုံးကိုဖိချခဲ့
ရတယ်မင်းမထိုင်ပန်းရင်အားတော့အားနာနေပင်သူပေးရဲ့နေရာမှာထိုင်နေရစဉ်ဘေးမှာကောင်မလေးစဉ်းစားလို့သူဖြက်ခနေဝင်ထိုင်လျင်လှင်သားပဲစီးနေကြပါမဆမ်းမအောင်မွေးကလေးကရှေ့ဆုံးကြိုက်ရတာမဟုတ်ဘူးအခုမှကြိုက်တာပေါ့ဘာအော်ရှေ့ဆုံးအခုမှကြိုက်တာလားလို့မင်းမိရပါမင်းငါ့ကိုလှောင်တာလားမလာရဲပါဘူးတထေးရဲ့ကျမတို့ဘွားတဲတဲလေးပါဘာလို့လဲတထေးမတင်နေချက်ချင်းအလုပ်ဖြုတ်ခံရမှာမဟုတ်လို့ပါငါ့ကိုဘာလို့တထေးလို့ခေါ်ရလဲတရုံလုံးခေါ်လို့လိုက်ခေါ်တာပါရှင်စိတ်မရှိပါနဲ့ဥခတ်ထန်လိုပဲခေါ်ဒါထက်ပြောအောင်မယ်အေးရငါ့တော်ရှိမှာငါ့ကိုအရေးမလုပ်တယ်လို့နေအဲ့ဒါဥခတ်ထန်ရဲ့အတော်မဟုတ်ဘူးဆိုဦးလေးရဲ့မိမကဘာလို့ဒီလောက်ကြောက်နေရလဲကြောက်တာမဟုတ်ပါဘူးဒါပေမဲ့သူကငါအခြားမိန်းကလေးနဲ့အရောတဝင်နေမကြိုက်ဘူးမင်းတို့ပြဿနာရှာမှာဆုံးလို့ပါဟုတ်ကဲ့မှတ်ထားပါမယ်ဥခတ်ထန်နဲ့တို့ဘတ်စကားဆင်းလိုက်ပန်းရင်နားမလည်ဖြစ်ရတယ်သူကသဘောကောင်းတဲ့လူနဲ့ချုပ်ချယ်လိုက်တာစီကန်းနေရလဲများတယ်ရုပ်ကလည်းချောရဲ့သားနဲ့ရုပ်တည်ကြီးဆိုတော့ကြောက်စရာကောင်းနေဟေ့ရောက်ပြီစိမ့်ဒါပေမဲ့မင်းရင်အိမ်ပြန်နေငါလမ်းထိပ်မှာစောင်းဝင်ရွေးအောင်မယ်ဟုတ်ဧကနာဒေါ်မမတေခါကိုကြောက်လို့ဖြစ်ရမယ်ပန်းရင်တယောက်တည်းရှောင်းလာနေစဉ်တနေရာမှပြန်လာတဲ့တွေ့ကြောထက်ကလမ်းမှာတွေ့လိုက်ရတယ်သူ့ပုံစံကလည်းပန်းရင်နောက်ကျနေတဲ့အတွက်အပြစ်တင်ချင်နေတဲ့ရုံနဲ့ပန်းရင်နောက်ကျလာစီလားဘယ်ဝင်နေရလဲမအုံမလဲနဲ့ဒုက္ခရောက်သွားမယ်ကျမကွန်ပျူတာတင်တဲ့တက်နေလို့ပါတင်တဲ့ဘယ်ချင်းနေလဲမင်းမတင်တဲ့တက်စရာပတ်စံရောရှိလို့လားသူ့တင်ကပန်းရီအထင်သေးအမြင်သေးပတ်စံခွဲတင်လို့ရရလေကျမဘာသာကျမဘယ်ချင်းပြီးရှင်နဲ့ပါဆိုင်လို့လေကို့အထင်သေးစာနေမမဲနေရမို့ပန်းရီပြန်စာပြက်လိုက်တယ်ဟုတ်တယ်နင်းခန့်နေတအိမ်လုံးရဲ့အောက်မှာပြပြဝတ်နေရလိမ့်မယ်ဆိုင်တာပေါ့မင်းနေရငါအိမ်မှာလေမင်းအဖြစ်မှာဘာပဲဖြစ်လာငါတို့မှတောင်းဝင်ရှိတာပေါ့မလိုပါဘူးလိုတယ်ဥပမာမင်းနေထိုင်မတက်လို့ကိုဝင်နေပါရှိလာရင်တော့ငါတို့လူတွေကရုံထင်းကြောင်ထင်းထင်လိုက်မယ်အထင်မခံနိုင်ဘူးဘာသူမတို့ကလည်းရှက်တော်သားရည်နဲ့သူ့ပုံလာမြတ်သွားပြီးကြောထက်ကလည်းအရန်အံ့ဩသားရတယ်ဖြူဟာပြောင်းလာလားတန်မီးဖုတ်ပြီးတော့လူရပုံသွင်းတယ်လို့သူကကိုယ့်ကိုချောလိုက်ဒေါသပြောင်းဆောင်းလိုက်နဲ့လူရပုံသွင်းမလို့လားပန်းရင်ကြောထက်ကတွန်းဖယ်ပြီးတော့အိမ်တို့အမြန်ဆုံးရှောက်လာခဲ့ရောသူလည်းနောက်မှလိုက်လာခဲ့ပွင့်နေတဲ့ခြံတကားမှလင်မြန်ဆောင်ဝင်လိုက်ပြီးတော့သူမကိုခန်းတို့အမြန်သွားကအိမ်နဲ့အဝတ်လဲလိုက်တယ်နောက်ချက်ချင်းပင်ထွင်းရရှိအောင်မိဖို့ဆောင်တို့သွားလိုက်တယ်မိဖို့ထဲမှာခြေတလုံးလုံးနဲ့ချက်ပြုတ်နေကြတဲ့တငယ်ချင်းနှစ်ယောက်သူမတွေ့ရတယ်လာဟိငါတို့ကိုညီပေါင်းဒီနေ့ချက်စရာများတယ်အဲ့တယ်လာမှမဟုတ်လို့လားမလာပါဘူးဒါပေမဲ့ဟင်းလင်းကားမျိုးချက်ခိုင်းထားတယ်ဟာကောင်းတယ်ကဲငါဘာလုပ်ရမလဲပြော9နိုင်မှညဆောင်စားနိုင်မှုအတွက်ပကံဆေးပြီးတော့နေ့ကိုပညာပိုင်းခိုင်းလို့မရဘူးနေနဲ့တော်ရဲ့ပကံဆေးအိုးဆေးပဲခိုင်းမယ်ရတယ်ငါဟင်းချက်ခိုင်းဟင်းနေခိုးစားမှစိုးလို့မှတ်လားဟုတ်တယ်ဒါအမှန်ပဲအေးပါညကြမှာငါဒီနေ့ဘလောက်ခံစားလာခဲ့ရလဲဆိုပြီးပြောပြမယ်နေရရုပ်ချောရဲ့သူဆိုနင့်ခံစားကြလှမှာပါမထင်းနဲ့ရောင်းမကြီးနေရုပ်ဘွားရုပ်ရှင်နေငါးဘွားမှာတကယ်တပုတ်အလိုရှုပ်ထွေးနေရအတိုက်ခိုက်အဖိနှိတ်တရားများတယ်မလိုရဲ့သူကများတယ်ငါတော့နေရုပ်အလောက်ပဲအားကြတယ်ဒါဆိုလဲမလားငါတို့ကနေနဲ့ယူနီဖောင်းလေးနဲ့လှလို့နေ့လိုဝစ်ချင်နေရထွေးနှုတ်ကပြောတော့စပယ်ကပြောင်းဆဆနေပြောင်းနေရတယ်အမေနေ့ချီတလုံးကဝဲရည်နေလीပန်းလို့စကတ်ဝတ်လို့ဘယ်လှပါမလဲကြောကြည့်ရပါကဲလွတ်ကြပါစို့6နာရီကျော်နေပြီဒီနာချိန်ရောက်တော့မယ်ကျင်းစိန်ပြီးရင်ရေမိုးချိုးအောင်မယ်သူတို့ထမင်းစားပြီးမှရေချိုးတာအေးပါရဲ့အမေစောင်းတွင်ကြီးအေးပတ်နေအောင်မယ်အေးပတ်တာထဲဟိုနေ့ကငါထမင်းပွဲမှာရက်လောက်ကင်ပေးရတော့ဟိုကြောထက်ခိုင်းဆိုလူကြီးကနှာခေါင်းရှုပ်တယ်ဟာချွေးဆောင်တယ်လို့တဲ့ဒါဆိုလဲသူနဲ့ဝေးနေဒါမှမဟုတ်ပန်းရုပ်ပဲဇွဲထုတ်ခိုင်းအေးအားကောင်းတယ်ပန်းသွားနေရေချိုးကျန်တာငါတို့လုပ်မယ်အမလီငါ့တရားဝင်အလုပ်သမားမလုပ်ခိုင်းပါနဲ့ဟာအခုတော့သူတို့အုပ်စုဖိလို့ပြားနေပြီတရားဝင်သားဆိုဘလောက်များစိုးလိုက်မလဲကဲဒါဆိုလဲထွေးနုရေသားချိုးစပွဲထိုးဖို့နောက်ဆုံးထွေးနုပဲရေသားချိုးရတယ်ထွေးနုကလည်းမျိုးရတော့တသေးသမီးဖြစ်ပြီးတော့အသားရည်လက်လာအယောင်သေးဆွလာခဲ့ညိုကြောလေးပေါ့ဒါအန်ရပဲကြော်တက်ကမျက်စိကျသွားရင်မလဲသတိပေးရအောင်မင်းနေ့ရောက်သားချက်ပြုတ်ပြင်ဆင်ပြီးချိန်မှာရင်းနုရောက်လာတယ်သူတို့နှစ်ယောက်နဲ့ဂျူတီချင်းကြတယ်ကဲဟိနေတို့ရေသားချိုးကြတော့9နာရီလဲထိုးပြီးအင်ဂျင်ရှင်တွေကိုပြုစုလိုက်အောင်မယ်ကြည့်လဲပြုစုကြောထက်ခိုင်ကြီးတော့တောင်းမပြုစုလေနဲ့နာသွားမယ်သိပါရဲ့လေဒါကြီးတော့ကြောင်လွန်းလို့မကြောက်ရင်လည်းနေပြားသွားမယ်ဘာလဲကောင်မရေနော်ဘာပြားရလဲအော်စင်မကြောက်ရင်ဖနှက်ဖြစ်သွားမယ်ဆိုရဲ့စကားလေးကိုသွားတတိယလို့ပါကဲရောင်းမရေငါတို့တော့ရေသားချိုးလိုက်အောင်မယ်ပန်းနဲ့ဆိုရောကိုခန်းကိုပြန်လာကြပြီးတော့ရေချိုးကြတယ်နောက်အယိုးရှင်းဆောင်ပြစ်စမှုအဖြစ်ခေါင်းပြတနခါလိုက်တင်းတဲ့အဝတ်လေးများလဲကြတယ်အားလုံး25မိနစ်လောက်ပဲကြာတယ်ဒီအချိန်ထမင်းစားခိုင်းနေမှာစူတန်ပူတန်နေကြားလိုက်ရလို့သူမတို့နှစ်ယောက်အပြင်ရောက်သွားကြတယ်ထွေးနုခမမျက်နှာငယ်လေးနဲ့ဒေါ်မမတီခိုင်ပြဿနာရှာနေခြင်းမှာ
နင့်ကိုဘယ်နှခါပြောထားရမလဲသမင်းထဲထမင်းလုံးမဖိတ်စင်နဲ့ဆိုအောက်တန်းစားမရီမနေဘူးမစားဘူးတော့လှုပ်လိုက်တလဲကြီးပဲသမင်းထဲပြီးထမင်းဖိတ်သွားလို့အစုခံရကြလဲဖြစ်တယ်ထွေးနုခမငိုရောမဲရောစပွဲမှာအားလုံးလူဆောင်နေကြလိမ့်ပြီးပန်းရီဒေါ်မတီခါဝင်ပြီးတော့တောင်းပန်လိုက်တယ်အနည်းရဲ့သူလက်တုံသွားလို့ပါနောက်မဖြစ်စေရပါဘူးရှင်ပန်းရီတောင်းပန်ပါတယ်နေလဲကြက်ကြက်တတိထားလူလဲမလဲပဲရှောင်းရင်တော့နေသိမ့်မှတာမဲ့စကွင်းမလွတ်ပါလားပန်းရီဇက်ဖို့သွားရတယ်ဒါပေမဲ့လည်းဘာပဲဖြစ်ဖြစ်ထွေးနုလွတ်သွားပြီးသူ့ဘက်ရောက်လာပြီမို့အစုခံအစုံနဲ့ပါတယ်နေကုန်နေကုမ္ပဏီမှာလုပ်တယ်ဆိုပြီးဘုံဝင်လေးဟက်မနေနဲ့နေရစားဒီအိမ်မှာဆွာလဲတတိယဟုတ်ကဲ့ပါအနီး၃ယောက်သားမျက်နှာငယ်လေးနဲ့ရှိနေကြရခတ်တယ်မနေတာတော့ပါဒေါ်မမတိခါအာနာပြရလဲလွန်လွန်နေပြီမဟုတ်ပါလားအနီးတော်လောက်ပြီထမင်းစားကန်နေစူပူနေကျွန်တော်လုံးဝထမင်းစားချင်စိမ်မရှိဘူးအော် sorry ပါမခန့်ထန်အနီးတောင်းမမိုင်းသူတို့အချုံးမပြေလွန်းလွန်းပါဒီအောင်မှ၄ယောက်သားထမင်းစားပြီးတော့စားတော်မူကြတယ်ခိုင်းလိုဟင်းမြောက်ပေါ့ရင်ငန်းနေချင်းနေဆိုပြီးကြီးများအောင်မလားလို့ဘိုင်းတို့ဖွဲ့ဆွေးနေကြပြီမိဒေါ်မမတီခိုင်မဆူပူတော့ပါအောင်မျက်စောင်းခဲချင်းလောက်နေတာကိစ္စပြီးသွားခဲ့ရတယ်ကြော်ထက်ခံရလဲအမကွယ်ရမှာသာမင်းကလေးနေပျော်ပြီးနေချင်းပြီမိအမရှိကြတော့မခွတ်တက်တဲ့ကြောင်ပုံစံမျိုးနေဒါတဘာဝတရားလားမသိဥက္ကဋ္ဌလည်းဘာထူးလဲအေးလေသူကတော့ဒေါ်မမတီခိုင်ရဲ့ကွယ်ရမှာလဲဂိမ်းမဆိုင်ဘူးရှေ့မှာဆိုရင်ပိုဆိုးတယ်ဘာဖြစ်လို့ဒီလောက်ကြောက်နေကြရတာလဲပန်းယူနေရအင်ဂျီရှင်တွေကိုစပွဲထွန်းနေရစီဟင်းနဲ့ချွေးနဲ့များကြောင့်စပွဲပိုက်ထဲမှာဂွီခနဲ့အတန်မြည်သွားတော့ယူပါအားရပါရေရော်လက်ခုံလောင်ဝါများပင်တီးလို့မမပိုက်ထဲမှာတန်ဆုံတင်းဝိုင်းရှိရဲ့ဟုတ်လားယူပါတို့စားပြီးကျန်တာစားမှာပေါ့မမရဲ့မပူပါနဲ့စပွဲမှာအပြိုလေးပြပြီးမျက်စိမျက်နှာကြီးပြက်ပြီးတော့နောက်ဖေးဘက်သို့ဝင်ပြေးလေရော်ကြော်ထက်ခံရလဲရင်နေလိုက်ကမပြေးမစင်အားမနာကြအောင်လားမသိဘူးပန်းရတော့ခက်တီတီနေပင်အလားမှလူရလုပ်ပေးဖို့ရှက်နေရတယ်ဒေါ်မမတိခိုင်ကတော့ပန်းယုံမလို့တမမြန်ဝန်းနေနေဖះကြီးငါဘာများအမှားလုံးမိပါလိမ့်ဦးခက်ထန်နဲ့ကြော်ထက်ခံလည်းငါရင်းနေနေမနေပါဘူးပန်းယူပေါက်ဂိုင်းလုပ်ပေးပါလားကလေးမှကျူရှင်ပြေးရဂိုင်းပြေးရနဲ့အိမ်မာရင်စားကြရရင်ကလေးတက်တာမှာပေါ့နေ့လေဦးခက်ထန်စီးကနေချထားမို့ပန်းဦးခက်ထန်လှမ်းကြည့်မိရဲ့ဒါအောင်မင်းမပါဒေါ်မမတိခိုင်မြင်နေတာပြောလေယူပါတဲ့မင်းလောက်ကိုလောက်ပေးရမယ်ဒီအိမ်မှာနေခွင့်ရတဲ့အတွက်ဒီလောက်တော့လုပ်ပေးတဲ့နေငါပတ်စံပေးမှာပါဟိုလေကျမစဉ်းစားပါအောင်မရှင်အောင်မနေအစင်ရစဉ်းစားရမယ်အဆင့်လားခိုင်းတာလောက်ရမယ်လူရများကြီးကြီးကျယ်ကျယ်နေကဘသူနဲ့တိုင်ပင်ကျင်သေးလို့လေမလို့ချင်းနေယူပါကိုဂိုင်းလောက်ပေးရမယ်မလို့ရင်ဒီအိမ်မှာမနေနဲ့ဒါပဲပန်းဦးခက်တန်စိတ်ကိုကြီးကြီးပေမယ်သူကနည်းနည်းမှပြန်မကြည့်တော့ပန်းခေါင်းနေလိုက်ရတယ်ဟုတ်ကဲ့လောက်ပါမယ်အေးပြီးရောဒါဆိုယူပါမနဲ့ကျူရှင်နဲ့ညနေကျူရှင်တက်ညဘက်ကျမှပန်းရဂိုင်းလောက်ပြီးအခုထမင်းစားပြီးရဲ့အချိန်ရစပြီးည9 နာရီထိလုပ်ပေးရမယ်ကလေးကအိတ်ချင်ရောအိတ်ချင်လဲနှိုးတင်ရိုက်ဖို့တော့လုံးဝစိတ်မကူးနဲ့နော်ဒါပဲဟုတ်ဘယ်အခန်းမှာတင်ရမှာလဲသူတို့သားဖအိတ်တဲ့အခန်းမှာတော့မတင်ချင်ဘူးအောင်မဲရဆက်ဆက်နေရမလားငါ့မောင်မတူတယ်လို့မတန်တယ်လို့အချိုးနဲ့ဒီမှာငါ့မောင်မစိုးဖို့ပြီးမဲ့ဗိမိမောင်မစိတ်ဝင်စားဖို့ဆိုမှတ်ထားလိုက်သူကများကင်းကြီးခန့်ကြီးလှုပ်လို့မပေးနိုင်မစင်းနိုင်ဆိုပြီးမှအခန်းဖေးကငါစာကြည့်ခန်းမှာတင်ရမှာကျေနပ်ပြီလားဟုတ်ကဲ့ကျေနပ်ပါပြီတဲ့လေငါထားရက်လိုက်ရဒီတခါပြေးအလှည့်ရတော့ပန်းအလှည့်ဖြစ်ပါတယ်ချင်းသိမကြီးကအဟအဟင်းနေကြမှာထွေးနုတယောက်ပဲမျက်နှာငယ်လေးနဲ့ကြမ်းရိတ်ခက်လျရတယ်ညကြတော့ပန်းယူပေါမလဲမသိစာတင်ရတော့မယ်စိတ်ညစ်လိုက်တာလောလောဆယ်ထမင်းစားရဖို့တော့မှစိတ်ကမဖြောင်းဟင်းအကြံလေးကိုဆွလိုက်ကြပြီးတော့၃ယောက်တောင်ဝေချမ်းစားကြဖို့ဟိုကြီးဒီကြီးကြည့်နေကြစဉ်ဒေါ်မမတီခိုင်ကြီးဝင်လာပြန်နေဟဲ့ပစုံထောက်ကခြံထားလိုက်ဘာလဲချောင်းကြော်လဲခြံထားနင်တို့ကကြံတာစားကျန်တာချင်းဟင်းနဲ့ကစွန်းရကြော်စက်သားဟင်းရလဲကုန်ပြီအစကေကနည်းနည်းစီပဲချက်ခိုင်းတော့မို့ဘာမှဟုတ်တိပတ်တိမကြမ်းဒါအခုရက်ပိုင်းမှာလုပ်တဲ့အစီအစဉ်တမင်ပညာပြနေရလားမတထားလို့လားသူကဟင်းတစ်ခွက်ကိုယူသိမ်းသွားတော့ပိုင်းတို့တော့မျက်နှာငယ်လေးနဲ့ကျန်တာပဲစားနေကြစဉ်မိဖို့တဲ့သူကြောက်ထက်ကန်ဝင်လာပြန်နေဟာကလေးကိုဒါပဲကြွေးသလားဟင်းစွာလဲလဲဆက်ဆက်ချက်စားပဲကောင်းပါရဲ့မမရဲ့ပူရာကြီးကြွေးလိုက်ပါအောင်မဘာလဲမရက်တာယူနေကနောင်မိမတွေဘာယူချင်ပြီလားဟာမမကလည်းမဟုတ်ပါဘူးမမပဲစဉ်းစားကြည့်လေညချင်ရင်းနေမနှမစားတော့ဘယ်ကောင်းမလဲအထင်မလဲပါနဲ့အမတော်ဖះရဲ့နောင်မိမလည်းမယူချင်ပါဘူးစိတ်ကုန်လို့ဒေါ်မမတီခိုင်တော်မနမမအောက်ချီယာလာသူများမို့စကားပြောခက်ရရင်ဒါပေမဲ့လည်းသူ့မှာပြောရဲ့အတိုင်းဆွဆွအသိမ်းထားရင်ဟင်းခွက်တွေကိုပြန်ချပေးခဲ့။၃ယောက်သားလှိမ့်မြစားစားတော့ကြပြီးတော့ထွေးနူးနဲ့စပယ်ကမိဖို့ရဲမှာအလုံးဆက်လို့ရတယ်လို့ပန်းရလေးယူပအောင်စားသိမို့သူမရှိအခန်းတို့သားရတယ်။စာကြည့်ခန်းထဲမှာမုတ်ထုတ်တွေတစ်ခုပြီးတစ်ခုဖာဆိုင်နဲ့ယူပါသူမအောင်စောင့်နေ။လွယ်တော့မလွယ်ဘူးဆရာမနိုင်နှစ်ဆောင်ပြိုင်မဲ့ဟာလေး
ပန်းထိုင်လိုက်တာနဲ့သူမပင်စီးပြီးတော့ခိုင်းလောက်လေရတယ်။အနီယူပမှာအင်းစားရအများကြီးပဲ။ကျောင်းကပေးလိုက်တာရတစ်မျိုး၊ကျူရှာပေးရတစ်မျိုး၊ကူရေးပေးအောင်။အနီတင်မေးမှာပေါ့ယူပဘာသာလုပ်လေ။ဒါမှယူပစတော်လာမှာ။သိပါရဲ့အနီရဲ့ဒါပေမဲ့ယူပအင်အားတက်တဲ့ခိုင်းရလဲယူပဆောက်ကူလုပ်ပေးရပဲ။စာချက်တာတော့ကိုဘတာကိုကြက်မှာပေါ့။ရေးရတွေတော့အနီကူပေါ့။ရေးရင်းနဲ့ရှင်းပြတော့ကောင်းပါပြီကောင်းပါပြီ။စိတ်ညစ်ညစ်နဲ့ပဲပန်းယူပစာရှင်းပြရင်းနဲ့ကူတွက်ပေးရရေးပေးရတယ်။တခုတော်သေးကပန်းရှင်းပြတော့နားထောင်ဖို့စိတ်ဝင်စားဖို့ရလို့ပါအဲ့ဒီချိန်သူမတို့စားကြည့်ခံတဲ့တို့ဒေါ်မမတီခိုင်ဝင်လာပြီးတော့ပန်းကိုသဘောကျရင်နေကြရောပန်းလန့်ပင်သွားရလေဒေါ်မမတီခိုင်ဝတ်ထားပုံလေးကြည့်ပါအောင်အပေါ်ကရင်ပြက်အင်ကြီးပန်းအောင်ချက်ချက်လေးနဲ့အောက်ပိုင်းကကွာတာပေါင်းမိအကျက်အဝါနုလေးနဲ့စပင်ကဖျောင်းသွင်းထားဖြောက်ထားပြီးတော့စိတ်ညိုဆိုးထားရှင်အောင်ဖောက်ထားသည်ပကုံးတက်တာလေးနဲ့သူမတို့ထပ်ပြီးငင်းညွတ်တဲ့အောင်ပန်းရီယူပါမွေးရပါနှလုံးရောက်ကလေးပါလာတော့လက်တွေခြေရသိမ့်မကောင်းစာရီအများကြီးရရင်လက်လေးညောင်းနေစောစောအနီခက်မမပြောမိရခွင့်လွန်တော့ဟိုနှစ်ယောက်ကမလွယ်ဘူးတောသူရေးဆိုမသိတတ်ဘူးကျမလည်းတောသူပါအနီတရားရဲ့သားရီပါဒါပေမဲ့ပန်းရစာတော်ရီလေ10ရန်တော့ဂုံတို့ရီနဲ့အောင်တာမဟုတ်လားဟိုနှစ်ယောက်က10ရန်တော့မအောင်ဘူး10ရန်အောင်တာနဲ့မအောင်တာဘာမှသိမကွာပါဘူးအနီရဲ့ထားသူတို့တော့အနီမျက်နှာသားမပေးချင်ဘူးပြောရရင်သူတို့ကအိမ်ဖော်ပန်းရသမီးရဲ့ခိုက်အချင်းချင်းသွေးခွာစနစ်နဲ့အုပ်ချုပ်နေရလားဒါမှမဟုတ်အိမ်ချက်ချင်းအုံးမဲ့တုပ်ပြီးတော့တိုက်ချင်နေရလားပန်းရလည်းမခံအတူတူပါပဲအနီကျမတို့အားလုံးအနီရဲ့အလုပ်သမားတွေပါအနီကိုမိခွန်နေကြရတဲ့သူတွေကြီးပါပဲရပါရဲ့အနီကြိုက်တယ်လို့ဆက်ဆံပါအေးကွယ်ဘာပဲဖြစ်ဖြစ်ယူပါလေးကအနီရဲ့တူမဆိုပေမဲ့အနီမှာသားသမီးမရှိတဲ့အတွက်သူလေးကိုသားသမီးလိုပဲချစ်မိရဲ့ဒါကြောင့်ဒီကလေးကအနီအတွက်အရန်ကိုအရေးပါရဲ့အနီရဲ့မျိုးဆက်ကလေးပေါ့ဟုတ်ကဲ့ပါအနီကျမသိပါတယ်ဒီတော့ယူပါလေးအဆင်ပြေဖို့သာအနီအတွက်အဓိကပဲပန်းရင်သူလေးအဆင်ပြေအောင်အဆဆရဂရုစိုက်ပေးပါနော်အဲ့ဒီအတွက်အနီလာစာ3000တော့ပေးပါတယ်ရှင်ကလေးတယောက်ဂိုင်းလုပ်ပေးရုံနဲ့3000တောင်ရတဲ့လားသူမတို့တော့မှဆိုတယောက်2000 3000ထက်ပိုမပေးရအေးလေဒါကမျိုးဖြစ်ရရဲ့ခြားတယောက်တည်းရှက်လုပ်ပေးရလို့ထင်တယ်ပန်းဝမ်းတောင်အောင်မဲ့စာစိတ်ညစ်နေရတယ်ဥက္ကဋ္ဌကတော့ယူပါအရေးတူမလို့ရဘူးတဲ့ဒေါ်မတီခါကတော့ယူပါကိုင်းဖြစ်ငားနေခဲ့ဒီအင်ရစီးမြင့်ဥပဒေရစန့်ကျင်ဘက်ကြီးပဲဘာပဲဖြစ်ဖြစ်သူမကတော့အားလုံးနဲ့အဆင်ပြေနေရမယ်ထင်တယ်လောက်စာမမတ်ပေမဲ့သူမယူပါကိုလက်ခံလုပ်ကန်ပေးရလိမ့်မယ်တာနီးရထားကိုပို့ကြအောင်မယ်ဥက္ကဋ္ဌဒီမှာအယုတ်ကြီးဒီအင်ရဲ့အဓိပတိကဒေါ်မမတီခိုင်ကဲယူပါကိုအပ်ခဲ့ပြီနော်အဆင်ပြေတာလုပ်ပေးပါကွယ်အနီတိတက်ပါတယ်ဟုတ်ကဲ့ယူပါမှာမွေးရပါနှလုံးရောဂါရှိရမို့အခုတော့ဘန်းကလေးအဆင်ပြေအောင်စာကူလုပ်ပေးရကြက်ပေးရတော့တယ်နောက်ခါလာနောက်ခါစင်းဥက္ကဋ္ဌနေတွင်မှကြုံတယ်လို့ရှင်းရအောင်မယ်မနက်ပိုင်းပန်းမီရင်လောင်းနောက်ကုမ္ပဏီမှာအလုပ်စင်းညကျတော့ယူပါကိုစာတင်နေ့ဆောင်မောလိုက်တာဟာထွင်းသူစကားကိုစပယ်ကပဲဖြတ်တယ်အမေနင်တို့ငါတို့ရောတတ်တာလို့လားမုံလေးကမိုးချောအလုံးနဲ့လက်ပြက်ရလို့လားမပြက်ပြီမဲ့ငါတို့ကအလုပ်တစ်မျိုးနဲ့စားချလို့ရတာကားရီပါရီလဲတိုးဆေးစရာမလိုအိမ်ထဲမှာပဲတကုတ်ကုတ်လုပ်ရတာအေးလေဒါပေမဲ့ပန်းရငါတို့ထဲဝင်ဝင်ပို့ရတာပေါ့ကုမ္ပဏီလာစားတစ်မျိုးဂိုင်းလို့ရတာတစ်မျိုးနှစ်မျိုးပေါင်း3သိန်းလောက်ရှိမယ်300သားနည်းနည်းစားနေကြရင်စကားနည်းနည်းပြောနေကြခြင်းလည်းဖြစ်တယ်အင်ဂျင်ရှင်တွေကတော့စားတောက်လို့ပြီးသွားလေပြီဒီမတွေနည်းနည်းစားကတော့ထမင်းကြော်ပဲပြုတ်တောင်မှာပါတဲ့ပလင်းကြော်တငယ်ချင်းတွေအထင်လွဲမှာတွေးကွဲမှာဆိုလို့ပန်းရင်အလင်းမြန်ဖြည့်ရှင်းရပါတယ်မထင်ပါနဲ့တငယ်ချင်းတို့ရေငါကလမ်းစင်းရှိရလေကုမ္ပဏီကလည်းအောက်ဆုံးအဆင့်ဝင်ထဲမှာငါအောက်မှာမြေကြီးပဲရှိရတာအဲ့လစာ4000ဂိုင်းရ3000ဆိုပေမဲ့ငါးစင်းရတစ်လောက်3000လောက်ချောမယ်လေနင်တို့နဲ့အတူတူပါပဲဟဲ့စိတ်ပင်မနာပဲမြတ်ပါတယ်ဘာဖြစ်လို့လဲဟာဥက္ကဋ္ဌနဲ့နေရာမျက်နှာချင်းဆိုင်ပြီးတော့သူ့အဆိုအဟောက်ခံရတာနဲ့တင်လစာ4000ကပြီးသွားပြီအလုံးလုံးရတာအပုတ်ဒုက္ခပေါ့ဒီလိုဆိုရင်ငါတို့အောင်မှတော်သေးရပါတော့အေးပေါ့စိတ်ချငါနေတို့နဲ့ဘာမှမထူးချအောင်ဘိန်းစားချင်းအတူတူပါပဲဟာကဲဘိန်းစားတော့ထမင်းကြော်ပလင်းလေးဆွဲလိုက်ကြပါစို့အော်ဒုက္ခငါတို့လည်းစားကောင်းတောက်ဖွယ်ယူမြင်တာမြင်ရမစားရပိတ်တာကြီးဖြစ်နေရတယ်ညီးမနေနဲ့ခိုးစားပါလားအမလီကြောင်လုံးလို့ပါနော်စားတော့ပြီးတော့သူတို့300သားအလုပ်တွေဆက်လုပ်ကြရတယ်၈နာရီထုတ်ခန့်နေမှပန်းရင်အလုပ်သွားဖို့ပြင်ဆင်ရတော့တယ်ကုမ္ပဏီတစ်ခုတည်းသို့သွားရောက်မှပြင်မိဥက္ကဋ္ဌပန်းရင်ကိုကားနေတစ်ခါမှတင်မခေါ်ပါသူမကထုံးစံတိုင်းလိုင်းကားတိုးစီရတယ်အော်တထင်းရစောလေအဆင့်တန်းခွဲတာပါပဲလေသူကနေငါ့ကိုပဲခေါ်မလဲဥကြော်တက်ခိုင်ကြတော့လေစိတ်မချတော့မစင်းရဘူးလိုင်းကားစီရကြတော့လေအသက်ရှူကြက်နေရပဲငါကမလဲမဝဲနဲ့ဆိုလိုင်းကားစီရအေးရမစွန်စားခန်းချင်းတော့ပြန်ပြီးတော့ပဲဆုပ်ပဲနှုတ်တာမှတက်တာအောင်မေဖះမလို့ဥဖြုတ်တင်ကြီးနောက်မင်းမမြင်မြင်ရသွားပါစေတော့ကားမတိုင်မှာအတွင်းများနေခိုင်သူမရက်နေတဲ့နားတော့ကားတစ်စီကက်ရလာခဲ့
ဦးကျော်ထက်ခိုင်မလို့တမျိုးလို့တမျိုးနဲ့ရာကြားဖြစ်ပြီးတော့တီတီတီစိတ်တောင်မရှိဘူး။ပိုင်းသူ့မမြင်ချအောင်စားနေရသူဟာလှမ်းမိတ်ပေးနေရတယ်။ဟေးကားပေါ်တက်လေမတက်ဘူးကျမဘာသာကျမလိုင်းကားနဲ့ပဲသွားမယ်။လိုင်းကားစီးရတာပြောလို့လားယောက်ျားကြီးထိတာကိုင်းတာခံချင်လို့ထင်နေ။ဘာရှင့်ဦးကျော်ထက်ခိုင်စကားပြောကြည့်ပြောကျမမရိုင်းချင်ဘူး။မှန်တာပြောတာပဲမင်းလိုမအိုးမလဲမင်းငယ်လေးတယောက်လောက်များတော့လိုင်းကားထဲမှာပြားသွားမယ်။ဘာမှတ်တယ်လဲ။ဘာမှမမှတ်ဘူး။ရှားတယ်ဦးလေးအနေသားကြီးနေကောင်းမမနဲ့နော်ငါကလမ်းသိလို့စေတနာနဲ့ခေါ်တာတက်တတော့ကြီးပြောနေတော့ဘိုင်းသူ့ကိုအားနာလာတယ်ပြီးတော့ဘာပဲဖြစ်ဖြစ်တိန်နေနေကြရတဲ့မဟုတ်ပါလားလိုင်းကားစီးရတာလေသူပြောတယ်လို့တကယ်အေးရမှဒုက္ခကြီးပါလေဥက္ကဋ္ဌံပြညတ်ထားတဲ့အချက်တွေကိုတတိယလိုက်တော့ဘိုင်းတစ်ချက်တော့တွန့်သွားမိရဲ့ပြီးမှကိုယ်စီခြင်းတွေကိုအားတင်းပြစ်လိုက်တယ်အိုးသူတော်လမ်းသိရတာနဲ့ငါ့ကိုမတူတယ်လို့မတန်တယ်လို့လောက်ပြောကားနဲ့မခေါ်တာပဲကြော်ထက်ကလည်းမလိုက်မချင်းခေါ်နေရမို့ဘိုင်းသူဘေးနာဝင်ထိုင်လိုက်ရတယ်ကျော်ထက်ကပုံစံလူငယ်တယောက်နဲ့လမ်းဆန်းတက်ကြလေအေးလေတခုလက်ကလေးတယောက်အဖေဆိုပေမဲ့အသက်30လောက်ပဲဟာကားဆွဲရဲဆိုပေမဲ့လေကိုကားကိုမောင်းပြီးတော့ကိုပဲအကုန်သုံးပြနိုင်သူမို့သူ့တင်အားထောက်စင်လန်းဆန်းနေဇေယောင်ငှက်တကောင်လုံးမိုးပေါ်ပြန်တက်တော့မတက်ရုံနေသူ့အနာမှာပန်းဟိထိုင်တော့သူ့ထမရနက်နေရမှွေးကြိုင်နေလိုက်တာမှရင်မွေးပလင်မှကြထားတယ်လို့သူ့အနာမှာစိတ်တထင်းနေရှိနေရစဉ်မိပိုင်မှာကားရရထားအောင်တဖက်မှာကားတစ်စီးထဲခက်တောင်သူမမြင်လိုက်ရတယ်ရုံကနေကြရင်ငါ့ကိုဆူတော့မှာပဲမိပိုင်လို့ကားမောင်းထွက်ခဲ့ရကျော်တက်ကစတိုးဆိုင်ကြီးတစ်ဆိုင်ရှိမှာကားရလိုက်မှဘန်းအငေးရက်သွားရတယ်။ဘာလို့မလို့လဲဦးကျော်ထက်ခိုင်ကျမအလုံးနောက်ကျနေအောင်မေခဏလေးပါဝယ်စရာလေးရှိလို့ဒါဆိုကျမဒီအားစောင့်နေမယ်လိုက်ခဲ့ဒီဆိုင်ကအရင်ပစ္စည်းစုံနေဖက်ရှင်ပစ္စည်းအကုန်ရတယ်ယောက်ျားလေးအတွက်ရောမိန်းကလေးအတွက်ပါရောင်းနေဈေးလဲမှန်နေဈေးစစ်စရာမလိုပစ္စည်းမှန်ဈေးမှန်နေစမ်းမအောင်ဘာဖြစ်လို့အဲ့လာကြော်ညာနေရလဲကျမဝယ်နိုင်မှာမဟုတ်တာရှင်ပါဇက်ညောင်းမဲရှိမှာပေါ့ဒီလိုလဲစကားအပြစ်ပြောလို့ဘယ်ရမလဲပိုင်းလားစာရီဘာကြီးထုတ်တော့ဝယ်စရာလေးကိုဝယ်နိုင်မှာပေါ့နောက်တစ်ချိန်တတိကရော်ရီဘာကြီးဖြစ်ရင်လည်းဝယ်နိုင်မှာပေါ့ကဲပါအခုငါဝယ်စရာရှိအောင်ဝယ်မလို့အဖော်လိုက်ရင်ကြည့်စရာလေးလိုက်ကြည့်နောက်ဆုံးဆိုင်ရလဲအလားပါပြစ်စီအတုံးဆောင်အဝတ်ထေရဆွဲဆောင်လုံးဘန်းရီသူ့နောက်ကရှာကြည့်မိလိုက်တယ်နှစ်သက်တယ်ရောမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီပစ္စည်းကိုဘန်းရီမသုံးဘူးမဝတ်ဘူးတာကြောင့်မင်းကြည့်လို့သာကြည့်ရတယ်မမြင်ဘူးဟာမို့ကြည့်ရတယ်ဘယ်ပစ္စည်းမှလူချင်းစိတ်မဖြစ်မိပါဘူးကျော်ထက်ခံကတော့ဘာရီရှောက်ဝယ်လဲမသိသူ့လက်ထဲမှာဆွဲအိတ်တွေနဲ့ဘန်းရီမှာနိုင်တကြီးကြီးဟာနိုင်ဝက်လောက်ရှိနေပြီအခုကအမြန်ဆုံးမှအချိန်မရောက်မယ်ဘန်းရီကျော်ထက်ခံတတိပေးလိုက်တယ်ဦးလေး8နာရီခွဲကြော်နေပြီ9နာရီထိုးအောင်မယ်မြန်မြန်တော့မှအချိန်မီမယ်သွားဆုံးရပါတယ်ကွာညနေမှာအိတ်ကံဝယ်တခုရှိလို့လက်ဆောင်ဝယ်နေရအပြန်ကြောက်မှဝယ်ပါလားကျမနောက်ကြတော့မယ်ကိစ္စမရှိပါဘူးခက်တာငါ့တော်ရဲ့တူပါလူရင်းနေခြင်းပဲဒါပေမဲ့ဦးလေးတို့ချင်းတိတ်အစင်မပြေပုံမှာအေးဒါပေမဲ့ငါဂရုမစိုက်ပါဘူးသူနဲ့အမငင်နိုင်နေပဲအမကသူမလွန်ဆန်ရဲတယ်လို့ငါ့ကိုလည်းအေးထားရမှာပဲမြန်မြန်လောက်ပါဦးလေးရဲ့ကျမဈားရအလုပ်ပြုတ်လိုက်မယ်ပြော့အောင်လုပ်ပါရှင်အော်ဒီလိုလေအခုလည်းယူပအောင်ဂိုင်းလောက်ပေးနေရမမ3000ပေးရမဟုတ်လားနေစရာစားစရာလည်းရှိပြီသားအိမ်မှာကူလုံးယုံမယ်ပန်းရလောဘတက်နေအောင်ငါသဘောရတော့ခက်တန်စီမှာအလုပ်ဝင်ရတာပင်မနဲ့ထင်တာပဲကားတိုးစီကသူ့မျက်နှာကြည့်ရတာနဲ့ရရဲလာစာတန်သေးရဲ့လားဒါရီတော့မနေနဲ့လေအလုပ်တစ်ခုရဖို့စာလွှဲရမှတ်လို့ပြောပြပန်းရီကားစီတော့တွားထိုင်နေလိုက်တော့ကျော်ထက်ကလည်းသူမရှာကားစီတော့လိုက်ဖို့ပြင်ရတယ်အဲ့ဒီချိန်သူ့ပခုံးတော့လာကင်သူတယောက်ကြောင့်ကျော်ထက်ကလှည့်ကြည့်လိုက်တယ်မိုးဆွေမင်းပဲလားလေဟိုကောင်မလေးကမင်းနဲ့ဘာတော်တယ်လဲဘာမှမတော်ပါဘူးတော့ရောက်လာကြတာငါအမရဲ့ကုမ္ပဏီမှာအလုပ်ဝင်နေကြတယ်ဘာလဲမင်းကမင်းကလေးချက်ချက်မြင်စိတ်ဝင်စားလိုက်တာပဲလားတကယ်လို့မဟုတ်ပါဘူးကွသူတို့ငါသိရဲ့ဟိုတလောကငါဆရာဦးကျော်ရဲ့ restaurant မှာပြဿနာဖြစ်သွားကြတဲ့ကောင်မလေး3ယောက်လေဟုတ်တယ်မလားဟုတ်တယ်3ယောက်ဘာပြဿနာဖြစ်သွားကြလို့လဲကျော်တက်ကန်စိတ်တယ်ထင့်သွားရတယ်မိုးစီရဲ့ဆရာဦးကျော် restaurant ကမကောင်းတဲ့အလုပ်စုံအကုန်လုပ်တယ်အနေကန်းဖွင့်ပြီးနောက်ကမှာပြစ်တစားလုပ်ငန်းနဲ့စီးပွားရှာနေသူမိုးစီကျော်ထက်ခံရောက်ကြည့်ပြီးတော့လှမ်းထုတ်လိုက်တယ်မစားရအမေတဲနေပတ်ပြစ်လိုက်တယ်အဲ့ဒီ3ယောက်ပေါ့ဦးကျော်ဝေပြီးကမှထွက်ပြေးသွားကြတာလေရဲစခန်းတော့သွားတိုက်ကြလို့ငါတတိမှာပြဿနာရှင်းလိုက်ရတာမင်းလည်းတတိထားနော်ငါဆရာကြည်ရမဟုတ်ဘူးသူတို့3ယောက်အသေးရအရှင်ရပြန်ပြီးတော့လက်စားချေချင်နေရသူတို့နဲ့ကင်းရှင်းနေရအကောင်းဆုံးပဲတော့ကြမင်းမဒုက္ခရသွားမယ်ဟာတကယ်ဟုတ်ရဲ့လားကွာသူတို့ပြောတော့ဟာဘယ်သူကအမှန်တိုင်းပြောမလဲကွာမှတ်ထားကြော်ထက်ခိုင်အဲ့ဒီ3ယောက်လုံးငါတတိနဲ့အိပ်ပြီးသားကြီးပဲတတိလက်ထဲမှာ2ရက်ကြာမှသူတို့ထွက်ပြေးခွင့်ရတာပါငါတတိကြောင့်လည်းမင်းသိပြီးသားပါသူ့ဆိုင်ရလာတဲ့ကောင်မလေးတိုင်းသူအရင်အမျက်ထုတ်လိုက်တာပဲလေမိုးစိမ်မစားရရဲ့အမဲတွေကိုတဲနဲ့နာနာပတ်နေရောကြော်ထက်ကန်အသက်ရွှေပဲကြက်လာရတယ်
ငါကတော့အဟုတ်ကြီးမှတ်လိုက်ရတာတင်းကဥကြော်နေဖြစ်လာတာ哦အဲ့ချိန်ကားကိုပန်းလှမ်းပြောင်းဟွန်းတီးလိုက်လို့ကျော်တက်ကန်မိုးစင်နောက်မှာခွာလိုက်တယ်မိုးစင်ကတော့သူ့ကိုခတ်လာလားဥကြော်ကသူ့ဟာယူပြန်အောင်ဖမ်းမှာနော်မင်းလွတ်အောင်နေကျော်တက်ကန်ကားပေါ်သို့တက်ပြီးတော့ကားကိုခတ်ဆဆထွက်တော့ပန်းရင်နားမလည်ဖြစ်ရတယ်ဒီလိုဘာဖြစ်လာတာပါလဲစောစောငါနဲ့စကားရက်ပြောနေလို့တိလာပန်းဟင်းမသိဘူးတကယ်လဲမိုးစင်ကိုပန်းရင်မမှတ်မီအဖြစ်ဖြစ်တည်းကကြမ်းရိုက်ခဲ့ရမဟုတ်ပါလားသူမသွေးပြက်ခဲ့ရမှတဲ့ဒါပေမဲ့လေကြော်ထက်ကန်မယုံဘာလို့မသိရမှာလဲသူကမင်းတို့ကိုသိရအော်ဟုတ်လားဘယ်တော့မှသိလိုက်တာပါလဲသူကဥက္ကဋ္ဌရဲ့ကုမ္ပဏီကလူလားမင်းတို့မိန်းကလေးတော်တော်ဟန်ဆောင်ကောင်းတတ်ကြတာပဲအဲ့ဒါဘသူဆိုတာသိလိုက်ရရင်မင်းနေရာမှာလဲသိနိုင်လောက်တယ်ဘာရှင့်စကားဘာအဓိပ္ပာယ်လဲသူကဘသူမလို့လဲရမမင်းလားဟုတ်တယ်အဲ့မင်းတို့ရမမင်းပဲပန်းရီဒေါသရဲ့အရန်ထွက်သွားတယ်ကြော်ထက်ကန်ရောကလည်းအင်ရထက်ဆိုးတယ်မခုံမခန်းရောလှောင်ပြောင်နေတဲ့ရုပ်ရှင်ဒီနေ့ရန်စကားကြီးပြောတယ်တော်ပြီနောက်ရှင့်ကောင်ဘယ်မှလိုက်မစင်းဘူးအခုရက်ငါကားရက်ပေးလိုက်လို့မင်းတဆစီဆုပ်ပြတ်တော့သွားမယ်သူမင်းကိုနားရောက်ခံလိုက်လာတယ်အာမဒါမင်းမဲ့တိုင်းပြည်မှာမဟုတ်ပဲကျမဘယ်သူမှမကြောက်ဘူးနေရာတိုင်းမှာရဲထောင်လာရရှိရင်ဒါပေမဲ့မင်းတို့သူ့ငွေယူပြီးတော့ထွက်ပြေးလာကြတာကိုဘယ်လိုဖြစ်ရှင်းမလဲဘာပန်းရီအတင်ကအလန့်တကြားမဟုတ်ဒေါသတကြီးဒါဆိုဟိုလူကဒေါ်မြတင်ရောင်းစားတော့ကလူပေါ့ဘာလဲဒေါ်မြတင်စီကပတ်ဆိုင်ပြန်မရလို့လားသူတို့ချင်းချင်းရှင်းမော့ပန်းရီဒေါသရင်းနဲ့ခက်တာကြောင်းရတော့ကျော်ထက်ကန်သဘောပေါက်လိုက်တယ်မိုးစီပြောတဲ့အတိုင်းငွေယူပြီးတော့ထွက်ပြေးလာပြီးမှခက်တန်နေဘလို့တိတ်လာလဲမသိခက်တန်ခေါ်လာရဲ့အကြံဖန်နေလားဒါဆိုသူတို့ကခက်တန်ရဲ့အပျော်ရည်လားတော်တော်တရားလုံနေကောင်၃ယောက်ကြီးခက်တန်တရားလုံနေရအမားကတော့သိမယ်မထင်အင်းလေသိလဲတူနဲ့အတော်နေရပဲဘာတက်နိုင်မှာလဲကျော်ထက်ကန်သိပါတယ်သူ့မှာဒေါ်မမတိခံခက်တန်ကိုမျှော်လင့်နေရဲ့အကြောင်းမမရုပ်ကလေးချောပေမဲ့အသက်အားလည်းကြီးပြီးတော့ခက်တန်ကိုဦးလေးရဲ့မိန်းမတော်ဆက်ခဲ့သူဘယ်တော့မှလက်ထပ်မှာမဟုတ်ဒီကြားရဲ့ခက်တန်ကပန်းရင်းတို့လိုနာမည်ပြတ်တဲ့ဒီမိန်းကလေး၃ယောက်အိမ်တို့ခွန်လာခဲ့အောင်ခက်တန်အတွက်အမိန်းမဆိုတင်ဝင်ယူစရာပဲမလို့ကားမောင်းနဲ့ကြော်ထက်ကန်ဒေါသရဲ့အရန်ထွက်နေရလို့တောက်ခေါက်မိသွားရတယ်မျက်နှာကြီးကလည်းရှက်ခေါက်ချုံနေပန်းရင်းကလည်းလုံးဝမကျင်နဲ့ဒါပေမဲ့လည်းအပြွေလေးမို့အဲ့ဒီစကားကိုသူမမမေးပဲဘယ်လိုဖြစ်ရှင်းရမလဲနှစ်ယောက်သားထားတတ်တော့မဲ့ရုပ်တည်နဲ့ကုမ္ပဏီတို့ရောက်လာကြတော့ပန်းရင်းကားပေါ်မှာလှည့်မြောက်စွာဆင်းလိုက်တယ်တော်ပြီနောက်ဒင်းကားကိုဘယ်တော့မှမစီးရဘူးသူမဆင်းသွားတော့ကားထဲမှာကြော်ထက်ကန်ရဲ့ခက်လန်လောင်ရေသားကပ်ပါလာသေးရဲ့အနာပေါ်ဒုကျသွားလားဒါမှမဟုတ်ဖုံးထားတာကြီးပေါ်သွားလို့လားရှက်လွန်းဒေါသပြက်လွန်းလို့ပန်းရင်မျက်နှာရဲပြီးတော့ပြက်နေရောကုမ္ပဏီထဲမှာလူရဲ့ဘဟေတီအကြည့်နေသူမကိုယ့်နေရာမှာကိုမထိုင်ရသည်သူမတောင်ကဦးခက်တန်ရဲ့တောက်တော်မဲရမဟုတ်ပါလားသူဘာလို့အပ်မလဲတွားကြည့်ရအောင်မေရောက်တောင်ရောက်အောင်ပါမလားတကားကိုတုံးဖွင့်ဝင်လိုက်တော့သူမကမျက်မှောက်ကျကြည့်နေဦးထက်ကန်ဘွားကနေတွေးလိုက်ရလို့ပန်းရင်လန့်သွားရတယ်သူကအရင်ဆူလျော့တယ်ဘာဖြစ်လာလဲလူမြင်လို့တော့မကောင်းအိမ်က၈နာရီထွက်ပြီးအခု9နာရီခွဲတော့မယ်ဒီလူနဲ့လိုက်မစည်းပါနဲ့လို့ငါဗဒံခါပြောရမလဲကျမဘာလဲဘာရေးစင်ချင်ပေးဦးမလို့လဲမိန်းကလေးအများနည်းနည်းလောက်အရေးပေးလိုက်ရင်စီကံပြတ်ချင်တော့တာပဲရှင်ဒီလောက်အော်ဟင်းဆူမန်နေရမလားအရေးပေးရတဲ့ပန်းမှာတပူပေါင်းနှစ်ပူစိတ်နေရတော့တယ်ဒီခါတမရင်နဲ့မထင်းနိုင်မအန်နိုင်နဲ့မျက်ရည်များကျလာမိရောတယ်ဒီတော့လေသူ့လေတံပျောက်သွားရတယ်ဒါပြောရနေငိုစရာလားဒါယူပကိစ္စထည့်မပြောသေးဘူးမင်းမချိုးဖောက်မှုတွေအများကြီးပဲထုတ်ထားတဲ့စီကန်းတွေကိုတစ်ခုပြီးတစ်ခုဖြတ်နေရင်ကျမမတက်နိုင်တဲ့ကိစ္စကြီးမဟုတ်လို့ပါယူပကိစ္စလည်းဥခက်တန်ကြားသားပဲကျမအိမ်မှာကတ်နေရတဲ့သူပါအင်ကြီးရှင်တွေကိုမျက်နှာပြအောင်မလုပ်ဝတ်မအောင်ဟာမင်းကိုပြောပြပြီးသားပဲအိမ်ရှင်ကငါတယောက်တည်းလေဒါပေမဲ့ဥခက်တန်တဲ့သူတို့ပုံပြီးတော့ကြောက်နေရတယ်သူတို့ကနီးရဓာတ်တွေပါပြီးတော့ဥခက်တန်ကသူတို့ရှိကြတော့မခုတ်တက်တဲ့ကြောင်လေးလိုနေပြီးတော့ကိုရကြမှာကျမကိုဖိပြောနေရပဲအောင်မမင်းကငါ့ကိုဝေဖန်နေရလားမလောက်လေးမလောက်စားလေးရမလားကဲထားပါဒါဆိုကြောထက်ကန်ကောင်ဘယ်တော့မှမစည်းနဲ့ဆိုအချက်ကိုကြောက်ဘာဖြစ်လို့ဖောက်ပြက်ရလဲဒါလဲ तू ဟာမလိုက်မချင်းခေါ်နေလို့ပါပြီးတော့လိုင်းကားတိုးစီးရလဲကျမအတွက်အရန်ခက်တယ်လေပြောလိုက်ရင်စင်ကြကြီးပဲနောက်စီကဖောက်ပြက်ရင်သိမယ်ကဲအခုမျက်နှာပြက်နေတာဘာဖြစ်လာတယ်လဲပြောဘာလဲကြောထက်ကန်ရီးစားစကားပြောလိုက်သလားဒီကောင်ကဒါမျိုးကြီးကျွမ်းနေအခုဒီပန်းအိမ်မှာသူစပွဲရှင်မှာမတက်ရက်နေရတော့ဆရာရှင်ရောက်နေတဲ့တပည့်လေးလို့သူရစ်နေရတယ်ဖြည့်ရှင်းနေရတယ်ခက်ထန်မင်းနေတဲ့အတွက်အမှန်ဖြေလိုက်ဖို့သူမဆုံးဖြတ်လိုက်တယ်သူမရဲ့ဘဝလုံခြုံမှုအတွက်ခက်ထန်ရဲ့ကိုကြီးဆောက်ရှောက်မှုလိုအပ်တယ်ကြော်ထက်ခံကတော့ကိုကြီးမဲ့သူမဟုတ်နောက်ရှက်မဲ့သူသားဖြစ်မယ်သူကြောင့်မဟုတ်ပါဘူးဒါဆိုဘသူကြောင့်လဲပြောဟိုကျမတို့ဒေါ်မြတွင်ကြီးရောင်းစားရဲ့စားတောက်ဆန်အလူဘာအဲ့လူနဲ့ဘယ်လိုတွေ့လဲဘယ်ရှောင်းသားလေးတွေ့ရလဲမင်းကိုအနေထိုင်မတက်ဘူးခက်ထန်ဒေါသတွေထွက်နေလို့ပန်းရင်အမှန်တိုင်းပြောရတယ်အမှန်ကိုပြောတဲ့ကြားမှာပဲလောကကြီးကလွဲချတတ်တယ်မဟုတ်ပါလား
ကျမသူကားနဲ့လမ်းကြုံလိုက်လာရင်နဲ့သူကစတိုးဆိုင်ကြီးချက်ဆိုင်မှာဈေးဆင်းဝယ်နောက်ဈေးဝယ်ပြီးတော့ကျမကားစီအရင်ပြန်နှစ်တော့သူနဲ့လူတယောက်စကားပြောနေတာတွေ့ရတယ်နောက်ကားပေါ်မှာသူရောဒေါသကြီးဖြစ်နေတယ်အောင်မသူနဲ့ပါဆိုင်လို့လေနောက်တော့ကျမကိုရန်စကားတွေပြောတယ်အထင်သေးစကားတွေပြောပြီးတော့ကျမကိုချင်းချောက်တယ်ဆွတ်ဆွဲတယ်လူပေါင်းဝလိုက်တာဘာကြီးဘယ်လိုပြောလဲကျမတို့ကသူတို့ငွေယူပြီးတော့ထွက်ပြေးသွားတယ်တဲ့အခုသူတို့ကဒေါသကြီးအရန်ထွက်ပြီးတော့လိုက်ရှာနေလက်စားချေမဲလေဒါမင်းမဲ့တိုင်းပြည်မှာမဟုတ်ပဲလူတွေထဲမှာတာနေဘယ်သူမှမစော်ကားရင်ဒါပေမဲ့ဒီအကြောင်းတွေကြောက်ထက်ကန်သိသွားတော့မကောင်းသူ့အမေကိုလီဆယ်ပြီးတော့တိုင်ပြောနေနိုင်တယ်လို့မင်းတို့အပေါ်မှာလည်းအထင်သေးနိုင်နေဟုတ်တယ်ကျမကြောက်တယ်ရွာပဲပြန်ပြေးချင်ပြီဒီကြားရဲ့ဥက္ကဋ္ဌကလည်းကျမကိုအမြဲရန်လုံနေတော့ကျမနေရတာမပြောတော့ဘူးဒုက္ခတွေများလာပါရဲ့ရှင်ပြောရင်ဆိုရင်မှပန်းဝမ်းပန်းတနဲ့ငိုကြေးလျော်ရယ်ခက်တန်ချင်းမကန်မီလက်မကန်မီဖြစ်ရတော့တယ်ဟာဟေးမငိုနဲ့လေမင်းတို့ငါကာကွယ်ပေးမှာပေါ့ကဲနောက်ဆိုကိုကားနဲ့ပဲအသွားပြန်လိုက်ပါတော့တခုတော့ရှိရင်ကို့မှာအလုပ်များတဲ့အချိန်မင်းအစင်မပြေမှာတခုပဲနေပါစေဥက္ကဋ္ဌအနည်းကိုအရန်ကြောက်ရတယ်မဟုတ်လားကျမကြောက်ပြဿနာမတက်စေချင်ပါဘူးအောင်မ तू ကငါ့တော်ရင်လည်းမဟုတ်ပါဘူးသူ့ကိုကြည့်ရတာမဟုတ်ဘူးဝတ်တာစားကလတ်တက်နဲ့သူ့ကိုငါစောက်ရှောက်နေအောင်မို့စိတ်ချမ်းတောင်ထားရတာပါပြီးတော့ तू ကငါဂရုစိုက်တဲ့သူဆိုရင်ငါ့ကိုယ်ရမှာကောင်းကောင်းနှိပ်ကွတက်လို့ငါဆင်ကျင်တာပါကြောက်လို့မဟုတ်နားလေပြီလားဟုတ်ကဲ့ကဲကိုဖို့ကော်ဖီသွားဖြော်ကြည့်တခုတော့စိတ်ရှုပ်တယ်ဒီအကြောင်းတွေကြောက်ထက်ကန်တိသွားတော့အိမ်မှာမင်းတို့အပေါ်အထင်သေးအမြင်သေးအထင်မအမြင်မမှားတော့မှဆိုရင်တတိထားနေပါတခုဆိုကိုကိုပြောဟုတ်ကဲ့ပါကျမတို့ကလည်းဥက္ကဋ္ဌံအားကိုပြီးတော့နေစားရတာပါသူမခက်ထန်တဲ့ကော်ဖီဖြော်လာဖို့ရှေ့ရမုတ်တွေပါယူပေးခဲ့ရတယ်သူကကော်ဖီတောင်းမုတ်ဆိုင်သူ့မန်နေဂျာညွှန်ကြားချက်တွေပေးနေရောတယ်သူ့မန်နေဂျာထွက်သွားတော့ဘန်းယူဒီနေ့ငါဆူလိုက်လို့မင်းမျက်ရည်ကြားရတယ်အယော်ပေးရအနေနဲ့တနေရာလိုက်ဖို့မယ်ဘယ်သွားမလဲရှော့ပင်ထွက်မလားဖះသွားမလားပန်းဤအံ့ဩရပါတယ်သူကချင်းသိကြည့်လို့အမြဲတည်တံဟိဟောက်နေရမှာဘလို့ဖြစ်ပြောင်းနူးညံ့သွားရလေဖះသွားတာလူဆောင်မကောင်းတာပါထွထွရောစပယ်တို့လည်းတနာပါတယ်သူတို့၃ယောက်နေမှအတူတူသွားကြတာဟုတ်ပြီလေရှော့ပင်ထွက်ကြမယ်ဥက္ကဋ္ဌံဒီနေ့အလုပ်တွေမရှိဘူးလားပိတ်ရလည်းမဟုတ်ပဲနဲ့ရတယ်ကိုကလာခစားမှာမဟုတ်ပဲပိတ်ရကြတော့ပို့ပြီးတော့အလုပ်ရှုပ်ချင်ရှုပ်မှာကွာပြီးတော့ဟိုနှစ်ယောက်နဲ့ဆိုကန့်လန့်နဲ့ဒီနေ့ပဲသွားကြရအောင်ယူဇနာပလာစာဖြစ်ဖြစ်ဂမုံပွင့်ဖြစ်ဖြစ်နောက်အသက်ထွက်တဲ့ပလာစာတစ်ခုဖြစ်ဖြစ်ဟာဥက္ကဋ္ဌကလည်းရှော့ပင်ထွက်ရအောင်ကျမမှာပတ်စံမရှိပါဘူးလာစာမရသေးပဲနဲ့ကြိုတင်လာစာပေးမှာပေါ့ပေးလိုက်မဝယ်ခြင်းဘူးနှမျောတယ်မနာဟိုလူကြီးဝယ်နေအောင်လိုက်ကြည့်ရဈေးရလည်းကြီးလိုက်တာတစ်ထည်ကိုတောင်းကြော်နေရကြီးဘာဖြစ်လဲကွာပန်းမှာအဝယ်စားမရှိဘူးလေနည်းနည်းပါးပါးတော့ဝယ်ပါနောက်ကိုနောက်အလင်းတစ်တလို့လိုက်ရတဲ့အခါအဝယ်စားကောင်းကောင်းရှိရမှာပေါ့ကုမ္ပဏီယူနီဖောင်းနဲ့ဆိုပြီးရပဲမဟုတ်လားနိုင်ငံသားတွေဘာတွေနဲ့သွားတွေ့ရအခါအဲကောင်းဆောင်ကောင်းနေနဲ့သွားတွေ့ရအခါကျရင်မြန်မာဝတ်ဆောင်လေးလူရယ်လေပြီးရောတကယ်တော့ဒီနေ့ခက်တန်စိတ်ရှုပ်ထွေးလွန်းလို့ပါသူဖုန်းထားရဲ့ကိစ္စပေါ်သွားတဲ့အတွက်ဘာအကျိုးဆက်တွေဖြစ်လာအောင်မလဲသူဘာမှဖြစ်မသွားပေမယ့်ပန်းရို့3ယောက်အတွက်အလားအလာမကောင်းသူကရောဘယ်လောက်ကောက်ွယ်ပေးနိုင်မလဲသူ့ကွယ်ရမှာဒေါ်မမတီကန်ဘယ်လောက်တော့ပညာပြလိုက်မလဲဦးလေးကျေးဇူးရေးဆက်ရကျွန်တော်လေးထောင်ချနေသလိုခံစားနေရပြီဗျာဦးလေးမိမကျွန်တော်တဖြည်းဖြည်းပိုင်းဆိုးအုပ်ချုပ်လာလိုက်တာကျွန်တော်မှဆုံးလဲဆိုစားလေးယူဖြစ်နေရပြီကိုတက်လည်းကိုမနိုင်တော့ဘူးသူကတော့သူ့မောင်သားဖပါအိမ်မော်ခေါ်တင်ထားတော့ကျွန်တော်စိတ်ဆင်းရဲနေရတယ်သူတို့အဖွဲ့ကိုဘယ်လိုလုပ်ပြရမလဲဆိုဦးလေးအတန်ပေးပါအောင်အိမ်မက်ပေးပါအောင်သူဒေါ်မမတီခိုင်တို့အဖွဲ့ကိုအိမ်ပေါ်မှာနှင်ချချပေမယ့်သူတို့မှအိမ်မရှိအောင်မဟုတ်ပါလားသူတို့အိမ်ရောင်းပြီးတော့ကုမ္ပဏီမှာရှယ်ယာဝင်ထားတဲ့အလုံးနဲ့ရက်တည်နေစားသူရင်ကိုကနေစရာပြေးထမင်းကျွေးထားရစားမှကို့အပေါင်ညောင်ပင်လိုမျိုးချင်းနေရာမှာပါသဘောလေဘာပဲဖြစ်ဖြစ်အကြံဉာဏ်လေးပါလေထွက်လို့ထွက်ညာသူစိတ်ပြေလက်ပြသဘောနဲ့ပိုင်းညိုဈေးဝယ်ထွက်ပေးလိုက်အောင်မေတနာစရာတော့သူမလေးကသဘောဖြူဦးစင်းမှာရုပ်ကလေးကလည်းစပယ်ပွင့်လို့ဖြူစင်ပြီးတော့ဒဇင်မန်းလိုတော်ဝင်နေအဲ့ဒီယူပန်တနန်းဆိုရဲ့အတိုင်းအစင်းလာအချင်းလာရဲ့ကောင်မလေးကိုသူနှစ်သက်မိပါတယ်အချိန်နဲ့ကြည့်ကျင်သေးလို့သာမျက်နှာသားမပေးပဲအနီးကကြည့်ရှုနေခြင်းသာပြီးတော့ဒေါ်မမတီခိုင်ဒုက္ခပေးမှဆိုလို့တီတကိုကြည့်နေရတယ်သွားစို့အလိုရှိလို့သွားတယ်လို့နဲ့သူကရှင်မခက်တီတီသွားတဲ့အခါပန်းရတော့သူ့အိမ်ကိုဆွဲပြီးတော့နောက်မှလိုက်ရတယ်သူ့ကအကောင်းစားခြင်းပေါ်မှာပန်းဟိုကြည့်တီနဲ့ပီတီဖြစ်နေတော့သူဟောက်ပြက်လိုက်တယ်ဘာဖြစ်နေရလဲကားကိုသဘောကျနေရလားကားပါတဲ့အဖိုးကြီးရေဆိုယူမလားမယူပါဘူးမကြပါဘူးစီးရအောင်စီးထားလောကကြီးမှာအားလုံးတင်ခါရရည်ကြီးပဲဖြစ်ပြီးပြက်တာပဲဥစ္စာဘာတွေမမောနေရမှာလဲအဖိုးကြီးကမယူသေးဘူးပါဖပါလေးနဲ့နှက်ခမ်းရဲလေးဆူထားပုံကအလှဆုံးဝက်ပေါက်လေးပေါ့သူ့ရင်ထဲမှာချင်းမြတ်နေသွားပြီမယ်ခက်တီတီပင်ကောင်းအောင်မောင်းထွက်လိုက်တယ်
စူပါဝမ်းတော့မယ်အပေါ်ဆုံးမှာကစားခွင့်ရှိရင်ကလေးကြီးကစားရတာကျမတို့မှကစားမရတာပဲပြင်းစရာကြီးရှာဖူးလို့လားဟင်းမင်းပျော်သွားစရာမေးအပေါ်ဆုံးကစီးကြည့်ရတဲ့ view လဲလှတယ်အဲ့မှာကြိုက်တာမှားစားလို့ရတယ်ကြိုက်တာနဲ့ဝယ်လို့ရတယ်ပြီးရောဒီပြောလေးကိုသဘောကျသွားပြီးတော့ဒီတစ်ချက်ပြောမိရင်စူပါဝမ်းကိုရောက်တော့နေ့လယ်7 နာရီရှိနေပြီစူပါဝမ်းအပေါ်ထက်မှရှိတဲ့စပွဲကလထိုင်လေးမှာလေတဟူးနဲ့နေရတာအေးမြလာပါတယ်အရာကွန်အင်းနီမျိုးမဟုတ်ပင်တပောင်းလေပြေတိုက်ခတ်မှုကြောင့်အေးမြခြင်းမှာစပွဲတစ်ခုမှနေရယူပြီးတော့ခက်တံအစားအသောက်သွားပြီးတော့မှာယူလိုက်တယ်ဟိုတယ်လိုဈေးလန်းအများကြီးမကြည့်ပါအစားအသောက်ဆိုင်နဲ့ကလေးကစားအောင်လှမ်းကြည့်ရကြည်ညိုးစရာဒါတော့ကိုကလေးမပါလို့ကိုသားသမီးလေးများကစားနေရတာကြည့်ရင်ပို့ပြီးတော့ကြည်ညိုးပင်လိမ့်မယ်အုံနောက်လည်းအပန်းပြေရတယ်ကလေးကစားခွင့်ပန်းမလှည့်ပင်နဲ့ရှူခင်းပန်းလှည့်ပြီးတော့ခက်တံတမိတမောင်ငင်းနေမိရင်ပန်းရတော့ကလေးကစားနေရတာငေးကြည့်ဝမ်းသာနေမိရင်ပန်းရင်ရှင်မင်းတို့ကိစ္စကြောထက်ခိုင်သိသွားပြီတတိတာထားပြီရောဟာဥခက်ထာကလည်းပန်းရင်ကြောက်ပါရဲဆိုမှသူသိတာတကယ်သတင်းဆုံးသူ့လိုကကျမတို့ကပဲငွေယူပြီးမှထွက်ပြေးတယ်လို့တကယ်အတော်မြောက်တင်ချင်းလူလေလို့ရောင်းစားတာခံရတာပါအချိန်မီလဲထွက်ပြေးနိုင်ခဲ့ကြပါရဲ့ဒါပေမဲ့ဟိုလူကသူ့ကိုဘယ်လိုကြက်လိုက်လဲမသိဘူးပြဿနာအဆမတန်ကြီးထွားသွားတယ်ဟုတ်တယ်ဒီပြဿနာဘယ်လိုကင်တွဲရမလဲလို့ကိုစဉ်းစားနေရမင်းတို့ပဲအင်အားနှင်ထုတ်ရမလားဒေါ်မတိခိုင်တို့အုပ်စုပဲအင်အားနှင်ထုတ်ရမလားဖြစ်နိုင်တာတော့သူတို့အုပ်စုထက်မင်းတို့အုပ်စုပဲလွတ်ထသွားမယ်ထင်ပါတယ်ဟုတ်တယ်ကျမတို့ပဲပြေးရမှာသူတို့ကထမ်းမင်မောတဆွေနက်ပြည်ကလူတွေပါကျမတို့ကခေါင်းဆောက်ခံမနေပါနဲ့ရှင်ဦးခတ်ထန်တို့မိသားစုရဲ့အစဉ်ပြေးရပို့ပြီးတော့အရေးကြီးပါတယ်ကျမတို့ကဂလေးကချီအုတ်ကြောင်းမျက်ပေါက်တွေပါအတန်နှိဝေသားပြပန်းမျက်လာလေးချသွားခေါင်းစိုက်ကြသွားတော့ခတ်တန်သူကလေးရဲ့မျက်နှာလေးကိုကျင်နာစွာဆွမ်းမကြည့်လိုက်တယ်။မျက်ရည်ပပလေးစီးကြလို့မငိုပါနဲ့ကလေးရဲ့ကိုတယောက်လုံးရှိပါတယ်ကွယ်။အချောက်ခံခြင်းလို့ငိုရဲလို့အထင်မခံခြင်းလို့ပန်းရီသူမမျက်နှာလေးကိုလွှဲလိုက်တဲ့အခါမျက်ရည်ကိုခက်ချက်ချက်တုပ်ပြစ်လိုက်တယ်။ဘဝစွာစူခင်လန်းလန်းရှောက်ရမယ်။ကြောက်ထဲမကြရင်ပြီးရောမတမသူလူရုံမာရီမောင်းသွင်းမဲ့လှောင်ကြိုက်တယ်မရရင်ပြီးရောအနေကိုရှောင်တက်ရမယ်။ငါတို့တဲ့မှန်ကန်တဲ့နားကိုရအောင်ရှားရမယ်။ပန်းရီမငိုတော့ပါရှင်ပြေတခုလောနာကျင်ပေမဲ့သူမမက်လေးပဲရင်မိပါတယ်။ရှားပါတယ်ဥခတ်တန်ဖြစ်လာသည်များကြုံလာသည်များလောကရန်ကိုကျမတို့တငယ်ချင်း3ယောက်ရင်ဆိုင်ရမှာပေါ့။အေးပါကွာကိုလည်းမင်းတို့အနားမှာပဲရှိနေပေးပါမယ်။ကဲစိတ်ချမ်းသာအောင်နေဒီနေ့တော့ပြောမှဖြစ်မယ်။ဟုတ်တယ်မနှက်ပြန်စွာရေးရတာမဟုတ်ဘူး။တေချာရဲ့ဒီနေ့ကိုပဲကျမတို့စုပ်ကင်ထားရမယ်။ကဲစားပြီးနားပြီးအောက်ထပ်တွေဆင်းကြည့်အောင်ဈေးဝယ်ကြမယ်။ကျမတို့စိတ်တောင်မပါတော့ဘူး။ရှေ့ရှာဘာတွေဖြစ်မယ်မသိပဲနဲ့လာစာရေးကြိုပြီးတော့မတုံးချင်ဘူး။အော်ပန်းရည်လေးရဲ့ခက်ထန်သူကလေးရဲ့စိတ်တံကိုတော်တော်လေးသဘောကျမိရဲ့အခြားမင်းကလေးလိုပူစားဖို့နေတသားကြိုတင်လာစာရဲ့လို့ကြိုပေးရကြတော့ငင်းဆန်နေရော်ရပါတယ်သုံးပါမင်းဗယံပဒါမဖြစ်ဖို့ကိုကြိုတင်ပြီးတော့အာမခံပါတယ်နှစ်ယောက်သားအောက်ထပ်များသို့ဆင်းပြီးတော့ပန်းရည်တွင်ဝတ်ဆောင်လေးများအလှပြင်ပစ္စည်းလေးများနဲ့တိုလီမိုလီလေးများဝယ်ကြတယ်ထရင်းနူးနဲ့စပယ်အတွက်လည်းဝယ်ပေးခြင်းနဲ့ဝယ်လေသူတို့ကအပြင်သိမ့်မထွင်ရတော့တော်ရုံတန်ရုံလေးဝယ်ပေါ့အဲ့မှာထရင်းနူးနဲ့စပယ်အတွက်လည်းပန်းရည်ဝတ်ဆောင်လေးဝယ်လာခဲ့ရဲဘော်3ယောက်သွေးစီးစွာနဲ့လောကရန်တွေကိုဖျက်သိမ်းအောင်မဟုတ်ပါလားအထုပ်ပုံးရင်နဲ့မို့ကုမ္ပဏီတို့ပြန်မသွားတော့ပဲဘန်းရီကိုသူအိမ်တို့ပြန်ပို့ပေးလိုက်တယ်အိမ်မှာဓမ္မမတိခိုင်လည်းမရှိသူတို့3ယောက်သားအချင်းချင်းတိုင်ပင်လိုက်ကြအောင်တိတ်လည်းမကြောက်ပါနဲ့ကွာစိတ်တက်ကြက်ကြန့်ခံပြီးတော့အချင်းချင်းနားလည်မှုရှိဖို့စီလုံးကြဖို့ပဲလိုရဲ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဦးခတ်တန်ရဲ့ကပြန်ထပ်သွားပြီးတော့ဘန်းရီအိမ်ထဲသို့အထုပ်ပုံးရင်နဲ့ဝင်လာခဲ့ရောထွေးနူးနဲ့စပယ်တို့အောင်းဝမ်းသာနေကြတယ်ဟဲ့နေပါပြလို့နေလေကြီးပြန်လာရလေဘာလဲဥက္ကဋ္ဌန်နဲ့အလုပ်ဖြုတ်လိုက်ပြီလားဖွာဟဲ့မပြောကောင်းမဆိုကောင်းဘယ်ကအလုပ်ပြောအောင်မလဲငါတို့3ယောက်တည်းပြဿနာတွေတစ်ခုပေါ်နေလို့အချင်းချင်းတိုင်ပင်နေကြဖို့အိမ်ပြန်ပို့ပြီးရာဒီအထုပ်တရားငါတို့3ယောက်တည်းငါကြိုတင်လာစာနေဝယ်လာစိတ်ချင်းရဲစရာနောက်မှပြောဟာလောဆယ်စိတ်ချမ်းသာစရာလေးအရင်ကြည့်မယ်ပြငါတို့ဖို့ဝယ်လာတာရောနေဝယ်လာတာရောကြည့်အောင်မင်းကလေးပြပင်ဝယ်လာရဲ့အထုပ်ပုံးလေးကိုအရင်ကြည့်ကြရင်တကယ်ချင်းများစိတ်ချမ်းသာပါစေလို့ဘန်းအသာကြည့်ပေးနေလိုက်တယ်အားရဝမ်းသာကြည့်ပေးလိမ့်မှာကဲပြောဘာပြဿနာတွေပေါလို့လဲဟိုကိစ္စအိမ်သားရဲ့တိသွားလို့လားသူမတို့မှလှုပ်ဝက်ထားတာဆိုအဲ့ဒီကိစ္စပဲရှိလေရထွေးနုကတန်းကနေပြောနိုင်လေဘန်းရီခေါင်းလေးခွေးစာညှိပ်ပြရတယ်ဟုတ်တယ်ငါတို့ကိစ္စကိုကြောထက်ခံတိသွားရင်တိရမှာအရင်တိုင်းမဟုတ်ပဲချက်ကားပြီးမဟုတ်တန်းတရားတွေပါလာဟေးဟိုဘလူနဲ့တွေ့သွားလားအေးမိုးစိန်ဆွေလူနဲ့တွေ့သွားတာသူကငါတို့ပတ်စံယူပြီးမှထွက်ပြေးရဲ့ပုံစံပြဿနာလို့ပြောရဲကိုတိုင်တဲ့ပုံစံပြောပြတာငါထင်တာတော့ငါတို့ပြက်ပြီးမှထွက်ပြေးကြတဲ့ပုံစံပြောလိုက်တယ်ထင်ပါတယ်ဟာ
ငါ့ကိုကြောထက်ကန်ကြည့်ရပုံကအထင်သေးအမြင်သေးနဲ့ဟာစီးမပေါက်ပဲနဲ့ပေါက်တယ်အထင်ခံရပြီငါတို့ဘယ်ပြေးကြမလဲတို့မိုးဆွေရောဖွဲ့ရလဲမကျင်းတဲ့ပုံဟာဘာပဲဖြစ်ဒေါ်မြတင်ကြီးကိုပေးလိုက်ရတဲ့ပတ်စံကလေရဲကသိမ်းသွားတော့သူတို့မှငွေလဲကုန်တရားစရိတ်တွေလဲကုန်ငါတို့နောက်ရောက်ခံလိုက်နေကြတာအခုဆိုကြောထက်ကန်အိမ်မှာရှိချောင်းတည်သွားကြပြီငါတို့ထက်နေရပို့ပြီးတော့အရေးကြီးရင်နေရအပြင်မှာလှုပ်ရှားနေရတာဟုတ်တယ်ပန်းရင်နေဦးထက်ကန်ကိုအကျိုးအကြောင်းပြောပြီးတော့အလုံးထွက်လိုက်တော့ဟာအိမ်ထဲမှာပဲငါတို့တော့အတူတူလှုပ်ကြရအောင်အေးကြည့်ရသေးရပေါ့ဟာကဲထမင်းစားကြမယ်ဒီနေ့ဒေါ်မတိခိုင်လဲဘယ်သွားလဲမသိဘူးအိမ်မှာငါတို့ဘူး300သားချင်းငပိကျော်နဲ့ထမင်းစားနေကြစဉ်တိုက်ရှင်မှာကောင်းတဲ့ကြောင့်ထွေးနုတကားပြေးဖွင့်ရရင်ဦးကျော်တကန်ပြန်လာကြမှာလေအိမ်မှာနေတော့2ယောက်ထဲလားပန်းကြီးပါပြန်ရောက်နေရင်အခုမှနေလေရှိသေးတယ်ဘာလဲသူအလုပ်ပြုတ်လာလားနေမကောင်းလို့ပြန်လာပါရှင်ဘာမှမဟုတ်ငါမနဲ့မိုးစိန်နဲ့တွေ့ရင်မိုးစိန်ကိုသိရမဟုတ်လားဦးကျော်ရဲ့ restaurant ကတိုက်တန်းဝင်လာပြီးတော့စကားရေးစက်တိုက်ပြောနေလို့ထွေးနုမှာရက်ပြီးတော့ဖြေတားနေရတယ်ဒီတရင်ကတော့ပန်းကြီးထဲမှာရဖြစ်တော့မို့ထူးပြီးတော့မတုံလို့တော့ပါသိပါရဲ့သိရမှာပေါ့နင်တို့လူလေလောက်သွားအောင်ဟိုကပြန်ပြီးတော့လက်စားချခြင်းနေတတိတာထားထွေးနုဒေါသတွေထောင်းကနေထွက်သွားရင်သူတို့ကပဲပြောရရရှိသေးကျမတို့ကလူလေလောက်တာမဟုတ်ဘူးသူတို့သာသူများသားပြုတ်သမီးပြုံမတရားဖြက်စီးကျင်ကြတာနင်တို့သူတို့ဖြက်စီးလိုက်တယ်မဟုတ်လားအိုးမဟုတ်ဘူးကျမတို့ထွက်ပြေးပြီးရဲတိုင်ပြက်လိုက်တာပဲစကားရမပြီးနိုင်ရပ်ပွက်နှောင်ဖွက်လာလို့ထွေးနုထမင်းစားခပ်ပတ်တို့ပြင်ပြေးလာခဲ့ရောရင်သူမတယောက်တည်းရင်မဆိုင်ရဲတော့စကားရဘာတိပြန်ဆောင်နေလဲမသိကြောတက်ခိုင်အဲကမ်းမှာခိတထိုင်ပြီးတော့စဉ်းစားနေခဲ့မိုးစီပြောတဲ့အတိုင်းသူတို့ကပျက်စီးပြီးသားရဲ့မိန်းကလေးသူတို့ဝန်ခံသားပဲမိန်းကလေးဆိုကိုယ့်ကိုကောက်ွယ်ပြီးဖုန်းတွဲဖော်တွဲပြောနေကြတာပေါ့အစိုးရအကောင်ငါသူတို့တနေ့တည်းအသုံးချပြရမယ်ခက်တန်လဲဒီလိုပဲခိုးစားနေမှာဒီကောင်မတွေမျက်နှာတောင်မပေးဘူးငါအကျိုးစီးပွားအတွက်အသုံးချရမယ်သမင်းစားခက်မှလည်းထွေးနုရောတောင်ရောက်ခေါင်းချင်းရိုက်အကြံအိုက်နေကြရတယ်ငါတို့ရှစ်ဆက်ဘယ်လိုလုပ်ကြရမလဲကြောထက်ကန်လည်းငါတို့အချင်းနေအမေကြီးမှတ်နေပြီမင်းကလေးဘွားကလည်းမလွယ်ပါလားငါတို့ဘာမှမဖြစ်ခဲ့ပေမဲ့ရွှတ်ရွှတ်တွေရှိခဲ့ကြအဖျားခတ်နေရပြီငါတို့တောင်ရောက်စီးလုံးပြီးတော့တယောက်နဲ့တယောက်ကောက်ွယ်ဆောက်ရှောင်ရင်ဒီအခက်ကိုကြော်နိုင်မှာပါကဲတမင်းဆက်စားကြပြီးသိမ်းကြရအောင်အဝတ်တွေလည်းတပုံကြီးရှောင်းအောင်မယ်ဆက်နဲ့ရှော်ပြီးမဲ့လှမ်းတာမီးဖို့တိုက်တာတွေလုပ်ရအောင်မယ်300သားထမင်းကိုစိတ်မပါလက်မပါနဲ့လက်စားတက်လိုက်ကြပြီစိတ်ယုံများလို့အလုပ်တွေဆက်လုပ်ကြရရင်ကိုကောင်းမိမဲ့ခေါင်းနေမရွတ်အောင်လို့မုံတိုင်းလိုတိုက်ခတ်လိုက်မဲ့လောကရန်ဆိုးယူတငယ်ချင်း3ယောက်ကြက်ကြက်ကန်ရင်ဆိုင်ကြဖို့အားရမွေးကြရပါအောင်မယ်ပရိသတ်များရှင်ပရိသတ်များခုနာဆင်ခဲ့ရဝတ္ထုဇာတ်လမ်းလေးကတော့စာရေးဆရာမကျဲစင်မှုရေးသားထားတဲ့မှန်ကန်သောသစ္စာကျင်နာသောချစ်ချင်းဆိုဝတ္ထုဇာတ်လမ်းလေးရဲ့ပထမပိုင်းကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါရဲ့ရှင်နောက်ရက်ဒီမှာလည်းကျမတို့ channel လေးကနေဝတ္ထုဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပေးပါအောင်နော်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရဲ့ရှင်